လာပါရှင်ဒီနေ့မှာတော့ချယ်ရီယာတကြံနားလဲနေပြီဆိုတော့တကြံနဲ့ပတ်သက်တဲ့တကြံစာအုပ်ကောင်းလေးတစ်အုပ်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်စာအုပ်လေးကိုမစာတင်ခင်မှာချယ်ရီရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့မေတ္တာရက်ခံပေးရစေရှင်အလွမ်းတကြံပန်းတကြံမနက်ဖြန်တကြံကြပြီကွာကျွန်တော်ရဲ့ရင်တွေအနေအထားမမှန်တော့ပဲသွေးကြောတွေပါပြောင်းပြန်စီစဉ်ကုန်ပါတယ်ခုံမဝင်ထိုင်လိုက်တဲ့ကျွန်တော်ရဲ့ခန္ဓာကိုယ်ကိုယ်တောင်ကျွန်တော်စိတ်ကမှတ်မိခြင်းတလို့ဖြစ်သွားတယ်ဒါပေမဲ့ချက်ချင်းပဲသတိဝင်လာပြီးမိုးဆက်ကိုအလန့်တကြားမေးမိတယ်ဟုတ်ရဲ့လားမိုးဆက်ရမင်းပြက်ကလေးလဲတေချာကြည့်စမ်းမအောင်အဲ့လိုအမောဆုပ်တန်းကြီးနဲ့မေးပြီးမှတစ်ရှူဘူးတွေကတစ်ရှူတစ်ပိုင်းဆွဲထုတ်လိုက်တယ်အဖြူရောင်ပေမဲ့ခက်ကြမ်းကြမ်းတစ်ရှူတွေမို့လို့နည်းနည်းတွန့်သွားပြီးမှဟာမတက်နိုင်ဘူးကွာလို့တွေးပြီးယိုသမျှချွေးတွေကိုယိုသမျှလိုပဲသဘောထားပြီးနှစ်ဖူကနေစတုပ်ပြစ်လိုက်တယ်ကျွန်တော်တို့ခင်မှာတစ်ရှူကိုဖင်မှန်ကောင်းမှန်မသိပဲတခါတလေလေတိတိကြီးနဲ့ရင်ကျေးမှုတည်းရလို့သုံးဆွဲလာတာကြာပါပြီပဲဒါပေမဲ့လည်းတစ်ရှူသုံးမဲ့ကျန်တိုင်းကျွန်တော်တို့ရဲ့ရုံးတက်စဉ်ခန်းတွေကတစ်ရှူလိတ်ကိုမျက်လုံးနဲ့မြင်နေရပြီးကျွန်တော်မျက်နှာကြီးကိုနှမျောမိပါတယ်ဒါပေမဲ့လည်းမတက်နိုင်ပါဘူးမိုးဆက်ကသူ့အိတ်ဆောင်ပြက်ကလေးလေးကိုအပြေအလွှာလှန်လောရှာဖွေပြီးကျွန်တော်စီအမော်တကောနဲ့ထုတ်ပြပါတယ်ခမညာဒီမှာကြည့်လေဒီနေ့အကြုံလေးกว่าမြင်လားသူများကုမ္ပဏီတွေကဒီနေ့ကစပြီးပိတ်ပြီးငါတို့ကုမ္ပဏီပဲချစ်တီးကြပြီးအလုပ်ဆက်ခိုင်းနေတာအမှန်တိုင်းဝန်ခံရရင်ကျွန်တော်ပြက်ကလေးမကြည့်ပြတာကြာပါပြီဖြစ်နိုင်ရင်တော့အရာအလုံးဘာမှမသိကျင်တော့တာကြာပါပြီဒီကာလအတော်အတွင်းအလုပ်လုပ်ခြင်းနဲ့အိတ်ချင်းစားခြင်းကလွဲပြီးကျွန်တော်မှတ်ဉာဏ်ထဲမှာမတွေ့တာခိုင်းခဲ့ပါဘူးမပြုံးဘူးမရည်ဘူးမပြောဘူးဆိုရင်အဲ့ဒါကျွန်တော်ပါပဲမှန်နဲ့ကြည့်မိတိုင်းမှုန်တုံနေတဲ့ကျွန်တော်မျက်နှာဟာကြာလာတာနဲ့အမျှမွေးရပါမျက်ကြောသိမ့်နေတဲ့လူတစ်ယောက်လိုဖြစ်လာပါတယ်အဲ့ဒါလိုဖြစ်နေတာဘလောက်ကြာပြီလဲလို့မေးရင်တကြံပွဲတော်ကာလတစ်ခုကိုတရက်ပဲပျော်ခွင့်ရပြီးနောက်ပိုင်းဒီနေ့အထိကျွန်တော်ကိုကျွန်တော်စရုပ်တရုပ်လိုသဘောထားခဲ့လိုက်တာပါခံစားမှုဖြစ်လာမှာကိုအလွန်ကြောက်ရွံ့မိတဲ့ဒီကာလအတွင်းမှာကျွန်တော်တကယ်ပဲစရုပ်တကောင်ဖြစ်ချင်ခဲ့ပါတယ်စရုပ်လိုသဘောထားပြီးခိုင်းစေတတ်တဲ့ကုမ္ပဏီမျိုးမှာအလုပ်ဝင်လုပ်မိတဲ့ကိုယ်ကံတရားကိုကကျေးဇူးတင်စရာပါခိုင်းသမျှမငြင်းစတန်လုပ်ပြီးအလုပ်ပြီးရင်အလုပ်ကိုပဲစိတ်နှစ်ထားတဲ့ကျွန်တော်ကိုဌာနအတွင်းလုပ်ဖို့ကိုင်းဘက်တွေကဒီကောင်ယူသွားပြီလို့တက်တဲ့ဝေဖန်ပြောဆိုကြပါတယ်ကျွန်တော်လည်းလက်ခံပါတယ်ကျွန်တော်ဟာယူနေတာပဲအချစ်ယူပါအချစ်ကြောင့်ယူနေတာကိုတော့ကျွန်တော်ကလွဲလို့ဘယ်သူမှမသိကြပါဘူးကျွန်တော်နဲ့အနည်းဆုံးအဆောင်တစ်ခုထဲမှာအခန်းတစ်ခန်းနဲ့ငှားပြီးနေထိုင်နေမိုးဆက်တောင်မသိပါဘူးမသိလို့လဲတကြံကြပြီကွာလို့အားရပါရပြောလိုက်တာပါပဲတကယ်လို့များမိုးဆက်သားကျွန်တော်အဖြစ်ကိုသိရင်မနှက်ဖန်အကြနေနော်ဘလို့စီစဉ်မလဲလို့အပျော်တဝက်လွှမ်းမိုးနေတဲ့စိတ်လေးနဲ့မိမသေးကြပါတယ်နှစ်ဆန်း2ရက်နေမှရုံးပြန်ဖွင့်မှာဆိုတော့6ရက်တောင်အချိန်ရတယ်ကွာငါတို့ဘာလုပ်ကြမလဲအိမ်ပြန်မယ်ဟေးမင်းတဲ့သူရဲ့အားတက်တရောအတန်ကိုတော့အာမနာပဲအားမရှိသလိုဖြေလိုက်တဲ့ကျွန်တော်အတန်ကြောင့်မိုးဆက်ဟေကနေတာပြီးလေသွားတဲ့ပုံမှာပဲပြီးတော့ကျွန်တော်မျက်နှာကိုလည်းနားမလဲသလိုတေချာကြည့်သေးတယ်အဲ့ဒီနောက်မှာစိုးရိမ်မကင်းဖြစ်တန်းနေမင်းနေကောင်းရဲ့လားခိုင်းမြေတကြံလေးရလုံးဘော့စ်ကကားစစ်စင်ပေးမယ်လို့ပြောထားတယ်မင်းမလိုက်တော့ဘူးလားဟဲ့အင်ကွာငါအိမ်မဲပြန်ခြင်းနေစဉ်းစားပါအောင်ခိုင်းမြေရတခါတလေသဘောကောင်းပြီးစွန့်ကြဲပေးတဲ့ဘော့စ်ရဲ့တရားတရားကြီးကိုမနှမျောဘူးလားအောင်ခန့်တို့ကလည်းရေလေကဲမယ်လို့ကြုံရထတာကွာငါအတွက်ပါပိုကဲလိုက်ပါကွာကဲငါပြန်နေမယ်ဒီညကားနဲ့ပြန်လာပဲကောင်းမယ်โอเคလေမနက်ဖြန်အရောက်ပြန်มาဆိုတော့အဆောင်ပြန်ပြီးပြင်ဆင်စရာရှိသေးတယ်နေအောင်လေခိုင်းမြေအောင်ခန့်တို့ပိတ်ပွဲလုပ်ဖို့9နာရီစုရလုပ်ထားတယ်လေကျွန်တော်ဘာမှပြောမနေတော့ပဲထထွက်လာခဲ့လိုက်တော့မိုးဆက်လဲလိန်ပြီးကြံခဲ့မယ်ဆိုတာသိတယ်ဒါပေမဲ့လေရင်ဘတ်တစ်ခုလုံးတွန့်လိန်နေတဲ့ကျွန်တော်စီမှာတငယ်ချင်းကိုနှိမ့်သိမ့်ဖို့အကြည့်တစ်ချက်စားတော့မကြံတော့တာကျွန်တော်ထက်ဘသူများပိုသိမှာတယ်လေ
ရန်ကုန်မန္တလေးအမြန်လမ်းမကြီးပေါ်တရရိပ်ပြေးလွှားနေတဲ့အိတ်စပတ်ကားကြီးပေါ်မှာကျွန်တော်ဒီလိုလိုက်ပါလာနိုင်လိမ့်မယ်လို့လွန်ခဲ့တဲ့ရက်သက်တစ်ပတ်အထိတေချာမှုမရှိသေးပါဘူးအခုတော့တေချာသွားပါပြီမနက်ဖြန်မှာကျွန်တော်ရဲ့ဇာတိမြေမန္တလေးကိုကျွန်တော်ရောက်တော့မယ်ဆိုတာတေချာသွားပါပြီကားပေါ်ကခီးတဲ့အားလုံးကြီးပါရင်မောင်ကန်နောက်ကျောက TV စခရင်ပေါ်ကိုအာယုံဆိုင်ပြီးစိန်ကြကြလိုက်ပါနိုင်ခဲ့ကြပါတယ်ကျွန်တော်တယောက်ပဲရင်မြင်းမှာရမင်းခင်ခမချကနေကြည့်ပြီးမျက်ဆောင်ခဲကြီးနေနော်ငါမကြိုက်ဘူးလို့ဘယ်နှခါပြောရမလဲငါကြိုက်တယ်လေဟာသွားသေးလိုက်ရမင်းခင်နှကန်းလေးထော်ပြီးဆက်လျှောက်လို့ကျွန်တော်ကလည်းတခိခိရဲရင်ဘေးကနေလိုက်လျှောက်လာတယ်အမှန်တော့ကျွန်တော်တို့နေထိုင်တဲ့စိန်မန်းရက်မှာသူမနဲ့တက်တူရွယ်တူမှန်သမျှကသူမကိုရမင်းမလို့ခေါ်ကြတယ်ပြိတ္တရဲ့ကျွန်တော်ကလည်းအဲ့ဒါလိုပဲခေါ်တာပါရမင်းမကနေရင်မြင်းမလို့ခေါ်တာကတော့ကျွန်တော်တယောက်တည်းပါချမ်းချင်းကက်လျက်လည်းဖြစ်သူငယ်တန်းကလေးကကြောင်းပြီးတဲ့အထိအတွဲမပြတ်တဲ့ငယ်ပေါင်းတငယ်ချင်းတွေမို့လို့ရမင်းမမတငယ်ချင်းအယောက်တရားရှိရင်တော့ကျွန်တော်ကနံပါတ်1အရင်ကြီးဆုံးလို့ပြောရမှာပေါ့အဲ့ဒါလောက်ကိုရင်းနေခမအဲ့ဒါကြောင့်လေပြောရဲတယ်ဆိုပါတော့နေနောက်တစ်ခါခေါ်ရဲခေါ်ကြည့်ဟာငါကရမင်းမလို့ခေါ်တာပါစိတ်လောပြီးအမြန်ခေါ်လိုက်တော့ရှာလိုက်ပြီးရင်မြင်းမဖြစ်သွားတာနေ့ကြောင်တိတ်နှန်းကကောင်တွေကလည်းငါ့ကိုရင်မြင်းမဆိုပြီးလိုက်စနေကြတာအဲ့ဒါနင်းသိလားဘာဘဲကောင်တွေလဲအခုမှလာပြီမဟုတ်ပါဘူးပြောစမ်းပါရင်မြင်းမဆိုတာငါရဲ့မူပိုင်ပဲမနှက်ဖန်ပြစမ်းနင့်ကိုခေါ်တဲ့ကောင်တွေကျွန်တော်ကလည်းရမင်းခင်ကိုကျွန်တော်သာစကျင်စားနောက်ချင်နောက်မယ်တခြားဘသူစားနောက်တာကိုမှမကြိုက်ပါဘူးအဲ့ဒီအမှုနဲ့ဘယ်နှပွဲမှမသိတော့တဲ့ရံပွဲတွေကလည်းသူမအလီလီကြုံဘူးထားလို့ပြဿနာဖြစ်မှာစိုးရင်ပြီးအဖြောင့်ကွယ်လေးကွယ်လိုက်တာပါရမင်းခင်ကလည်းရမင်းရုပ်လေးလိုချစ်စရာကောင်းတော့မြင်သူတိုင်းချစ်မှန်မှုလို့စိတ်ကလေးနဲ့စထကြပါတယ်ချစ်လို့စတာကိုကျွန်တော်လက်မခံခြင်းပေမဲ့နားလေပါတယ်အိမ်တွေပြက်လောက်အောင်လုပ်တာကိုတော့ကျွန်တော်လက်မခံပါဘူးအဲ့ဒါကိုရမင်းခင်သိနေတော့ငြိမ်ပြီးတွေ့ဝေသွားတဲ့ကျွန်တော်ကိုပို့ပြီးစိုးရင်လာပုံပါပဲငါပြောချင်တာကငါတို့ချင်းနှစ်ယောက်တည်းရှိလို့ကတော့နင်းစချင်တယ်လို့စားပြဿနာမရှိဘူးခိုင်မြေလူကြားတဲ့ရောက်မှနင်းလို့တော့နောက်ကနေတန်အောင်လိုက်ကုန်တာပေါ့အဲ့ဒါကိုမကြိုက်ရင်နင့်ကိုနေသတိထားဖို့လိုတယ်ငါပြောတာသဘောပေါက်ရဲ့လားငါသဘောပေါက်ဖို့မလိုဘူးရမင်းမငါသဘောကနင့်ကိုသဘောကျရင်လိုက်ပြောစပေးလိုက်ကိုချစ်တဲ့မိန်းကလေးကိုဂုံရှိရှိတိတ်ခါရှိရှိဆက်ဆံငါအဲ့ဒီအတွက်ဘာမှမပြောဘူးခေါင်းဝင်စိတ်မှာနှင့်ကိုလမ်းနေကထွန်းအိုးဆိုတဲ့အကောင်လိုက်ရွှေနေတာငါမြင်တွေ့နေတာပဲငါဘာပြောလဲကျောင်းတုံးကထထုံးကျော်အသေးကြိုက်ပြီးအသေးလိုက်နေတာငါကန့်ကွက်မိလို့လားယောက်ျားနဲ့မိန်းမလူပြိုအပြိုတဘာဝအတိုင်းရှိနေတာကိုငါဘာမှဝင်ပြောစရာအကန့်မရှိဘူးတခုပဲနင့်ကိုစော်ကားသလိုအထင်သေးသလိုတန်မိုးမထားသလိုပုံစံမျိုးတော့မလုပ်နဲ့ငါခွင့်မလုပ်ဘူးအဲ့ဒါဆိုနင့်ကိုယ်တိုင်ငါ့ကိုတန်မိုးထားလေဘာအေးလေနင်သာငါ့ကိုမနှိမ်ချခြင်းရင်မြင်းမလို့လူလဲကောင်မှခေါ်မလားငါငိုအောင်နင်စပါမလားနင်ကိုယ်တိုင်ကငါ့ကိုတန်မိုးမထားလို့သူများစော်ကားတာခံနေရတာရှင်းနေတာပဲဟာနှာနူတက်တဲ့ဖြောင်းလက်သီးတစ်လုံးခက်ပြင်းပြင်းလေးအကျွေးခံလိုက်ရတယ်လို့မျိုးမွန်ထုတ်ပြီးငိမ်သွားတဲ့ကျွန်တော်ကိုသူမမျက်ခုံးလေးပင့်ငါကြည့်တယ်ဘယ်နဲ့ရှိစားဆိုတာမျိုးဝန်ခံရရင်ဤစိန်သွားပါတယ်သူမရဲ့စကားလက်သီးကမိုင်းတိုင်းဆန်းရဲ့ခွန်အားမျိုးနဲ့ထုံးနှံနိုင်ခဲ့တာပါရင်ဘက်တစ်မြုံလုံးဆက်ဆက်ခါထွက်သွားတယ်လို့ကျွန်တော်မှအသက်မှန်မှန်ရှူနိုင်ဖို့တောင်အတော့ကိုစူးစမ်းနေရတာပါအဲ့ဒီနေ့ကတော့အဲ့ဒီစကားတခုနဲ့ပဲကျွန်တော်နောက်ကောက်ကြရှုံးနေသွားခဲ့ရပြီးအိမ်ပြန်ရောက်ခဲ့ရပါတယ်နောက်တစ်နေ့မှာတော့ကျွန်တော်ရဲ့ရှုံးနေမှုကိုကျွန်တော်ပြန်ယူနိုင်ခဲ့တယ်လို့ပြောရမလားမသိပါဘူးဒီလိုပါမနက်ခင်းကျွန်တော်အိမ်ကထွက်ပြီးထုံးစံအတိုင်းရက်ွက်ထဲကလက်ဖက်ရည်ဆိုင်ကိုရောက်သွားတယ်အဲ့ဒီမှာလက်ဖက်ရည်တောင်မဟုတ်စားရင်ရမင်းခင်အိမ်ကထွက်လာတာကိုစောင့်သူမဆိုင်ရှိရောက်မလာခင်လက်ဖက်ရည်ဖို့ရှင်သူမရောက်လာတော့မှဆိုင်ကထွက်ပြီးရက်ွက်ထဲကကားမတ်တိုင်းစီအတူလျှောက်ကြတာလေဒါဟာအဆင်ပြေပြေလဲပတ်နေတဲ့အခြေအနေလေးတစ်ခုပါကျွန်တော်စိတ်အလိုပြေမှုအတွက်ဆိုရင်တော့ဒါကြီးကတိတ်ပြီးအဆင်မပြေဘူးတကယ်ဆိုသူမရောက်လာတယ်ကျွန်တော်ဝိုင်းမှာဝင်ထိုင်မယ်ကော်ဖီဖြစ်ဖြစ်လက်ဖက်ရည်ဖြစ်ဖြစ်ကျွန်တော်ကမှာပေးပြီးသူမကတောက်မယ်တ
တင်တဲ့ကိစ္စဘာကိစ္စညာကိစ္စစကားနည်းနည်းပြောဆိုကြပြီးမှကားမတိုင်ရှိရာသွားကြမယ်လေရုပ်ရှင်တွေဝတ္ထုတွေထဲမှာလည်းဒီလိုပဲသွားလာနေကြတာကောင်လေးနဲ့ကောင်မလေးတငယ်ချင်းဖြစ်နေတဲ့အခန်းမျိုးအရန်ရင်းနှီးတဲ့အခန်းမျိုးတွေကြည့်ကြည့်ပြလက်ဖက်ရည်ဆိုင်ထိုင်တာလောက်ကတော့မပါမဖြစ်ဇက်ဝင်ခံလို့တောင်ပြောနိုင်ပါတယ်ခတ်တာကရမင်းခင်ကိုဒီလိုရက်ွက်ထဲကဆိုင်မှာမဟုတ်ဘူးမန္တလေးမှာတကယ်ကောင်းမေ့ညွှန်းမေ့ဆိုတဲ့ဆိုင်ထိုင်ခိုင်းလဲမရဘူးငါကြွေးမှပါဆိုလဲမရဘူးသူမှလည်းအဲ့လိုဆိုင်ထိုင်ပြီးကြွေးမွေးဖို့ဘယ်တော့မှစိတ်ကူးကိုမရှိခဲ့တာပါသူစေတနာရှိလို့ကြွေးခြင်းရင်သူ့ဘာသာဝယ်လာတယ်အိမ်မှာဖြစ်ဖြစ်လမ်းသွားရင်ဖြစ်ဖြစ်ရော့စားနေ့အတွက်ဝယ်လာတယ်ဆိုပြီးကြွေးရလေကျွန်တော်ကတော့နည်းနည်းစိတ်ကူးရင်တတ်တဲ့အကောင်ပဲပြောရမလားမသိဘူးအခုလိုကြီးလမ်းကနေဖြတ်ပြီးလိုက်နေရမယ့်အစားဆိုင်ထဲဝင်လာထိုင်ခိုင်းစေခြင်းနဲ့သူအရင်လဲစောင့်ကျင်စောင့်ပေါ်ဒါပေမဲ့ဒီအလိုပြည့်မှုမျိုးကိုသူမနဲ့ပတ်သက်သမျှဘယ်တော့မှမပြည့်ဘူးဆိုတာတွေးနေစရာတော့မလိုပါဘူးပြည့်ကိုမပြည့်ဘူးစိတ်ချဒီမနက်အဖို့ဖြစ်ချင်တော့ကျွန်တော်ဆိုင်ကိုရောက်သွားတဲ့အချိန်မှာထုံဦးတို့အုံတန်းတို့အုပ်စုထိုင်နေလို့ကျွန်တော်လည်းသူတို့ဝိုင်းမှာပဲဝင်ထိုင်လိုက်ပါတယ်သူတို့ထဲမှာတော့ထုံဦးကတထေးသားသုံးနိုင်တဲ့လူလို့ပြောရမှာပေါ့ဗျာသူမိဘတွေကတန်ရီကျုပ်ပုံလောင်းတဲ့လုပ်ငန်းကြီးနဲ့ကြီးပွားနေတဲ့သူတွေပါအုံတန်းမောင်တူဇေယျတို့ကတော့တာမန်ပါပဲအုံတန်းအဖေဆိုရင်ထုံဦးမိဘတွေအလုပ်ရုံမှာအလုပ်သမားကောင်းဆောင်လေဆိုတော့ကတထေးသားထုံဦးရဲ့နောက်လိုက်တွေလို့လွယ်ပြောရမှာပဲဘာကြောင့်လဲဆိုတော့အုံတန်းတို့ကထုံဦးကလွယ်ရင်ကျန်တာဘလောက်ခင်ခက်နိုင်နေပဲဆက်ဆံကျင်ကြတဲ့ကောင်းတွေကိုကျွန်တော်လည်းတထေးသားတော့မဟုတ်ပေမဲ့ဒီကောင်းတွေထက်တော့တာပါတယ်အဖေရဲ့ကြောက်သွေးရဲ့လုပ်ငန်းတစ်ခုတည်းနဲ့တင်ကျွန်တော်တို့သားမိသားဖာ3ယောက်ဒူပုံခောက်ပြီးစားတောက်နေထိုင်လို့ရတဲ့ဝင်ငွေပါတခါအမေကမိဘလက်ထက်ကလေးကရတနာအယောင်းဝယ်လုပ်ငန်းနဲ့ရင်းနှီးလာတဲ့သူဆိုတော့အခုလဲတနိုင်တစ်ပိုင်းကြောက်အယောင်းဝယ်လုပ်ငန်းလေးလုပ်တယ်လေဆိုတော့ကအိမ်ကောင်ကောင်နဲ့လည်းနေနိုင်တယ်လို့အိမ်စီကားလေးလည်းသုံးနိုင်ပါတယ်ဒီလိုပြောရတာကြွားတယ်ထင်ရင်နားလည်ပေးပါပြိတ္တရဲ့အမှန်တော့စိတ်ငကဲ့ရောင်နဲ့ပပျောင်ချင်နေတဲ့အုံတန်းတို့အုပ်စုကိုမခံချင်လို့ရှင်းပြတာပါအခုပဲကြည့်ကျွန်တော်ဝင်လာတာကိုတွေ့ရဆိုရင်ပဲငါတို့ဝိုင်းကရှယ်ပဲတောက်တာနော်မင်းကရိုးရိုးမှတောက်မဲ့ကောင်းဆိုတော့ကိုယ့်ပကံကိုကင်တောက်ကွာအဲ့ဒီအချိန်မှာပဲအုံတန်းကကျွန်တော်ဘေးမှာဖိနိုင်ကုန်အလှလေးချပေးရင်စီယာခိုင်မြေကလည်းငါတို့တငယ်ချင်းပဲကွာရော့ခိုင်မြေဒီခုံလေးမှာတင်ပြီးတောင်းလက်ထဲကင်ထားရတော့ညောင်းတာပေါ့ပြီးတော့တခိခိရီကြတယ်ရီရင်နဲ့မောင်တူကမြင့်ကျကျအတန်လေးနဲ့မေးတယ်မင်းရဲ့ကောက်ရိုးပုံလေးရောခိုင်မြေကဲပြိတ္တသိတော်မူကြတဲ့အတိုင်းပါပဲကောက်ရိုးပုံလေးဆိုတာရမင်းခင်ကိုရည်ညွှန်းတာပါကျွန်တော်ကတော့ကောက်ရိုးပုံဆောင်တဲ့ချင်းသေးပေါ့အားနာပါတယ်ချင်းသေးလေကောက်ရိုးမစားဘူးလေကျွန်တော်ဘာမှမပြောပဲပြုံးနေလို့ထွန်းဦးကမင်းကိုတော့အားနာပါတယ်ကွာရမင်းခင်ကိုဂုံးဝင်စိတ်မှာကိုပြက်နဲ့ရှုံငယ်ရလို့ဒီနေ့ကစပြီးပတ်လေကစားမလို့ကွာအစင်ပြေရင်စီမီတက်မယ်ပေါ့ကွာအဲ့ဒါမှထပ်ပြီးအစင်ပြေရင်ဖိုင်နယ်ကစားဖို့စဉ်းစားထားတယ်ကွာဒါဆိုခိုင်မြဲကဘောကောက်ပေါ့တဖြည်းဖြည်းနဲ့အန်ကျင်စရာကောင်းလောက်အောင်စော်ကားမှုတွေကြောင့်ကျွန်တော်လက်ဖက်ရည်တစ်ခွက်ကိုကုန်းအောင်တောက်လိုက်တယ်ပြီးတော့စပွဲတို့လှမ်းခေါ်ပြီးတဝိုင်းလုံးကြတဲ့ငွေကိုတွက်ခိုင်းလိုက်ပါတယ်ဟာဘာလို့မှလဲအားနာစရာကြီးကွာအဲ့ဒါလောက်ကြက်ကျဲနေစရာမလိုပါဘူးမင်းအတွက်လည်းထွန်းဦးရှင်းပေးမှာပါရမင်းခင်လာရင်သာထိုင်ကြည့်ပေးနေုံပဲဟုတ်တယ်နော်ထွန်းဦးဒါပေါ့ဒီလောက်ဆိုကျွန်တော်ခွင့်လို့သိခံနိုင်တဲ့အခြေအနေတခုပြီးဆုံးသွားပြီလို့ဆုံးဖြတ်ပြီးထွန်းဦးကိုလှည့်ကြည့်လိုက်တယ်လူပြိုအပြိုကွာကြိုက်တယ်ဆိုရင်တကယ်လိုက်ခွင့်ရှိပါတယ်ဒါပေမဲ့ရင်ထဲကပါဖို့တော့လိုတယ်ကွာအပြိုတသက်ဆိုရင်တော့မင်းတို့အကုန်လုံးခက်ဝေးကနေငင်းနေတာအန်ဒီရဲ့ကင်းနေအားလုံးငြိမ်ပြီးကျွန်တော်ကိုဘလူးညောင်ဆူထားတဲ့မျက်လုံးတွေနဲ့ကြည့်ကြတယ်စားတော့ဝါတော့မလို့ကြည့်တာမျိုးတော့မဟုတ်ပါဘူးအဲ့ဒီအခိုက်မှာပဲထွန်းဦးကသူ့လူတွေကိုတစ်ချက်ကြည့်ပြီးငါတော့အစာမကြည့်တာအမှန်ပဲခိုင်မြေခေါင်းဝန်စိတ်မာတော့ကရမင်းခင်ငါကိုဘလူးစော်ကားခဲ့တယ်ဆိုတာမင်းသိပါတယ်ဒါကတော့မိန်းကလေးပဲကွာအရှက်သိက္ခာအတွက်ကာကွယ်ပိုင်ခွင့်ရှိပါတယ်ဒါကိုစော်ကားတယ်လို့ယူဆရင်မင်းသွားပြီးအနှောက်အယှက်မပေးနဲ့လေဒီလိုဆိုတော့အုံတန်းကနေပါအောင်ခိုင်မြေမင်းနဲ့ရမင်းခင်ပတ်သက်နေတာလားငါတန်ဖိုးထားစောင့်ရှောက်တဲ့ကောင်းမလေးပေါ့ကွာဘာဖြစ်လို့လဲအာယုံမဲကွာ
အောင်တဲ့အမှုရာကလိုအပ်ရင်ဖဲ့မယ်ဆိုတဲ့ပုံစံမျိုးဖန်လိုက်လို့ထွန်းဦးတကြိုးတက်လာပြီကောင်းပြီလေဒါကမင်းကိစ္စပါမင်းမသာပါဇက်သေးပဲငုံထထားငါကတော့ပီကေလိုပဲဝါချင်တယ်ခေါင်းဝန်စိတ်မှာပေးခဲ့တဲ့ပါတစ်ဖက်အတွက်အနမ်းတစ်ချက်နဲ့ပြန်ဖြေသိမ့်ချင်တယ်အဲ့ဒါငါဒီနေ့စမယ်ကွာပောက်တယ်တော့ခိုင်းမြေဖြစ်ပါတယ်မင်းအလုပ်မင်းလုပ်တာပဲငါအလုပ်ကတော့ရမင်းခင်ကိုထိပါလာသူမှန်သမျှ sorry စော်ကားလို့စိတ်ချိုးယုံတက်တက်ဖန်တီးလို့စိတ်နဲ့ကတ်လာသူမှန်သမျှခိုးရိုက်တယ်လို့ရိုက်ထုတ်ယုံပေါ့ကွာဟုတ်ပြီလားဟောမှာရမင်းခင်လာနေပြီအပြင်းပြေပဲဖြစ်ဖြစ်အတီပဲဖြစ်ဖြစ်စမ်းကျင်တဲ့သူစမ်းကြည့်ကွာပြောပြီးကျွန်တော်အဲ့ဒီဝိုင်းကနေထွက်လာခဲ့ရင်ကျွန်တော်ထိုင်ခဲ့တဲ့တက်သားခုံပူလေးကိုပါဆွဲယူလာခဲ့ပါတယ်ပြီးမှအဝင်ဝါစပွဲမှာပြန်ထိုင်လိုက်တယ်ထွန်းဦးတို့လေးယောက်ခေါင်းကျင်းတစ်ချက်ဆိုင်ပြီးဆိုင်ထဲကထွက်ကြတယ်ပြီးတော့လမ်းပေါ်မှာရက်ဆောင်နေကြတယ်လေဒီကောင်နေကျွန်တော်လက်စကိုတိတိကြီးနဲ့တွေးတို့စမ်းပြီးလို့နားလေလိုက်တယ်ကျွန်တော်တို့ချင်းခင်နေတာကိုထောက်ပြီးဒီကောင်တကယ်မလုံးတော့ပါဘူးလို့တွက်ထားကြတဲ့ပုံမှာအဲ့ဒီအချိန်မှာပဲရမင်းခင်ဆိုင်ရှိရောက်လာတော့ဟိုကောင်တွေကထွန်းဦးလမ်းပေါ်တက်လာတယ်ကျွန်တော်လည်းခုန်ကင်ပြီးဆိုင်ထဲကထွက်လာလို့ရမင်းခင်အချိန်နဲ့အားလုံးကိုနားလေသွားပြီးကျွန်တော်ဘက်ကိုရင်းကရှောက်လာရင်ခိုင်မြေကျွန်တော်လှည့်မကြည့်ပဲထွန်းဦးကိုကြည့်ပြီးလှုပ်လေထွန်းဦးရမင်းခင်ရောက်လာပြီလေငါစကားကကုန်ပြီနော်ဒါငါတမိုးထားတဲ့ကောင်မလေးပဲကဲမင်းကြိုက်တာလို့ထွန်းဦးကျွန်တော်လက်ထဲတဆဆဖြစ်နေတဲ့ခုံကိုကြည့်ပြီးသူ့လူတွေကိုအားကိုးသလိုလှမ်းကြည့်တယ်ဘသူမှမလှုပ်လို့ရှက်မွန်နေတဲ့မျက်နှာကြီးနဲ့နောက်ဆုတ်သွားတယ်လာလာခိုင်မြေအဲ့ဒီခုံငါကိုပေးကျွန်တော်မပေးလို့ရမင်းခင်ကျွန်တော်လက်မောင်းကိုဆွဲပြီးလက်ဖက်ရည်ဆိုင်နဲ့အတင်းဆွဲသွင်းมาတော့တယ်ဆိုင်ထဲကလူတွေကလည်းပွဲကောင်းပြီဆိုတဲ့အထင်နဲ့ခေါင်းထောင်လဲထောင်ဖြစ်ကလှမ်းကြည့်နေကြတော့ပွဲမကောင်းတော့လို့ကိုနေရာကိုပြန်ထိုင်သွားကြတယ်ရမင်းခင်ကနီးရစပွဲမှာဝင်ထိုင်ရင်ကျွန်တော်လက်ထဲကခုံကိုဆွဲယူပြီးချချလိုက်ပါတယ်နင်ဘလို့ဖြစ်နေတာလဲရန်ဖြစ်တာငါမကြိုက်ဘူးလို့ပြောထားတယ်မဟုတ်လားငါလည်းမဖြစ်ချင်ပါဘူးနင့်ကိုဘယ်သူမှမစော်ကားရင်ငါလည်းဘာမှဖြစ်စရာအကြောင်းမရှိဘူးအခုအဲ့ဒီကောင်ကဘာတဲ့လဲနင့်စီကခေါင်းဝံအကျွေးကိုပြန်လိုချင်တဲ့ပေါ့ဟာအဲ့ဒါပါကိစ္စမရှိဘူးညနေကျမှရုပ်ကရုံမှာသွားတိုင်ပြီးငါခေါ်ရှင်းမယ်နင်ဘာပြဿနာမှမလုပ်နဲ့လှမ်းကြည့်တော့ဟိုကောင်လေးလေးယောက်လမ်းထိပ်ဘက်ထွက်သွားကြလို့ရမင်းခင်ကစိတ်မချနိုင်သေးတဲ့ဟန်နဲ့ဟိုကောင်တွေကလမ်းထိပ်ကဆောင်ပြီးပြဿနာလုပ်ချင်လုပ်နိုင်တယ်ခိုင်းမြေသူတို့အလုံးယုံနာနှီးသွားတော့ဂန်းကျဲချင်းနေပါနင်လက်ဖက်ရည်တောက်ပြီးပြီလားမတောက်ရသေးမှားလိုက်ငါအတွက်ကော်ဖီမှာပေးကျွန်တော်မှာပေးလိုက်ပါတယ်ကျွန်တော်လည်းနောက်တစ်ခွက်ထပ်တောက်ဖို့မှာလိုက်တယ်တသက်မှာတခါသူ့မနဲ့အခုလို့အတူဆိုင်ထိုင်ခွင့်ရလိုက်လို့ရှင်ထဲကဒေါသတွေတောင်အေးခဲစာပြူလာတယ်အဲ့ဒီအချိန်မှာပဲသူမကရှက်ရွံ့တယ်လို့မျက်နှာလေးနဲ့စောစောကနေပါပြောလိုက်တယ်ငါတန်မိုးထားတဲ့ကောင်မလေးတွေဟုတ်လားကြားရတာအရသာရှိလိုက်တာတခွန်းလောက်ထပ်ပြောပါအောင်လားငါကြားချင်လို့ကျွန်တော်မျက်နှာသေးကြီးနဲ့အကြည့်လွှဲထားလို့ဟဲ့လောက်ပါအောင်နောက်တစ်ခေါက်လောက်တော်ပါဟာပြောမှသည်ထိမာနာတာမနေသိမခင်အီလေးအိမ်လူတွေမရှိရတဲ့ပြောမှသည်ရဲ့လူကိုထပ်ပြောပြရင်လည်းအပို့ပဲကြီးကြီးကျယ်နဲ့ငါကဦးစားပေးလို့နှစ်ကိုနေတိတ်အထင်ကြီးမနေနဲ့သူမကရှက်ကန်ကန်ပြီးနှကန်းထော်သွားတာကိုကျွန်တော်မြင်ရတော့မနေနိုင်ပဲပြုံးမိတယ်ဒီကောင်မလေးဒေါသထွက်ရင်တိတ်ချစ်စရာကောင်းမယ်ဆိုတာကျွန်တော်တိုးတိုးလေးဝန်ခံတယ်ဗျာဘာမှအထင်ကြီးစရာမရှိဘူးနောက်တစ်ခါဆိုကြည်ထိုးထိုးခွေးဆဆပြစ်ကိုထားအောင်မယ်ထားပေါ့ငါကဘာကိုဂရုစိုက်ရမှာလဲရှင်ထဲကမပါတဲ့စကားတွေပြောပြီးရှင်ထဲရအောင်စွတ်မြို့ချတဲ့ကော်ဖီတွေတီးကုန်တော့စိုးရင်တကြီးရင်တွေငှက်ပြီးတီရှူနိုင်ပေးရတာဟာကျွန်တော်ပါဒီလောက်ဂရုစိုက်ပေးလဲမျက်စောင်းအထိုးခံရတာကကျွန်တော်ပါအဲ့ဒါလို့ဂရုစိုက်ပေးမှုကိုသူမကိုယ်တိုင်တိတိကြီးနဲ့တမင်ပြောဆိုနေသမျှကိုစိတ်မနာနိုင်တာလဲကျွန်တော်ပါပဲဘာပဲဖြစ်ဖြစ်ဒီမနက်မှာကျွန်တော်သာမရှိရင်သူမအတွက်အရှက်မကွဲရင်တော့အနည်းဆုံးစိတ်အနှောက်အယှက်ဖြစ်စရာတစ်ခုခုကြုံရတော့မှသူမအသေးချာတိသွားတဲ့အပြင်ကျွန်တော်ကိုတန်မိုးမထားဘူးလို့ပြောတဲ့စကားကသူမနှုတ်ကြုံခဲ့တယ်ဆိုတာသူမကိုယ်တိုင်သိရှိသွားပါတယ်အဲ့ဒါကြောင့်ပတ်စံရှင်းဖို့ကျွန်တော်စပွဲတို့ကိုလှမ်းခေါ်တော့သူမကနေငါပေးမယ်ဒါကျေးဇူးဆက်တာအဲ့ဒါလိုပါပဲပြိတ္တထုံအကြောင်းပြောရရင်တော့ဒီကောင်ရင်းနဲ့တလို့နင်းပြီးဝမ်းချုပ်တလို့ချုပ်သွားတာနေမထိထိုင်မသာပေါ့
သူ့အိမ်ရှိန်မြက်ခင်းပေါ်မှာသူ့ဘော်ရာတွေနဲ့အတူရှိနေပေမဲ့သူကတော့တောက်တစ်ခေါက်ခေါက်လုံးရင်မကြာခဏဆိုသလိုတဟင်းဟင်းပစ်တဲ့ချရင်ချက်ချလဲအောင်လမ်းပတ်ရှောင်နေတာလေဒါကိုထိုင်ပြီးတငိုင်ငိုင်လိုက်ကြည့်နေကြတဲ့အုံတန်းတို့ထဲကမောင်တူကမင်းကိုကြည့်ရတာစိတ်မချမ်းသာဘူးထွန်းဦးရကဲအခုမင်းဘာဖြစ်ချင်လဲဘာလုပ်ချင်လဲငါအဲ့ဒီကောင်ကိုတတ်ချင်တယ်မောင်တူငေါက်ခနဲ့ထားရလိုက်တယ်โอเคငါအခုသွားတတ်ပေးမယ်အဲ့ဒါဆိုမင်းကျင်တယ်မလားထွန်းဦးကခြေလန်းတွေတုံကနေရက်ပြီးခြာကနေလှည့်ကြည့်တယ်မောင်တူကပသိမ်ကြီးဘက်ကနေတမြန်နှစ်ကားမှပြောင်းလာတဲ့ကောင်ဆိုတော့ခိုင်မြဲပေါ်မှာသူတို့လောက်ရင်းနှီးမှုမရှိတာသိကြတယ်လေဆိုတော့ကပြောတဲ့အတိုင်းတကယ်လုံနိုင်နေဆိုတာသိကြတယ်ဆိုတော့ကပြောတဲ့အတိုင်းလုံနိုင်နေဆိုတာတန်တရားဖြစ်စီရာမရှိဘူးမဟုတ်လားခိုင်မြဲပေါ်မှာသူဘလောက်ပဲမကျင်တတ်ဘူးဆိုပေမဲ့တပြည့်လောက်တဲ့အထီတော့မလုံနိုင်တာအမှန်ပဲလုံလဲမလုံရတာပါပြီးတော့ရမင်းခင်ကြောင့်သာမဟုတ်ရင်တရက်ကွက်တဲ့အတူစောအတူကြည်ပြင်းပြီးကိုရန်အထီအတူကြောင်းတက်လာကြတဲ့တငယ်ချင်းတွေအဲ့ဒါကြောင့်ထွန်းဦးရင်ထဲတေးကျက်နေတာကိုတရက်နှစ်ရက်လောက်ရှော့ပစ်တယ်ထင်ပါတယ်စောက်တရားမရဖြစ်နေရကအုံတန်းတို့ဘေးနာခြေပြစ်ထိုင်ချပြီးတပြစ်ချင်လောက်အောင်တင်းနေပေမဲ့အဲ့ဒီလောက်ထီတော့လှုပ်စီရမလိုပါဘူးဒီကောင်ငါကိစ္စကိုဝင်မရှုပ်ယုံလောက်ဆိုရပြီအဲ့ဒါကိုမင်းဘလို့တားစီပေးနိုင်မလဲခြေထောက်ကိုရိုက်ချိုးလိုက်ကွာဒါဆိုအနည်းဆုံးတစ်လားလောက်တော့ငြိမ်သွားမယ်အုံတန်ရဲ့အကျဉ်းညံအဲ့ဒါကိုထွန်းဦးကဒါဆိုလေမင်းလုပ်လေဒီကောင်ကတိုင်းတွေကျူရိုတွေတက်တယ်ကွာငါတယောက်တည်းဘလို့လှုပ်ဖြစ်မှာလဲအဲ့ဒါဆိုမင်းတို့၃ယောက်စလုံးတွားကွာဒီကောင်ခြေထောက်ကျိုးသွားရင်စေးဖို့ငါအကုန်ကြခံမယ်မင်းတို့ကိုလည်းတသိန်းစီပေါက်စုချမယ်တကယ်လားဇီယာကထခုံပြီးအုံတန်းကိုဆွဲထူတယ်ကဲအုံတန်းငါမှနီးလန်းရှိတယ်ဒီကောင်နှစ်ရက်အတွင်းဝှိချဲပေါ်မရောက်ရင်ကြိုက်တယ်လို့ပြောဇေယစကားကြောင့်ထွန်းဦးလည်းအတက်သွားပြီးသူ့ပေါင်းမိအိတ်ထဲကပတ်စံအိတ်ကိုဆွဲထုတ်လိုက်တယ်။ရှော့ကွာဒါမင်းတို့၃ယောက်အတွက်စရံငွေ3သိန်းအလုပ်ပြီးရင်2သိန်းထပ်ပေးမယ်။ပြောပြီး9000နဲ့အခေါက်လိုက်ချပေးလိုက်တော့အုံတန်းနဲ့ဇေယလူကောက်ကြလို့ကောင်းချင်းဆောက်ပြီးဖင်ထိုင်ကြကုန်ကြတယ်။မောင်တူကဝင်ကောက်ပြီးမြက်ခင်းပေါ်ကနေဆင်းသွားပါတော့တယ်။ဟာမောင်တူနေအောင်လေငါတို့ကိုစောက်အောင်လေဒီနေ့တင်နန်းနာရက်ဖြစ်လို့သူမချန်နယ်ဆင်းပြီးအလှပန်းအိုးတွေနဲ့အလှရှုံနေတော့ချန်နယ်ကိုကားတစ်စီးမောင်းဝင်လာတာကိုတစ်ချက်တော့လှမ်းကြည့်လိုက်တယ်။အနက်ရောင်ပရာဒိုမို့လို့သူမစိတ်ထဲဇဝေဇဝါတော့ဖြစ်လိုက်ပါသေးတယ်။ဒါပေမဲ့လေစောက်လုပ်ရေးအင်ဂျင်နီယာဘွားနဲ့ယာဒူးတက်တန်းရင့်နေပြီဖြစ်တဲ့ဖဖေစီကိုလုပ်ငန်းခွင်ဧည့်သည်တွေဖဖေစီလာကြတာပါ။ဖဖေတပည့်တွေကလည်းဒီလိုပဲမကြာခဏလာကြတာဆိုတော့ဖဖေဧည့်သည်ပဲဆိုတဲ့အသီးနဲ့သူမအလုပ်သူမဆက်လုပ်လိုက်တယ်။သူမအတွက်ပညာရက်တွေဘာသာရက်တွေကလွှဲရင်ဝါသနာအကြီးဆုံးကတော့အလှပန်းစိုက်ပျိုးရတဲ့အလုပ်ပါပဲ။အဲ့ဒီအခိုက်မှာပဲခြံထဲကိုကျွန်တော်ရှောက်ဝင်လာတာသူမမြင်ပြန်နေခမညာ။ဟဲ့ခိုင်မြဲငါဒီမှာလှမ်းကြည့်လိုက်တော့မြေဆွေးတွေနဲ့မဲတုပ်ပေပွားနေတဲ့လက်အိတ်ကိုလက်အိတ်ဆွတ်ထားတဲ့တခြားတစ်ဖက်နဲ့အဖျားကကင်ချုပ်ပြီးအထဲကဖြူတန်းပြီးထွက်လာတဲ့လက်ကလေးတွေနဲ့နှစ်ဖူးကဆန်နယ်တွေကိုနှရွက်နောင်နာအထိတိမ့်တင်လိုက်ပါတယ်။ပြောတော့အတန်ကြိုက်တဲ့လှုပ်လိုက်ရင်ညစ်တီးညစ်ပန်းဟဲ့အပင်တွေကင်နေတာပြေးမှာပေါ့ဒီမှာမမြင်ဘူးလားလက်အိတ်ဦးလေးကြော်ရောရုံးသွားပြီလားရှိတယ်ဧည့်သည်လည်းရောက်နေတယ်နင်အခုဘဲလာတာလဲလက်ဖေးဆိုင်ကလားရှိတယ်ဧည့်သည်လည်းရောက်နေတယ်နင်အခုဘဲကလာတာလဲလက်ဖေးဆိုင်ကလားဘာလဲဟိုကောင်နေအခြေအနေမင်းမလို့လားအေးပေါ့ငါကရက်ွက်ရုံသွားတိုင်မယ်ဆိုတာကိုဖဖေရောမမေကပါလူကြီးချင်းမျက်နှာပြက်စရာဖြစ်မှာဆိုလို့သူတို့ဘာသာပဲလူကြီးတွေကိုပြောလိုက်မယ်လေအေးပြီးတာပဲနင်ပြီးမဲ့ထင်လို့လားမပြီးလဲတီးလွတ်လိုက်ရုံပေါ့ဟာငါအဲ့လိုဖြစ်မှာဆိုလို့ပြောနေတာဟဲ့တောက်ကောင်ရဲ့နင်မတစိတ်ရှိရိုက်မယ်နှက်မယ်နဲ့ငါတကယ်စိတ်ရှုပ်တယ်သိလားအဲ့ဒါနင်းလာနေလို့နင်သာရုပ်ဆိုရင်ငါလည်းစိတ်အေးတယ်အမလေးလာပြီးတော့ဟိုကအိုးတွေရွှေ့ပေးကျွန်တော်သိပါတယ်ရောက်လာရင်ပန်းအိုးတွေကိုဟိုရွှေ့ဒီရွှေ့လောက်ခိုင်းတော့မယ်ဆိုတာကျွန်တော်ကလည်းအဲ့ဒါလိုအခိုင်းခံခြင်းလို့ကိုရောက်အောင်လာခဲ့တာဆိုတော့လှုပ်ပေးနိုင်ပါတယ်နင့်ချန်ထဲမှာနှင်းစီကလွဲပြီးကျန်တာဆိုင်လို့မရဘူးလားဥပမာတက်ခွားတို့ဘာတို့ပေါ့ဘာဖြစ်လို့လဲမားရတာလေးရလေဟာအမလေးနေပလာကောင်းတာငါကြောင့်ငါကိုကျေးဇူးတင်ဟဲ့ဟိုကအိုကြီးမဘေးအောင်လေနေပါအောင်ဟာခဏလောက်နားပြရစေအောင်အမလေးဒါလေးလုတ်ပေးရတာကိုများဟဲ့
ကျွန်တော်နှင်းစီအိုးတွေဘေးမှာထိုင်ချရင်ဝါလူလူလေးပွင့်နေတဲ့နှင်းစီတပွင့်ကိုရိုးတယ်ငါနေလှမ်းကင်ပြီးနှင်းချန်ထဲမှာနှင်းစီကတော့အယောင်ဆုံးပဲနေဘဲအယောင်ကိုအချစ်ဆုံးလေနေအခုကင်ထားတဲ့အယောင်ကိုပေါ့သူမစကားဆုံးတာနဲ့ကျွန်တော်အသက်ကုန်ယုံထားပြီးနှင်းစီဝါလေးကိုရှုကနေနေအောင်နှမ်းမွေးပစ်လိုက်တယ်လှမ်းကြည့်လိုက်တော့သူမမျက်နှာလေးရဲကနေပဲဘာဖြစ်လို့လဲကျွန်တော်နှင်းစီကိုနမ်းတာသူမပါလေးပါကြောင့်ရဲတွတ်သွားရတာလေကျွန်တော်ရလိုက်တဲ့ရင်နဲ့သင်းလေးကနှင်းစီရင်နဲ့ရောဟုတ်ရဲ့လားသူမပါပြင်းရင်နဲ့လေးလားအဲ့ဒါလိုတွေးမိမှကျွန်တော်ရင်တွေတုတ်ခနဲမြည်လာပြီးကင်ထားတဲ့ပန်းကိုလည်းလက်ငါလှုပ်ပေးလိုက်မိတယ်အဲ့ဒီအခိုက်မှာပဲသူမအယောင်ယောင်အနာနာနဲ့လက်အိတ်မစွတ်တဲ့လက်နဲ့ပန်းအိုးတွေကမြေစည်းတွေကိုထိုးနိုင်ထိုးဖွာလောက်ကုန်มาတော့တယ်အမလီဟင်ရမင်းမဘာဖြစ်တာလဲငါလက်ဆူးသွားပြီမှန်ပြစမ်းသူမမပြပဲသူ့လက်ကိုနောက်ပြန်ဝှက်ပစ်တယ်လေပြီးမှတစ်ခါပြန်ထုတ်ပြီးတစ်ခါပြန်ဝှက်တယ်တကယ်ဆူရှာသွားတာပါရဲရဲနေနေတဲ့သွေးစာကိုကျွန်တော်မြင်လိုက်ရတာပါနေအစိတ်တက်လိမ့်မယ်သွေးညစ်ထုတ်ပစ်လိုက်လက်ကလည်းညစ်ပေးနေတာနဲ့မိခိုင်ဘိုးဝင်ထုတ်ကဟာခဏလေးငါရေပိုက်သွားယူပေးမယ်အဲ့ဒီအချိန်မှာကျွန်တော်မသိတဲ့လူတစ်ယောက်သူမအနီးရောက်လာတယ်လူကတော့လူကျော်ပဲခမညာအရက်ကြီးကလည်းကျွန်တော်ထက်တောင်ရှေ့မလားပဲကျုံစောလောက်ကြည့်မကောင်းပေမဲ့အဲ့ဒါလိုခက်စင်စင်ယုံမျိုးဒါပေမဲ့ရမင်းမကတော့သိတဲ့ပုံမှာပဲဦးလွင်အေးကွာဘယ်တော့ကပြန်ရောက်တာလဲအမှန်တော့ပြီးခဲ့တဲ့လကပဲပြန်ရောက်ဖို့ပဲရမင်းလေးရဲ့စိုးကတငယ်ချင်းတွေကဟာဝိုင်ယီဘက်အမတ်တရခီသွားကျင်သေးတယ်ဆိုလို့လိုက်သွားရတာပြီးခဲ့တဲ့2 ရက်လောက်ကမှပြန်ရောက်တယ်ရမင်းလေးအတွက်လက်ဆောင်တွေအများကြီးပါတယ်နော်ဟဲတကယ်သူမပြောပြီးလှည့်ပြင်းမယ်လို့ရမင်းမနဲ့လက်ဆေးအောင်လေမိခိုင်ဘိုးဝင်ရင်မချဘူးနော်ဟင်ဟုတ်လားရမင်းလေးဘာဖြစ်တာလဲဘာမှမဟုတ်ပါဘူးစူးစူးသွားတာပါဟာပြစံမမလေးဒီမှာပါနည်းနည်းလေးကျွန်တော်ကပြဆိုတော့မပြပဲဟိုလူကြမှာထုတ်ပြတဲ့ရင်မြင်မကိုကျွန်တော်နည်းနည်းတင်သွားတယ်ဟာသွေးတွေမနှဲပါလားရမင်းလေးရဲ့စူးယုံမှမဟုတ်တာစူးနဲ့ထိုးခွဲသွားတာပဲဟုတ်တယ်ကွာမြေဆွေးတွေကမိခိုင်ဘိုးဝင်ဖို့အနည်းဆက်ဆုံးပဲမှန်ခဏလေးဟာဦးလွင်သူမယုံလိုက်တဲ့ကြားကဦးလွင်ဆိုတဲ့လူရဲ့တန်မာတဲ့လက်ထဲပျော့နှွယ်ပါသွားပြီးစူခွဲထားတဲ့သူမလက်ချောင်းလေးကိုသူ့ပါဇက်ထဲပလွတ်ခနဲထိုးထည့်လိုက်ပါတယ်မဲသန်းနေတဲ့မြေဆွေအရာသားနဲ့ငန်းကြီးကြီးသွေးအရာသားပေါင်းပြီးဂျူးစ်လိုစုပ်ယူနေတဲ့ဦးလွင်ကိုသူမရှုံမဲ့မော်ကြည့်နေတယ်ပြီးတော့မှဦးလွင်ကစုပ်ယူထားသမျှထွေးထုတ်လိုက်ပြီးသူမလက်ကိုလွှတ်မပေးတော့ပဲအိမ်ဘက်ကိုဆွဲခေါ်သွားပါတော့တယ်သူမရှက်နေတာလားအာနာနေတာလားမသိတဲ့မျက်လုံးမျိုးနဲ့ကျွန်တော်ကိုတစ်ချက်တော့လှမ်းကြည့်ပါသေးတယ်ဆိုတော့ကကျွန်တော်လည်းဘာမှမဖြစ်သလိုခေါင်းနဲ့ဆက်ပြပြီးရွှေပေးဖို့ကြံနေတဲ့ပန်းအိုးတွေရွှေ့ပြီးတဲ့အထိသူမပြန်ထွက်မလာလို့ကျွန်တော်ပဲခြံထဲကထွက်လာခဲ့တော့တယ်တခုပဲအဲ့ဒီဦးလွင်ဆိုတဲ့လူကဘာတူလဲသူမနဲ့ဘယ်တော့ကသိပြီးဘလို့ပတ်သက်ကြလဲဆိုတာပါအဲ့ဒါလေးပဲခေါင်းထဲမှာပလုံစီနေတာထွန်းဦးစီကပတ်စံယူပြီးထွက်လာကြတဲ့အုံတန်းတို့3 ယောက်ထုံးစံအတိုင်းဘီယာဆိုင်နဲ့ရောက်သွားတယ်စီတစ်ခွက်ဝီစကီ2 ပန်းနဲ့ရီတီတီဖြစ်လာမှမောင်တူကဒီကောင်ကတကယ်လက်ရင်လို့လားအုံတန်းဟာရှင်နာတော့ရှက်ရင်နာမောင်တူအေးလေမင်းကရက်ွက်ထဲရောက်တာမကြသေးတော့ဘယ်သိမလဲငါတို့ကဒီကောင်ကိုကာရိုးပုံဆောင်နဲ့ခွေးလို့ပြောတာအလကားမဟုတ်ဘူးတကယ်ဖဲ့တာကွာသူလည်းမလိုက်ဘူးသူများလည်းအကန့်မခံဘူးကွာဟိုနေ့ကပြောတော့သူတန်ဖိုးထားတဲ့ကောင်မလေးဆိုအလကားပါကွာကောင်မလေးရောက်လာလို့ပနာယူတာအေးလေထားလိုက်တော့ဟေ့အောင်စီရဘာလဲပြောစမ်းမအောင်မင်းမနီလန်ရှိတယ်ဆိုတာဘာလဲဇေယျကခွက်ထဲမှာဘီယာလက်ကျန်လေးအစုံတက်လိုက်ပြီးဒီလိုကွာငါ့ဦးလေးတယောက်ကသူထောင်ထားတဲ့ကြက်ထောင်ကြောက်ကိုပြန်နှင်းမိလို့ခြေချောင်းလေးတွေပုတ်ကုန်ပြီးနောက်တော့ဒူးကောင်းကနေဖြုတ်ထုတ်ပစ်လိုက်ရတယ်ဒီကောင်ကိုလည်းကြက်ထောင်ကြောက်10 ခုလောက်ချထောင်တော်စီကခွေးထဲမှာပဲဟာတခါတည်းမှဖြစ်နိုင်မှုထင်တဲ့နီလန်းတွေကအချီချီမိတယ်ကွာမောင်တူစိတ်ညစ်သွားပြီးခေါင်းကုတ်ခါနောက်တစ်ပြားထပ်မှလိုက်တယ်မှတ်ထားစီရလူကောင်းဖြစ်ဖြစ်လူဆိုးဖြစ်ဖြစ်ကိုယူတဲ့တာဝန်ကိုအဆုံးထိလုပ်နိုင်တဲ့တတိရှိရတယ်ကွာဒီညဒီကောင်ဆိုင်ကိုရောက်လာရင်အပြန်မှာငါဖြုတ်မယ်ဟာ
ဇေယျနဲ့အုံတန်တို့ဟာကနေတောင်ဖြစ်သွားပြီးမှကိုရှိန်ပြန်တက်ကြတယ်။အဲ့ဒီနောက်အုံတန်ကငါတခုတော့အကြံပေးခြင်းတယ်။ဘာလဲပြော။ငါတို့တွတ်ထက်တန်ရုပ်ဖြစ်တာကိုရှောင်ပြီးတဏ္ဍမန်နီးနဲ့ခိုင်မြဲကိုညှိရင်ကောလာပြန်ပြီ။မဟုတ်ဘူးလေကွာ။ဒီကောင်ကရိုးသားဆိုတာမျိုးကိုလက်ခံနေဆိုရင်ပေါ့။ဥပဒေမြင်နီးပေါ့ကွာ။အမှန်တော့ထွန်းဦးကတကယ်ချစ်တာဘာညာပေါ့။ဘယ်နဲ့လဲ။မောင်တူခေါင်းကုပ်ပြန်နေ။ဘီယာရောက်လာတဲ့အတွက်ကွက်ခနဲ့ယူတောင်းလိုက်တယ်။ဟုတ်ပြီလေတဏ္ဍမန်နီးကအဆင်ပြေမယ်လို့မင်းထင်လား။လောက်ကြည့်ရမှာပေါ့မရတော့လဲမရတယ်လို့ပေါ့။အေးကွာခိုင်မြဲဆိုတာကလည်းအမှန်တော့ငါတို့ဘော်တာအရင်ကြီးပါပဲ။အဖြစ်နိုင်ဆုံးဆွေးနွေးကြည့်တာပိုကောင်းပါလေ။ဇီယာကပါဝင်ထောက်တော့မောင်တူပင့်သက်ချတယ်။အေးလေပတ်စံလဲယူထားပြီဆိုတော့တာဝန်ကျေရမှာပဲ။ကဲအောင်ရမယ်ချီယာစ်။အဲ့ဒါနဲ့ကို့ဖန်ခွက်ကိုကင်မြောက်လိုက်ကြတယ်။ဖះရေတကြံတောင်ကြတော့မယ်ဟာ။ကျွန်တော်ပြက်ကလေးကြည့်ပြီးတယောက်တည်းရေယွနေတော့အမေအတန်ကြားသလိုထင်ပြီးလို့နားဆွင်ကြည့်လိုက်တယ်။တားရီခိုင်မြဲဟုတ်တယ်ဟာအမေခေါ်တာလို့တွေ့ပြီးပြာလို့အတန်ပြူလိုက်တယ်။ပြီးတော့ကျွန်တော်အခန်းထဲကထွက်လာခဲ့ပါတယ်။အဲ့ကန်ထဲရောက်တော့အမေနာမှာရမင်းခင်ထိုင်နေတာတွေ့ရတယ်လေ။ဒီမှာရမင်းခင်ရောက်နေတဲ့တားရီအဲ့ဒါများအမေကတောက်တုံမေရတခုခုခိုင်းထားလိုက်ရောပေါ့။အိုးမဟုတ်တာကလေးရဲ့။တားရောက်သွားလဲသူကခိုင်းတာပဲ။ဟုတ်လားသမီး။တွေ့လားရင်မြင်မှာပြုံးဆက်စလေးနဲ့ယူကျင်အောင်စောင်းနေတာ။ကဲပြောဒီအချင်းကြီးဘာကိစ္စ။ဟိုဒီခေါ်ထုတ်သွားဖို့တော့မစင်စားနဲ့နော်။မောင်ကြီးပြောစားတောင်ဖြစ်နေပြီ။အမေကငါ့ကိုစိတ်ချမှာမဟုတ်ဘူး။တွေ့လားအန်တီ။အေးလေတားရဲ့ခင်လို့စတာလဲစပေါ့။သူများမခံနိုင်ကျင်လာအောင်မပြောနဲ့လေကွယ်။ကဲလားခြံထဲဆင်းကြမယ်နင်ကရုံလေးဖြစ်သွားတယ်ပြောပြီးကျွန်တော်ဥဆောင်ခေါ်ထုတ်လာခဲ့တာမို့သူမနောက်ကနေလိုက်လာပြီးကျွန်တော်ခါကြောကိုလိန်ဆွဲပါတော့တယ်ဟာနားတယ်ဟာနားပါစေငါပြောတာမမှန်ဘူးလားနင်အခုပဲရုံလေးဖြစ်နေပြီလေငါပြောတာမမှန်ဘူးလားနင်အခုပဲရုံလေးတစ်ကောင်ကနေခဏမှဖြစ်နေပြီလေဟာနားတယ်ဟာကျွန်တော်အော်ရင်ခါကြောပြတ်အောင်လိန်ဆွဲနေတဲ့သူမလက်ကိုလှမ်းဆုပ်ကိုင်းလိုက်မှပဲလွတ်တော်တယ်ရှင်မြင်းမလူလင်မသူ့လက်ကိုကျွန်တော်ဆွဲထားမှာတော့ကြောက်တယ်လေနားထောင်ငါစကားကောင်းပြောမလို့ရီးစားစကားတော့မပြောနဲ့နော်ငါကရှက်တတ်တယ်မตาကောင်ရဲ့ကဲကျွန်တော်တခိခိရီရင်ခုံတန်းမှာဝင်ထိုင်လိုက်တယ်ကဲပြောပါလေပြောဆိုတော့မပြောတော့ပဲကျွန်တော်ဘေးမှာဝင်ထိုင်ပြီးတပ်ပြင်းတွေချတယ်သူ့အိမ်ဘက်ကိုလည်းစိတ်မလုံးသလိုလှမ်းကြည့်နေတော့ကျွန်တော်စိတ်ထဲမတင်ငါဖြစ်လာပြီနင်တခုခုဖြစ်လာတာလားရမင်းမဒီတော့မှသူ့မလေးတန်းနှိမ်ပြီးနင်မနှက်ဖက်ငါစပြီးငါ့ကိုမစောင့်နဲ့တော့ဟေးဘာကြောင့်လဲနောက်မနေနဲ့ဟာငါစိတ်ညစ်နေတယ်မနက်ကနင်လာတော့ဦးလွင်ဆိုတဲ့လူကိုတွေ့တယ်မဟုတ်လားအင်းငါထံအသက်8နှစ်လောက်ကြီးတာအဲ့ဒီဦးလွင်နဲ့ငါ့ကိုပေးစားမလို့တဲ့ဟင်အခုမှတမော်နစ်နေမှန်းသိပြီအသက်ကဲပေါ်ပြေးယူတော့ကို့အတွက်မကြမ်းတော့တဲ့လူတစ်ယောက်လိုအတော့ကိုပြ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 ဖြစ်သွားတယ်နင်လာနောက်နေတာလားရှင်မင်းမဒါနောက်စီရလားဟာမနှက်ဖန်ကစားပြီးတင်နန်းချိန်တွေသူ့ကားနဲ့ပဲကြိုးပို့လို့ဖို့ဖဖေစီမှာခွင့်တောင်းပြီးသွားပြီဘာဟာအဲ့ဒါတော့မလွန်ဘူးလားနေဘာမှမပြောဘူးလားမပြောဘဲနေမလားငါမှငိုရလုံးလို့မျက်လုံးတွေတော့အောင့်နေပြီငါထင်းတော့ထင်းသားပဲမနက်ကနောက်ချေးတွေပေးနေတဲ့နှစ်လက်ကိုမယုံမရှာစောင့်နေကြတဲ့ကဒီလိုမယိုးသားဘူးဆိုတာကဲအဲ့ဒါထားစမ်းပါငါဘယ်လိုလုပ်ရမလဲဟေးကျွန်တော်လက်ငါကြည့်မိတယ်သူမှလည်းကျွန်တော်ကိုကြည့်တယ်ချစ်သူတွေဖြစ်နေကြရင်လည်းကောင်းတာ။ကိုင်မထူးဘူးဆိုပြီးတော့ခပ်ပေါ့ပေါ့ဖန်စီဇက်လန်းလေးလှုပ်ချလိုက်ရင်ဒီလိုမှမဟုတ်လဲနင်ဒီလိုလို့သမီးမချစ်သူရှိတယ်ဆိုပြီးဟိုလူကိုအတီပေါင်းနဲ့ပြောပြလိုက်။ဟိုလူကဗမာလဲဆိုငါ့ကိုခေါ်ပြလိုက်။ဒါဆိုအဲ့ဒီလူနဲ့ငါနဲ့ထိတ်တိုက်တွေ့ပြီးရှင်းရမယ်။တန်တန်လေးလိုချင်လို့အိမ်စီကားရှာကားမှာခေါင်းဆက်ဖင်ဆန်မိထားတဲ့ကားဖြစ်နေလို့သူ့ဘာသာလန့်ပြီးခွာခြင်းခွာမခွာခြင်းလို့မိမတွေစီကားတဆင့်တင်းကျပ်ပြစ်တာမျိုးအမြန်ဆုံးလက်ထပ်ဖို့ပြင်တာမျိုးလုပ်လာရင်ငါတို့နှစ်ဦးသဘောတူဟန်ဆောင်လက်ထပ်လိုက်ကြမယ်လေဘယ်နဲ့လဲဟုပြောလိုက်ချင်ပါတယ်ကျွန်တော်အတွက်တော့ထိုအချိန်နှစ်ခုစလုံးအဆင်ပြေပါတယ်ဘာကြောင့်လဲဆိုတော့ပုံရှိုးကွက်ရှိုးလေးဖြစ်နေတဲ့ကျွန်တော်စိတ်အလုံးကအခုမှလန့်ပြီးဘွားကနေထွက်လာလို့ပါဒီရင်မြင်မကိုကျွန်တော်ချစ်မိနေပြီဆိုတာဒီပြဿနာကြားလိုက်ရမှကျွန်တော်ကိုကျွန်တော်နားလည်သွားတာပါဟဲ့ခိုင်မြင့်ဟင်ငါဘာလို့ရမလဲလို့မင်းနေတယ်လေ
ကျွန်တော်သူ့မမျက်ဝန်းတွေတဲ့ခုံမဝင်ယုံတမဲငေးဆိုင်ကြည့်ဖြစ်တယ်မပီဝတော်ဝါအလင်းရောင်ကြောင့်တောက်ပါတဲ့မျက်ဝန်းရဲ့အတိတ်ပဲကိုမသိပေမဲ့အစ်မွနေတဲ့မျက်ခုံတွေကိုကြည့်ရင်ဒီလူကိုလက်မခံနိုင်လို့ငိုထားတာသေချာနေပြီပြီးတော့ကျွန်တော်နဲ့သူမရဲ့တန်ရောစင်ကလည်းနေလားအခုဘာလုပ်ရမလဲတဲ့ငါတုံးမဲလို့ကိုအထင်တလုံးနဲ့ပြစ်တင်ရင်နင့်ကငါချစ်တယ်ရှင်မင်းငါတို့ကြောင်းလဲပြီးနေပြီငါတို့လက်ထက်ကြမလားအဲ့လိုပြောရင်ကောင်းမလားလို့တွေးပြီးမှတေချာအောင်တေချာမေးကျင်လာတာကြောင့်ဘာဆက်လုပ်ရမလဲဆိုတော့နေဘာလုပ်တဲ့နေလို့ပြောရမယ်ငါစကားထက်နင့်စိတ်ထဲမှာဘာဖြစ်ချင်နေဘာဖြစ်တဲ့နေဆိုတာအရင်ဝေခွဲဖို့လိုတယ်အဲ့ဒါကိုငါနားထောင်ပြီးမှပြောတာပိုကောင်းမယ်ထင်တယ်ဥပမာဒီလူကိုချစ်တယ်မချစ်ဘူးဆိုတာမျိုးပေါ့ကျွန်တော်စကားဖြတ်ပြီးရင်တခုံနဲ့သူမစကားကိုငန်းလည်နေလိုက်တယ်အတော်ကြာသွားပါတယ်ကြာပါစေစဉ်းစားပါစေသူ့ဘေးမှာကျွန်တော်ရှိနေတာဟာတေချာတွေးလေဝေးလေပဲလေမဟုတ်လားငါချစ်တော့မချစ်ဘူးဟာဒါပေမဲ့ဖေတပည့်တွေထဲမှာတော့ဥလွင်ကငါတို့မိသားစုအပေါ်မှာနားအလဲဆုံးပဲလို့ငါထင်တယ်ပြီးတော့သူတို့အတိုင်းဝိုင်းကမန္တလေးမှာထိတ်တန့်အတိုင်းဝိုင်းလို့ပြောနိုင်တယ်ငါသူ့ကိုလက်ထပ်လိုက်ရင်မှားတော့မှားဘူးပေါ့ဟာဒါပေမဲ့ငါလွတ်လွတ်လပ်လပ်နေချင်းသေးတယ်အခုအထိန်ချုပ်ခံပုံစံမျိုးကတိတ်စောလုံးနေမလားလို့ဟာအဲ့ဒါဒီခုံတန်းလေးမှာသူမနဲ့ကျွန်တော်ဝင်းလုံးရင်နှစ်ပေးပါပဲဒါပေမဲ့သူမစကားကိုနားထောင်ရင်ကျွန်တော်သူမဘေးကနေပေးနေရလောက်ဒလိန်ခောက်ကွေးလွတ်ထွက်သွားသလိုခံစားနေရလို့တစ်ချက်ရန်ထွက်သွားတဲ့ကိုခုံတန်းပေါ်ကနေစိတ်မကြသွားအောင်ထိန်းနေရတဲ့ဆိုရင်ပြိတ္တယုံချင်မှယုံမှာပါကျွန်တော်ကတော့ကိုယ်တိုင်ခံစားနေရလို့အကျွေးမဲ့ယုံပါတယ်ကျွန်တော်သူမနဲ့ရုတ်တရက်ဝေးကွာသွားပါတယ်ငါဝေခွဲလို့ရတဲ့လောက်ကတော့အဲ့ဒါပဲဟာအဲ့ဒါကြောင့်ဘာဆက်လုပ်ရမလဲလို့နင့်ကိုမေးတာကျွန်တော်သူမဘေးမှာထားပြစ်တော့မယ်ဆိုတဲ့အသိနဲ့စုံချလို့မမြဲကျင်တော့တဲ့ခြေထောက်တွေနဲ့ဟိုကန်ဒီကန်ရှောက်လုံနေမိပါတယ်ကန်ရင်းနဲ့မြေကြီးတယ်တစ်ဖက်မြုပ်နေတဲ့ကြောက်ခဲငုတ်ကိုကန်မိမှာပဲဤစိတ်ပြီးငြိမ်သွားတယ်နေတခုခုပြောလိဟာခိုင်းမြေကျွန်တော်ဘာပြောရမလဲအနားမှာရှိတော့ကကောက်သိမ်းရမှန်းမသိပဲသူများကောက်သွားမှငါဟာပြန်ပေးလို့ခလေးလိုငိုတောင်းရမလားအန်ထုတ်ပြီးမှဝတ်သားတုံးတွေပါသွားလို့ပြန်ကောက်မျိုးချနေရတဲ့အရက်သမားလိုပဲငုတ်တုံစက်ကြိုးပြရမလားကိုဆိုင်ပြီးကိုပြန်ရိတ်သိမ်းခွင့်မရှိတော့မှကိုစီးရင်ငါဆိုတာသိလိုက်ရတာနဲ့တင်ဒီညက်နေကျွန်တော်နေဝင်တယ်လို့ဝင်လိုက်ချင်ပါတယ်ကျွန်တော်ခေါ်ရကျုံနေဂျွန်း12ပတ်လောက်ပြစ်ချလိုက်ချင်ပါတယ်ငုတ်ကြီးစောင့်မိသွားလဲဒီမသားအသေးနောက်ကျလုံးနေလို့မြင်ပါမယ်ခိုင်မြဲဟင်ဒီဘာဖြစ်သွားတာလဲငါလားဘာမှဖြစ်ပါဘူးနင့်ကိုဘာလက်ဖွင့်ရင်ကောင်းမလဲလို့စဉ်းစားနေတာပါတော်တော့ငါမှတော့ဘာများအကြံရမလဲလို့တော်ပြီပြန်တော့မယ်စောင့်အောင်ပြောဆိုပြီးထွက်သွားတဲ့သူမကိုလှမ်းကြည့်ပြီးကျွန်တော်ရင်တွေပြောင်းဆန်ကုန်ပါတယ်ကိုရင်ဘက်ထဲကိုပြန်ကြည့်ရင်ဘာတစ်ခုမှအကောင်းမကြံတော့သလိုခံစားရပါတယ်အဲ့ဒီအခိုက်မှာပဲသူမပြန်လှည့်လာပြီးနင်ငါ့ကိုကြိုက်နေတာတော့မဟုတ်ပါဘူးနော်ငါကိုမသိမချင်းတတ်မလို့လားရှင်မြင်းမအဆုပ်ပလုံးမဒါကအတွေ့ပါတကယ်အပြင်မှာတော့ဟာငါကလူဟာရင်မြင်မကိုကြိုက်စီရလားသူမခြားကနေလှည့်ထွက်သွားပါတယ်ကျွန်တော်ရန်ကိုဝမ်းနေသွားပါတယ်ဒီမေကုန်းကိုပထမဦးဆုံးမေးတင်ပါတယ်ကျွန်တော်မျက်လုံးအိမ်တွေပူနွေလာလို့လန့်ပြီးစမ်းကြည့်တော့မျက်ရည်တွေဖြစ်နေလို့အတန်လေးနည်းနည်းပိုကျအောင်ရည်ဖြစ်ပါတော့တယ်ရင်မြင့်မမင်္ဂလာဆောင်ရင်ကစုံရတစီလက်ဖွဲ့မယ်ဟေ့နောက်တနေ့မနက်ကျွန်တော်လက်ဖက်ရည်ဆိုင်ရတော့ထွန်းဦးတို့ဝိုင်းမှာပဲတွားထိုင်လိုက်ပါတယ်ထူးထူးဆန်းဆန်းပါပဲအုံတန်တို့ပြပြတလဲနဲ့ကျွန်တော်ထိုင်ဖို့ခုံတွေပါတွေယူချပေးကြတယ်ဘာတော့မလဲခိုင်းမြင်ကြားစိမ့်မဲလားအေးကျွန်တော်စိတ်နဲ့ကျွန်တော်အိတ်အောင်နေတဲ့အတန်ကဟိုတနေ့ကဖြစ်ထားတဲ့ပြဿနာအပေါ်မကြည်လဲသလိုမျိုးထင်ကုန်သလားမစုံနိုင်ဘူးထွန်းဦးကိုယ်တိုင်ကစာပြီး sorry ကွာခိုင်းမြေယောက်ျားချင်းဆိုတဲ့မာနာနဲ့မင်းကိုစိတ်အနှောက်အယှက်ပေးတယ်လို့ဖြစ်သွားတယ်မင်းတို့ကမောင်နှမတန်ရောစင်လောက်ဖြစ်နေတာကိုငါသိရနေကွာအုံတန်ကလည်းဝင်ချောက်ပေးတယ်အမှန်တော့ရှက်ရရနာကွာခိုင်းမြေရဒီကောင်မပွင့်လင်းတာမင်းရှိမှာတော့ဟိတ်လုံးကြီးနဲ့အိပ်ပြန်ရောက်တော့မှရမင်းဖြစ်နေတာလေဒီကောင်အသေးခိုက်နေတာအဲ့ဒါပဲနောက်တယောက်ထပ်ဖြစ်ပြောဖို့နှုတ်သီးပြင်းနေလို့
ကျွန်တော်လက်ကပြရင်လက်ဖက်ရည်တငုံတောက်လိုက်တယ်ပြီးမှရှင်ဘရင်တစ်ခါထွက်ပဲကြီးတလေချက်ဆိုတာကြားဘူးလားခက်ကွင်းပြနေတာနဲ့ပဲရွာတစ်ကြီးရောက်တော့မယ်ဆိုတာရောသိလားမိုးလုံးမှာထွန်ချမနေနဲ့ပါသွားပြီကွာဟေးဟမ်ဘာကူပါသွားတာလဲဘယ်သူလဲသိချင်ရင်စုံစမ်းကြည့်ပေါ့ကွာခဏနေရင်ရမင်းတို့ခြံထဲကနေပရာတိုအနက်တစီထွက်လာလိမ့်မယ်ငါလည်းဒီနေ့ကစားပြီးကောက်ရိုးပုံဆောင်နဲ့ချင်းသိမဟုတ်တော့ဘူးငါလက်ဖက်ရည်ကိုလည်းရှင်းလိုက်ကြအောင်ပြောပြီးလက်ဖက်ရည်ကိုတကွက်ကွက်မော့ချပစ်ပြီးဆိုင်ထဲကထထွက်လာခဲ့တယ်ထူးဦးတို့အုပ်စုလည်းလက်တုံငရိုးမြတ်ဆိုသလိုအတော်ခံရအခက်စွာကြံခဲ့ကြရပါတယ်နိုင်မရပြုတ်မရနဲ့ပြောတာပါမနက်ဖြန်တကြံအကျိုးနေကျွန်တော်ပြက်ကလေးစီကနေအကြည့်ခွာပြီးဘာလို့နေမှမသိတဲ့စိတ်နဲ့ခြံထဲဆင်လာခဲ့တယ်မနေ့ကတော့ဒီအချိန်ဆိုကျွန်တော်တို့အိမ်ခြံထဲမှာလမ်းထဲကကာလာသားအုပ်စုအလုတ်တွေရှုပ်ဟိုရုပ်ရုပ်ဒီရုပ်ရုပ်နဲ့တကြံရေကစားဖို့မန်တက်ထိုးကြစတူဒီတာကျွေးဖို့ကိစ္စတက်ကြီးပူဇော်ပွဲလုပ်ဖို့ကိစ္စကားနဲ့ထွက်လေဖို့ကိစ္စတွေတိုင်ပင်ကြစီမံကြနေအားရတယ်လို့ကိုမရှိတာပါပြောရရင်တကြံမကြခင်10ရက်လောက်အလိုကလေးကတယုံယုံဖြစ်နေကြတာပါဒါကလည်းကျွန်တော်တို့ခင်မှာမဟုတ်ပါဘူးအဖေအမေအဖိုးဘွားတွေခေတ်တွေကတကြံကာလာကိုလှလှပပကြကြနနာကြီးပြောတဲ့စီစဉ်တတ်တယ်မန္တလေးသူမန္တလေးသားတွေရဲ့အစဉ်လာပါမန္တလေးတကြံကိုတခါကစားဘူးပြောဘူးရင်ကြံတဲ့နေရာဗမာပဲတကြံကြမန္တလေးလောက်အားရပါရကျင်းနှံမှုမရှိနိုင်ဘူးဆိုတာလောင်းလောင်းရဲပါတယ်တကြံရေကစားတာလမ်းပေါ်မှာရေတွေဒူးလောက်မြုပ်သွားတယ်ဆိုတာဘယ်မြို့မှာရှိဘူးလို့တော့တက်နိုင်ရင်လှေတစည်းသာယူလာခဲ့တကြံကာလာအတွင်းမြို့ထဲမှာလှေလော်ပြီးသွားလို့ရတယ်ဆိုတာမန္တလေးပါအဲ့တလောက်ကိုစီကားပြော်ပါတတ်တဲ့မန္တလေးမြို့ရဲ့ဇာတိချက်မြုပ်သားကျွန်တော်လည်းမပြောတတ်ဖဲနေမလားဒီအချိန်ဒီကာလာရောက်ရင်ရန်ညိုးရန်စာရှိထားတဲ့တငယ်ချင်းတော်အဲ့ဒါခဏမေးပြီးဘယ်တုန်းကခင်မင်းရင်းနှီးလာမှမသိတဲ့သူတွေလိုပြန်တွဲမိပြီးပျော်ကြပါကြတတ်တာဟာမန္တလေးတကြံပါအခုတော့ဗျာငါသားလေးဒီနေ့ငိန်လာကြီးလားကွယ်မင်းအဖွဲ့တွေလည်းဒီနေ့တယောက်မှမလာကြပါလားလှည့်ကြည့်တော့အမေရဲ့ခြံနဲ့ဖျားပန်းစင်ခုရင်ကျွန်တော်အနီးနားကိုရောက်လာတာပါဟုတ်အမေဒီနေ့ရန်ကုန်စင်ကစားမဲ့ကောင်းနဲ့ပြင်ဦးလင်တက်မဲ့ကောင်းနဲ့လူစုတွေကွဲနေလို့အော်အဲ့ဒါကြောင့်ကိုတာရောဘာအစီအစဉ်ရှိလဲမရှိဘူးအမေဒါဆိုအဖေတို့အမေတို့နဲ့ဥပုပ်ကြောင့်လိုက်ခဲ့ပါလားတာရဲ့ဗျာတကြံမကစားဖြစ်ရင်ဥပုပ်ဆောင်ပေါ်တာရဲ့ဟာဟိုတာကစားမှာပါအမေရဲ့ကျွန်တော်တီစားထီတယ်လို့တွန့်လင်သွားတာကိုကြည့်ပြီးအမေပြုံးနေလေအဒီနောက်ဘာမှထပ်မပြောဘဲလက်ထဲကပန်းတွေကိုတစ်ချက်ကြည့်ပြီးအိမ်ဘက်ပြန်လျှောက်သွားတော့မှကျွန်တော်မှပင်သက်ဆိုင်ပြီးကြံရည်ခဲ့ရတယ်ပုံမှန်ဆိုထွန်းဦးတို့အုပ်စုအနောက်ဘက်ကဂျိုကြီးတို့အုပ်စုဒီမှာလာစုနေကြကျွန်တော်တို့အိမ်ရှိနေရကစတူဒီသားနဲ့တက်ကြီးပူဇော်ပွဲမန်တက်ထိုးနေကြနေရဆိုတော့ဒီမှာပဲအကြောင်းပြုဒီမှာစုရလို့ဒီကနေပဲထွက်ကြတာပါအဖေနဲ့အမေကလည်းကျွန်တော်နဲ့ပတ်သက်သမျှအားလုံးလက်ခံပေးပြီးလိုအပ်တာကိုတော့ဝိုင်းဖြည့်ပေးလို့ဒီရာဒီလူငယ်တွေရဲ့အစီအစဉ်ဟာကျွန်တော်အိမ်မှာစတဲ့ချတာကလွဲလို့ဗမာမကိုမရှိတာဆိုတော့အမေမေလည်းမေးစရာမဟုတ်လားတကယ်တော့ကျွန်တော်လည်းအချိန်ချင်းပြန်မေးနေတာပါပဲဒီနှစ်ဘလို့ဖြစ်တာလဲ6ကန့်လာကြီးလားဘယ်တယောက်မှရောက်မလာတာဘာသဘောလဲလိုက်မေးကြည့်ရင်ကောင်းမလားဆိုတာမျိုးပေါ့တခုတော့ရှိပါတယ်ဒီနှစ်ထဲကျွန်တော်တင်တဲ့ကိစ္စတွေနဲ့အချိန်ကုန်နေလို့ရက်ကွက်ထဲကအဖွဲတွေနဲ့အဆက်အသွယ်ပြတ်နေတာလဲပါပါတယ်နောက်တစ်ခုကဂျိုကြီးတို့အုပ်စုတွေကဂျိုကြီးအပါအဝင်3ယောက်မလေးထွက်ပြီးအလုတ်သွားလောက်ကြတော့နှစ်တိုင်းဥဆောင်ကောင်းဆွဲနေကြဂျိုကြီးမရှိတော့လို့ကျန်တဲ့သူတွေတုံနေကုန်ကြတာလဲဖြစ်ပါလိမ့်မယ်အားလုံးထဲမှာအထူးခြားဆုံးကတော့ရေမြင်မှာပါအမတန်ရေးကြိုက်တဲ့မိန်းမဒီလိုရက်မျိုးကျွန်တော်ခြံထဲမှာပဲတနေ့ကုန်တက်တဲ့အဲ့ဒီမိန်းကလေးကိုအရေးအယောင်တော့မမြင်ရတော့အံ့ဩစရာပါပဲဒါကလေကျွန်တော်တပ်ပြင်းမော်ကြီးဟော်ကနေမှုတ်ထုတ်ပြီးခုံတန်ကနေထားရက်လိုက်တယ်ပြီးတော့ရောင်ချောက်ဖြစ်နေတဲ့စိတ်နဲ့ပဲထွက်လာခဲ့ပါတယ်သူမတို့ခြံရှိရောက်တော့ခြေလန်းတုပ်ပြီးတစ်ချက်လှမ်းကြည့်မိပါတယ်ဟာနေတာကိုဟာယုံသူဖြစ်ပေါ်ဆိုတဲ့ဦးထီရဲ့ပလက်ဖောင်းမင်းသားတချင်းကလွမ်းစရာကြီးလို့ခံစားမိသွားတယ်။လွင့်ဟာနေတဲ့ကျွန်တော်ရင်ကိုဘသူကရောဖြည့်ပေးနိုင်ပါတယ်လေ
လန်နေကလက်ဖက်ရည်ဆိုင်ရောက်တော့ထွန်းဦးတို့အုပ်စုခေါင်းချင်းဆိုင်နေတာတွေ့လို့ကျွန်တော်လည်းဘာရမဟုတ်ပဲဝင်ထိုင်လိုက်တယ်ဟာအေးငါတို့အဖွဲ့ဝင်တယောက်တို့ပြီကွာထွန်းဦးစကားကြောင့်ကျွန်တော်ဦးလင်းလင်းလှည့်ကြည့်တော့အုံတန်းကဒီလိုကွာခိုင်းမြေငါတို့မင်းပြောတဲ့အတိုင်းစုံစမ်းကြည့်တော့ဟိုကာနဲ့ကြီးနဲ့ရမင်းခင်ကိုလာမသွားတာအမှန်ပဲဖြစ်ချင်တော့အဲ့ဒီငနေကြီးကိုထွန်းဦးသိတယ်ထွန်းဦးအဖေနဲ့ပတ်သက်ပြီးထွန်းဦးနဲ့လည်းခင်နေကွာရက်ကွက်ထဲလာရင်ထွန်းဦးတို့အိမ်အရင်ဝင်ပြီးမှအဲ့ဒီကိုသွားတာအရှင်ဆုံးပြောရရင်အဲ့ဒီငနေကြီးကိုပညာပေးမယ်ကွာအဝေးကြီးမဟုတ်ဘူးဒီနှစ်တကြံမှာတက်အောင်ဖဲ့မှာဟာအဲ့ဒါတော့ငါမပါဘူးကွာငါတို့မင်းတို့အတွက်တကြံဟာပျော်စရာတတ်ပဲရန်ညိုးရန်စားရှိရင်တော့တကြံမှာအဲ့ဒါကိုမေ့ထားတာအဆင်လာပဲဟုတ်ပါတယ်ငါတို့ကလည်းရန်လို့ဖို့မဟုတ်ပါဘူးဒီလူကြီးနှံပြီးစုပ်အမြောက်နဲ့ချိန်တာကိုအသေးရလို့လှုပ်ချင်တာဒါလည်းပျော်စရာပြက်စရာဖြစ်အောင်ပညာသားပပနဲ့လှုပ်မှာဟိုလိုရိုက်ပုံမှာမဟုတ်ဘူးအေးအဲ့ဒါဆိုရင်တော့မစိုးဘူးဒါဆိုမင်းပါမယ်ပေါ့ပျော်စရာဆိုရင်တော့ပါမယ်ကွာငါအရန်ပြင်းနေတယ်ငါသိပါတယ်မင်းလည်းဟတ်ထိနေတယ်ဆိုတာကျွန်တော်အခမ်းရခတ်သွားမှန်းအုံတန်သိပြီးတခိခိရီးတယ်ဒီလိုတော့လေကျွန်တော်တို့တငယ်ချင်းတွေကချစ်စရာလေးတွေပါယုံပြီလားပရိသတ်ကိုကျွန်တော်ပြောတာမန္တလေးမှာတကြံဆိုတာရန်ညိုရှိရင်တောင်ပြည်တယ်ဆိုတာအခုကိစ္စကတာမန်ရန်ညိုရန်စာရှိတာထက်အစထောင်မကပြင်းထန်တဲ့အညိုတေးပွဲကြီးဆိုတာဘယ်သူမဆိုခံမှန်းမိပါတယ်ရီးစားလူဥနုစုပ်ပြတ်တဲ့ပြဿနာလေးဗျာကျွန်တော်ရောထွန်းဦးပါနှာနှက်ခံရတာဆိုတော့အခုပေါင်းစည်းမယ်ဆိုတာလဲတဘာဝကြပါပဲဘဝတူပေါ့အဲ့ဒါကြောင့်လောက်ပါအောင်မင်းတို့ဘလို့စီစဉ်ထားလဲစေရကငါဒီလိုစဉ်းစားတယ်ငါဦးလေးသူ့ထောင်နဲ့ကြွထောင်ကြောင်းဟာဟိတ်ကောင်ဘာလဲဟာမင်းအဲ့ဒီကြွထောင်ကြောင်းအကြောင်းလာမပြောနဲ့တခြားကပြောအုံတန်ထအော်ပြလို့စေရလဲအိုးနှင်းခွက်နေနဲ့ဖြစ်ပြီးငြိမ်သွားတယ်ငါစဉ်းစားတာတခုရှိတယ်အင်းဟုတ်ပြီထွန်းဦးတို့စိတ်ဝင်စားပြီးနားဆွင်ကြတယ်မဲတီရာကိုဓာတ်တာခိုးတဲ့နီးကွာဟာဒါဆိုငါတို့ကဖုန်ကြီးဝှက်လိုက်ရမှာပေါ့ကွာဘာဆိုင်လဲသူပြောတာဆုံးအောင်နားထောင်စမ်းပါဟုတ်တယ်လေကွာဇက်ထဲမှာရာမမင်းကမဲတီရာကိုနေအကျယ်ကျုံနဲ့ထားခဲ့တော့ဟာတော်မင်းပါဇက်ပိတ်လောက်ကွာခိုင်းမြဲမင်းဆက်ပြောဒီလိုဆိုတော့ကျွန်တော်ဆက်ပြောတယ်ဇက်ထဲကအတိုင်းတော့မဟုတ်ပေမဲ့ဒီနီးလဲအတိုင်းပေါ့ကွာဒါပေမဲ့ငါတို့ကရာမဇက်ထဲမှာပါတယ်ထိုးဆက်ကွက်တွေထပ်ထည့်ရမယ်အဲ့ဒီအတွက်မြင်းတဲ့ရက်မှာနေတဲ့မာလာသိန်းနိုင်ရဲ့အကူအညီလိုတယ်ကွာဟမ်ဒီအချောက်ကဘာလို့ဖို့တော့ဇက်ဖို့နေရာမှာတိတ်အရေးကြီးပါတယ်မာလာသိန်းနိုင်ဆိုတာကလည်းကျွန်တော်တို့နဲ့ကျောင်းနေဘက်တငယ်ချင်းမှာ10 တန်းအထိအတူတခန်းနဲ့တစ်ကြောင်းနဲ့နေလာပြီးမှဒီကောင်10 တန်းကြပြီးတောင်ပြုံးတင်နဲ့တက်လိုက်တာလေအခုလဲနဂရောမာလာသိန်းနိုင်ဆိုရင်မန္တလေးမှာအတော့ကိုလူသိများပါတယ်ဒီကောက်နာမည်ကသိန်းနိုင်ပါလူကမိမစိတ်နဲ့ဆိုတော့သူ့ကိုယ်သူမာလာသိန်းနိုင်လို့ကင်မွန်တက်ပြီးယောက်ျားချင်းလိုက်နှွဲ့နေလို့ကျွန်တော်တို့မနေ့ခွာထုတ်ထားရတဲ့အထီပါပဲပြောရရင်ကျွန်တော်နဲ့ထွန်းဦးကိုအသေးရအရှင်ရဖြစ်နေလို့ကျွန်တော်တခါနှာခေါင်းရိုးကျိုးအောင်ထုတ်ပစ်လို့သူကျွန်တော်နာတော့တိတ်မကက်ရဲတော့ပါဘူးထွန်းဦးကကျွန်တော်လောက်လက်စာမပြေတော့ထွန်းဦးနာကိုအခွင့်ရရင်ရတယ်လို့ကတ်တုံးပါပဲအဲ့ဒါကြောင့်ဟိုတနေ့ကဆိုင်မှာအစီအစဉ်ချပြရင်မာလာသိန်းနိုင်အခန်းကဏ္ဍပါလာလို့ထွန်းဦးထခုံမတက်လက်ပြန်သွားရှာတာပါအခြေအနေရမာလာသိန်းနိုင်မပါလို့မဖြစ်တဲ့အပြင်မာလာသိန်းနိုင်ကိုအကူအညီတောင်းဖို့ထွန်းဦးပါမှာပဲဖြစ်မယ်ဆိုတော့ဟဲ့ကြားသားမို့ကျအထွန်းအိုးအထွန်းတို့စီလာတဲ့တော့မြင်လိုက်တယ်ဆိုရင်ပဲဝမ်းသာအားရလှုပ်ခါပြီးပြေးထွက်လာတဲ့မာလာသိန်းနိုင်ကြောင့်ထွန်းဦးလန့်ပြီးမောင်တူတို့အုံတန်တို့နောက်ကိုဝင်ကတ်တယ်အဲ့ဒီအချိန်မှာပဲဇေယျကအိမ်တွေမပြတ်စွာရှစ်တက်ရက်ပြီးတို့ရဲ့မာလာလေးကပိုတောင်ချောလာတဲ့ဟာလာစမ်းမအောင်တရွှတ်လောက်နမ်းပြရစီအောင်ဒီလိုဆိုတော့မာလာသိန်းနိုင်မျက်ဆောင်လေးခဲပြီးကနွေးကရဟန်လေးနဲ့ခါထောက်ရက်လိုက်ပြီးပါရိုက်ခံခြင်းလို့လားလူကိုဘယ်အတန်းစားများမှတ်နေလဲအခုရောဘာလာလောက်ကြတာလဲလွမ်းလို့ပေါ်ဟာတွားအပိုတွေတို့နဲ့တကြံမလဲဘူးဆိုရင်တော့ဘသူမှအိမ်ထဲမဝင်နဲ့ဒါပဲဟာအဲ့လိုတော့မလုပ်ပါနဲ့ဟာငါတို့အစီအစဉ်နားထောင်ပြီးမှနင်ကြိုက်တာဆုံးဖြတ်လောလောဆယ်အိမ်ထဲခေါ်ပြီးရှိတာချကြွေးတကယ်စားမလားတို့ကြွေးမယ်လေ
တော်စကားအကောင်းပြောစေရစကရောဖော်ရောနဲ့မာလာသိန်းနိုင်ကိုခါဖတ်ပြီးအိမ်ထဲခေါ်ဝင်လို့အုံတန်တို့လည်းနောက်ကနေအသာလိုက်ဝင်ကြတယ်ဧကန်တစ်ချမ်းလုံး38မိနစ်တွေစင်လုံးပြင်ထားပြီးပန်းတွေအမွေနဲ့သားတွေဝင်နေတာကြည့်ရင်မာလာမှာအတော်လေးလှုပ်ဖြစ်နေတာထင်ရှားပါတယ်ကဲဘာတောက်မှလဲကိုတော်တို့စွန့်ကြဲတာတောက်မလားကော်ဖီလားမောင်တူတို့ပါဇက်ချွဲသွားပြီးကိုတော်ကြီးတွေဘက်မျက်လုံးရွယ်ကြီးတွေနဲ့ကြည့်ကြတယ်မာလာသိန်းနိုင်ကလည်းအလိုက်တသိနဲ့ကိုတော်တွေကိုပတွတ်ပတွတ်နဲ့ပြောပြီးဂျော်နီလန်းလျှောက်တလုံးဆွဲချလိုက်ပါတော့တယ်ဖုံးမြည်တဲ့ကြောင်ကြည့်လိုက်တော့သူမမရင်နေတဲ့ဖုံးနံပါတ်ဖြစ်နေလို့ချလိုက်မြည်ပြင်ပြီးမှအတွေ့တစ်မျိုးဖြင့်ကောက်ယူကဖုံးလက်ခံလိုက်တယ်ဟယ်လိုကောင်စုံဖုံးနေပါလေဆက်လို့ဘာလဲပြောမသိဘူးဦးလွင်ကတော့လာခေါ်မယ်ပြောတာပဲအမှန်တိုင်းဝန်ခံရရင်ငါတော့မလိုက်ချင်ဘူးအဖေတို့ကလိုက်သွားဆိုရင်တော့ငါလေနင်နော်တကြံတွင်ကြီးအချုပ်ထဲရောက်ချင်လို့လားကြည့်လို့မရရအောင်ဦးလွင်ကနင့်ကိုဘာလုပ်နေလို့လဲနင်ကပြဿနာကောင်းပဲတကယ်သိလားပြောပြီးဖုံချသွားလို့သူမဖုံးကိုအန်ကျိတ်ကြည့်ပြီးချထားလိုက်တယ်အဒီနာအခန်းထဲကထွက်ခါအောက်ထပ်သို့ဆင်းလာရင်အကန်ထဲမှာအမေရှိနေလို့သူမအကြောင်းပြချက်တစ်ခုခတ်သွတ်ပဲစဉ်းစားလိုက်တယ်။သမီးဘဲလေခိုင်မြဲတို့ချံပတ်ခဏမမေဒီတကြံဒေါ်လေးနဲ့ဥပုပ်ကြောင်လိုက်မယ်လို့ပြောထားတာမနက်ဖြန်ဥလွင်လာခေါ်ရင်ဒေါ်လေးကိုခတိပြတ်မှာဆိုလို့မလိုက်ဖြစ်တော့ဘူးလို့တွားပြောမလို့အေးကျုံလို့အမေတခါတည်းမှာထားမယ်မောင်ခိုင်မြဲနဲ့တငယ်ချင်းတွေဆိုပေမဲ့မောင်လွင်အမြင်မှာတမျိုးဖြစ်နိုင်တယ်အဲ့ဒါအနေထိုင်ဆင်ခြင်ဖို့လိုလိမ့်မယ်သမီးအမေပြောတာသဘောပေါက်ရဲ့လားပေါက်ပါတယ်မေအေးသွားသိမကြစင်းနဲ့သူမပင့်တန်လေးခိုးရှိုက်ပြီးဆက်ထွက်လာခဲ့တယ်ခိုင်မြဲဆိုတဲ့အကောင်ကလည်းမပြောချင်ဘူးဦးလင်ကိုတော့ရန်လောက်ဖို့ပြောနေတဲ့ကိစ္စဒီအတိုင်းမင်းနေလို့တော့မဖြစ်ဘူးဗါတဲ့နေဘေးနာကတ်နေတဲ့သူမှန်သမျှငါရန်သူပဲတဲ့ဟိုနေညာငါဘာလုပ်ရမလဲမေးတော့အူတူတူနဲ့ငြိမ်နေပြီးတော့များမကျေနပ်ဘူးဆိုလဲအဲ့ကလေးကပြောပါလားအမသူ့ပဲဘာမှမဖြစ်တယ်လို့နဲ့ဟန်လုံးပြနေတာဒီကမသိရင်ခံမယ်နေအောင်တွေ့မှဘိုက်ခေါအမလေးအမေအကုန်ရွှဲကုန်ပြီနေပါလောက်တာလေမနှက်ဖန်ဆိုငါဦးဖြာပတ်ဖို့အခွင့်အရေးမရှိတော့ဘူးဟာအဲ့ဒါကြောင့်ကောင်းပြီနေရေလောင်းချင်လို့လှမ်းခေါ်တာမဟုတ်လားငါပြန်ပြီဟာဟေးသူမချန်ဝါကနေတကယ်လှည့်ပြန်လို့ကျွန်တော်လန့်ပြီးနောက်ကနေလက်လှမ်းဆွဲထားလိုက်တယ်ပြီးမှအာနာသွားပြီးပြန်လှုပ်ပေးရင်ငါတကယ်ပြောတာရှင်မင်းနင့်လူကငါတကယ်တွေ့မှာသူမမျက်မှောင်ကျုံသွားပြီခိုင်မြဲနင်ဘာယူထတာလဲဒါလူကြီးလူကောင်တက်အောင်နော်ပြီးတော့ငါမိဘတွေနဲ့ကျေးဇူးမကင်းနဲ့လူကျွန်တော်လည်းပြောရမှာမျက်နှာပူလို့ရေပုံခေါင်းဆွပြီးငါမသိဘူးဟာနေနဲ့အဲ့ဒီလူကိစ္စပြောပြီးကြတဲ့ကငါအိတ်လို့မရဘူးနေလို့မရဘူးဒေါသလည်းအရင်ဖြစ်တယ်ငါတသက်လုံးနေမေကတ်တဲ့သူမှန်သမျှကန်ထုတ်လာတာဒီလူနဲ့ကြာမှငါထိုင်ကြည့်နေရမှာလားလုံးဝပဲမနှက်ဖန်လာလို့ကတော့ကားပါပက်လက်လှမ်းပြင်မယ်နင်အဖက်ခက်သွားရမှာပေါ့မတက်နိုင်ဘူးဟာနင်နဲ့ဝေးနေရမယ်အတူတူတော့အဲ့လူကိုခက်ပြင်းပြင်းလေးကြိတ်ပြီးမှပဲဝေးတော့မယ်ဒုက္ခပါပဲဟာရင်မြင်မှာအတော်စိုးရင်သွားပုံပါပဲကျွန်တော်ကလည်းသူ့ဘေးမှာနေလာခဲ့သမျှကာလာတစ်လျှောက်လုံးပြုံးလာခဲ့တဲ့ကောင်ဆိုတော့ကျွန်တော်ဘယ်လောက်လက်စပြင်းမှန်းသူမသိတယ်တော်ကြရက်ွက်ယုံတော်ကြရဲစခန်းနဲ့ဖြစ်လာရင်ရင်မြင်မနဲ့ပတ်သက်ဆက်နေတာကြီးပဲသူမမိဘတွေကလည်းသူ့သမီးဘက်ကနေလက်တံပြောင်ပေးနေတဲ့ကျွန်တော်ကိုအမြဲတမ်းအာမခံလိုက်ပေးနေကြလေဗျာနင်မဟုတ်သေးဘူးလေဟာကဲပြောနင်ဘာဖြစ်ချင်တာလဲနင့်မေးမှာငါမဟုတ်ရင်ဘယ်သူမှဝင်တာမကြိုက်ဘူးငါပြောပြီးပြီလေအိမ်ကစီစဉ်တာငါလွန်ဆန်လို့မရဘူးဆိုတာနင်နားမလည်ဘူးလားနားလေတယ်ဒါပေမဲ့ဒီအတိုင်းထိုင်ကြည့်နိုင်တဲ့နှလုံးသားမရှိဘူးအဲ့ဒါယူတာပဲဆိုဟုတ်တယ်ငါယူနေတယ်ရှင်းပြီလားနင်ငါ့ကိုတတ်ဒုက္ခပေးတာပဲကျွန်တော်ပြုံးလိုက်တယ်ကျွန်တော်လိုချင်တဲ့ပုံစံခွက်တဲ့ရင်မြင့်မကိုထည့်ထားလိုက်နိုင်ပြီဆိုတော့နောက်တစ်ဆင့်တိုးမယ်လေငါမေးတာဖြေမနှက်ဖန်ဟိုလိုကြီးလာခေါ်ရင်နင်းမိဘတွေသဘောမပါပဲနေပါသာဆုံးဖြတ်ခွင့်ရမယ်ဆိုရင်ရောမလိုက်ဘူးလို့ညင်းလိုက်မယ်သိကြလားသိကြတယ်ကျွန်တော်လက်ဖြောက်တီးလိုက်တယ်ဒါဆိုအဲ့လူကိုငါမတွေ့တော့ဘူးဒါ
ဒါပေမဲ့သူစိတ်ညစ်သွားအောင်ငါနီးငါဟန်နဲ့နောက်လွတ်လိုက်မယ်နင်လက်ခံမလားကျွန်တော်ဘက်ကတထင်ရှောင်လိုက်လို့သူမခေါင်းမော့လာပြီငါလက်ခံနေနင်ဘလို့နောက်မှလဲနင်မနဲ့ဖန်သူနဲ့လိုက်သွားဖို့ဘာအယောင်နဲ့ဘယ်ပုံစံဝတ်မှလဲငါ့ကိုပြောပြနောက်တစ်ခုကရေပတ်ခံထွက်တယ်မွေဘွားတပတ်ကြီးတစ်ထည်ကိုအိမ်ကစထွက်ကလေးကခေါင်းမူးချုံလာခဲ့သူကတပတ်ဖယ်ခိုင်းလည်းမဖယ်နဲ့ချန်အပြင်ဘက်ကားမောင်ထွက်လာမှအိမ်ထဲမှာတခုခုမိတ်ကြံခဲ့လို့ဆိုပြီးသူ့ကိုတွားယူခိုင်းအဲ့ဒီချိန်မှာငါနဲ့ကိုလူချင်းလဲလိုက်မယ်ဟင်ဘသူနဲ့လဲတကြံအကြနေတို့ရဲ့ထုံးစံအတိုင်းနေရောင်လေးပြူကလက်ခါရှိပါပြီဆိုကြတဲ့ကဥစော်ဝမ်းရဲ့တကြံမိုးတချင်းခွေကအေးယာမတန်တက်တာကြီးတွေစီကနေဂုံယူမြူးကြွစွာထွက်ပေါ်လာတယ်တကြံမိုးရဲ့အမှုပညာလွှမ်းမိုးမှုကတော့ဆယ်စုနဲ့နှစ်စုကျော်လာတာတော့မယိုးမအိမ်နိုင်အောင်နဝင်ပီယံရှိတော့မယ်ဥစော်ဝမ်းခစ်ကနေဒီဘက်ရွှေ့လာတော့တီလုံးပြောင်းမယ်စို့ဟန်တွေပြောင်းမယ်မြန်မယ်နှိမ့်မယ်ဟိဟော့ဂီတာနဲ့တွဲကျင်တွဲမယ်တချင်းစာသာတန်စင်အတိုင်းပဲဒီရာသီနဲ့ဒီတချင်းကဟင်းကောင်းနဲ့ထမင်းကောင်းတွဲစားရတယ်လို့ပဲဘသူတွေဘလို့ပဲထွင်ပြီးဆန်းဆန်းမျိုးမနဲ့ငွေငန်းကိုဘသူကြော်ရဲလဲမြနန္ဒာတွေကတကြံရီကိုဘသူဖောက်ထုတ်မလဲကျွန်တော်ကမန္တလေးသားဆိုတော့နည်းနည်းအားပါသွားတယ်ဗျပြိတ္တလည်းတကြံမိုးကိုချက်မှာပဲဆိုတာလောင်းရဲတယ်အဲ့ဒါကြောင့်ပလုတ်ပလောင်ပြောမိတယ်ဗျဒါကြောင့်ခွင့်လွတ်ပါဗျကျွန်တော်လည်းညာကဟိုကောင်နေစီဖုံးဆက်ပြီးသူတို့ပြန်အရောက်လာကိုမျှော်ရင်အိမ်ရှိမန်းတဲ့ထိုးဖို့ကိစ္စလမ်းထဲကခြားတိတ်လေးတွေနဲ့ပဲလှုပ်လိုက်တာပြီးတော့ပြီးပါရဲ့ဟိုကောင်တွေလည်းပြန်မရောက်ကျွန်တော်လည်းအိတ်ချင်လာတာနဲ့2 နာရီလောက်မှပဲအိတ်ဖြစ်တယ်အဲ့ဒါကြောင့်စိတ်ပန်းတွေကဖွင့်နေအတန်တွေဂုံးဝန်စိတ်ပါရေထဲပြုတ်ကျသွားလာအောင်စူညံပွက်ထားမှပဲကျွန်တော်နိုးလာတယ်နိုင်ကြည့်လိုက်တော့8 နာရီထိုးနေပြီအစီအစဉ်တွေလွန်တော့မှာပဲဆိုပြီးကြပြကတိမျက်နာသေးသွားတိုက်နဲ့လုံနေရတာမတ်တက်ထဲမှာလဲကလေးတွေဆော့ကုန်ပြီဗျအဖေနဲ့အမေလည်းဖုန်ကြီးကြောင်ရောက်သွားပြီထင်တယ်ကျွန်တော်အဝတ်စားလဲပြီးအိမ်ထဲကထွက်လာတော့ဈေးရပြုံးစီနဲ့ခြံထဲဝင်လာတယ်ဟစ်ကောင်လေးမင်းတို့ဘလို့ဖြစ်တာလဲဟာဟိုကောင်နေမူပြီးမာလာသိမ့်နိုင်ချင်အောင်နဲ့တိုးအိမ်နေကြလို့မနေနှိုးပြီးခေါ်လာရတယ်မင်းတို့ကောင်တွေတော့မဟုတ်တော့ဘူးကွာဟာမင်းလျှောက်တွေးမနေနဲ့ဟစ်ကောင်အကောင်လုံးမူပြီးအသေးကောင်တွေလိုပုံထိုးပြီးအိပ်ပျော်နေတာကိုပြောတာပြီးတော့ကွာသိမ့်နိုင်ဆိုတာငါတို့တငယ်ချင်းပဲလိန်တူဆိုတာလဲငါတို့ယဉ်ကျေးမှုမဟုတ်ဘူးငါသိပါတယ်ခိုင်မြင်ရအခုအစီအစဉ်ပြောင်းသေးလားမင်းဖုံဆက်တဲ့အတိုင်းပဲလားအေးအဲ့အတိုင်းပဲထွန်းဦးတို့အုပ်စုရောလက်ဖက်ရည်ဆိုင်မှာဒီနေ့ဆိုင်ဖွင့်လို့လားမနက်ပိုင်းဖွင့်နေမာလာသိန်းနိုင်ကိုအဲ့ဒီဆိုင်လာခဲ့ဖို့ပြောထားတယ်အခုမင်းကိုလာခေါ်တာအဲ့ဒါနဲ့ပဲ2 ယောက်ထွက်လာကြတော့အိမ်ရှိမန်းတက်မှာရေကစားနေတဲ့ကလေးတွေသူတို့2 ယောက်ကိုဝိုင်းကေကြတော့တယ်ဟာခွက်ဆောင်မခုံးနဲ့လေကွာမရဘူးယောက်ျားတွေဆိုရင်တော့စော့မှာပဲဟာပူပေါင်းနဲ့လေထုတယ်ဟာခိုင်မြင်ရကလေးတစုရဲ့လက်ကလှုံမှာပဲကျွန်တော်တို့လည်းအသက်ရှူနိုင်တော့တယ်ဒါပေမဲ့လည်းလက်ဖက်ရည်ဆိုင်ရောက်တဲ့အထိတလန်လုံးဝိုင်းပြုံးနေကြလို့မစားတာပါဘူးအင်းလေတနေ့မှတစ်ခါဆိုတော့လေပျော်ကြမှာပေါ့နောက်ပေါက်လေးတွေကကျွန်တော်တို့တုန်းကနဲ့စားရင်တော့အတော်လေးထိမ့်သိမ့်ရှိလာပါပြီကျွန်တော်တို့ခစ်ကနိုးစီကွာလောက်အားထားရတဲ့ခစ်ကိုအခုရေပတ်တဲ့ကိရိယာကခက်နဲ့အညီတရုတ်ကလှက်စားတတ်တော့အတော်လေးစုံလင်းရှိလာတယ်ပြီးတော့ပညာပေးအစုံအမတွေကလည်းအင်အားကြီးလာတာဆိုတော့ကဟာဟိတ်ကောင်မင်းပြုတ်ကြီးကစုတယ်ကွာဒါမိုင်းကုန်မယ်ဇေယျတွန့်လိန်ပြီးအော်ဟစ်နေပေမဲ့ကျွန်တော်ကတော့အသက်ထုံကြီးလိုနုံအားကြီးရှောက်ပေးလိုက်တယ်ဒါကလည်းဒီမနက်ဆိုတဲ့အတွေ့ကကျွန်တော်အာယုံထဲမှာပါရာစီတမော900 မီလီဂရမ်လောက်ဝင်ပြီးထုံထိုင်းစီတော့ခန္ဓာရည်ရှိနေတာလဲပါပါတယ်မနစ်ကအထိအခုချိန်ကျွန်တော်တို့အုပ်စုနဲ့ရေမြင့်မတို့အုပ်စုပေါင်းပြီးအိမ်ရှိမန်းတက်မှာအရန်လန်းနေကြပြီရေပတ်မဲ့သူလာရင်ပတ်ကြမလာရင်ကို့အချင်းချင်းပတ်ကြရေလွတ်တဲ့နေရာကနေထောင်ပြီးဖွင့်ထားတဲ့စောင်းပေါက်ကြီးကလည်းတထုံတုံကျွန်တော်တို့ကလည်းတဝုံဝုံအားလုံးနီးပါးကလည်းကကျင်လဲကကြတာတကြံပွဲတော်ပြီးတဲ့အထိတောက်တက်တဲ့ထွန်းဦးတို့အုပ်စုလည်းမတောက်ဖဲဥပုပ်ဆောင်ကြတယ်ကလေးတွေလိုလွတ်လွတ်လပ်လပ်ခုံပေါက်ပြီးပျော်ကျင်တာကလွယ်လို့ဘာစိတ်ညာစိတ်ဘာမှမရှိတော့မိန်းကလေးယောက်ျားလေးဆိုတာလဲမေကုံနေ
အစီအစဉ်တစ်ခုကတကြံရဲ့အားလုံးကျွန်တော်တို့မန်တက်မှာတစ်ခုမဟုတ်တစ်ခုစတူဒီသားလုပ်တယ်တက်ကြီးပူဇော်ဝဲလုပ်တယ်မုံလုံးရေပြောမုံလက်ဆောင်ကြောက်ကြောပေါင်မုတ်အုံနိုစံတနှစ်ကဖျောင်းတင်ထားတဲ့တကြံထမင်းအောင်လုပ်လိုက်သည်ဒါကတော့အဖေနဲ့အမေကဥဆောင်ပြီးစီစဉ်ပေးတာတမနက်ခင်းလုံးရေကစားကြပြီးထမင်းစားနားချိန်နေ့လည်ခင်းမုတ်ဝိုင်းလုပ်ကြမွန်လွယ်ပိုင်းမုတ်ရပြီဆိုတာနဲ့မန်းတက်မှာကျွေးအိမ်တွေလိုက်ဝေးညနေကျတော့ရေပြန်ကစားညမိုးချုပ်တော့မန်းတက်တွေကိုတအုပ်စုလုံးရှောက်လေပတ်ပြီးကြည်ကြနဲ့ပျော်စရာကောင်းခဲ့တဲ့နှစ်တွေကျုံးရှိလမ်းပေါ်မော်တော်ခုတ်လို့ရအောင်ပြည့်ရှံခဲ့တဲ့တကြံရည်တွေမန္တလေးတစ်မြို့လုံးရွှေဝါရောင်ဖုံလွှမ်းခဲ့မှုတဲ့ဗရောက်ပန်းတွေငှူဝါတွေမျက်နာတက်တဲ့ကိုအုတ်ထဲလိုက်တော့ရေလုံးကြီးကြောင်ကျွန်တော်အိမ်မက်ကလှန်နိုးသလိုဝူဝဝဖြစ်သွားပြီးကြည်လိုက်တော့ရမင်းမရဲ့အုပ်စုလေးဒီနေ့ရမင်းမတရားမရှိတာနဲ့ပဲစုလိုက်တို့တွေလည်းသူတို့အိမ်ရှိသူတို့အုံလန့်မန်းတန်လေးထိုးရေစီတွေချပြီးတီချကဲနေကြတာတတိယပြီလားဘာကိုလဲဒီနေ့ရမင်းမပြောင်းနေလို့နေအတိတ်မိနေတာလေဟာအလွတ်ကြီးပါလားအပိုရီမပြောစမ်းမှနဲ့ခိုင်းမြဲရဲ့နေအသက်ရှူဖို့တောင်တတိမရပဲရှောက်နေတဲ့ပုံကိုအမြင်ကက်လို့ရေပုံးနဲ့ကိုထုပစ်တာဒီမှာရမင်းမတယောက်တည်းမိန်းမမဟုတ်ဘူးငါတို့တွေလည်းမိန်းမပဲနေဘသူကြိုက်လဲပြောဆေးရကဝင်ပြောတယ်ငါနေ့ကိုကြိုက်တယ်ဘာမှန်ကြောင်မင်းစာနှံ့ပြီးဆုံးတောက်တက်မျက်နှာနဲ့ခွေးစုံစုလိုက်မျိုးစုံကင်မွန်တက်ပြီးပုံနဲ့လိုက်လို့ဆေးရစနောက်တလို့ဖင်လေးလိမ်ပြီးထွက်ပြေးတယ်အင်းငါကိုတော့ဝိုင်းပြီးမျောလင့်နေကြတဲ့ရေမြင့်မကြီးနင်ကတော့အတွေ့နဲ့ကော့ခနဲ့မြင်လိုက်တဲ့ဦးလွင်ဆိုတဲ့လူကြောင့်ကျွန်တော်ရင်နဲ့တင်းကျပ်သွားပြီးတပြင်းမောကိုဟူကနေမှုတ်ထုတ်ပြစ်လိုက်ရတယ်ကျွန်တော်ဆိုင်ထဲရောက်တော့ထုံးဦးတို့အုပ်စုအနာကျနေတဲ့မျက်လုံးတွေနဲ့လှမ်းကြည့်လို့ကျွန်တော်ကကဲမင်းတို့မာလာဆောင်နဲ့ပတ်သက်ပြီးဘာငင်းချင်သေးလဲဆိုတော့ထုံးဦးမျက်နှာတိတိတတ်တာပြတ်သွားပြီးဟစ်ကောင်စီကမင်းမဟုတ်တာတွေတွားချွန်ထားတာလားဟာငါဘာမှမပြောဘူးမယုံရင်မေးကြည့်ဟုတ်တယ်ဘာမှမပြောဘူးမာလာမချင်အောင်နဲ့ရောက်နေတာလေးပဲပြောတာဟမ်မာလာသိန်းနိုင်နဲ့ပတ်သက်လာရင်ထင်ဦးငရက်ပြာလူဖြစ်တယ်လုံးလို့ကျွန်တော်တမင်မခံချင်အောင်စပြီးမှအလကားစတာပါကွာကဲမင်းတို့သိချစီစဉ်ခဲ့လားအေးလေမပြောတဲ့အတိုင်းပဲမဟုတ်လားအခုတော့တခါတည်းခေါ်ခဲ့မလို့အင်းချီအယောင်နဲ့ပုံစံတူလိုက်ရှာဖို့ရောသပင်မှာပြင်ဖို့ကြံခဲ့တာဒီကိုလာလိမ့်မယ်ဟာအချိန်ကိတ်ဖြစ်ပါမလားဖြစ်တယ်မင်းဘိုးတော်ရဲ့ကားကအခုချိန်ထိဖြတ်သွားတာမမြင်သေးဘူးကျွန်တော်စိတ်မချနိုင်သေးပဲထွန်းဦးစီကလက်ကင်ဖုန်းတောင်းပြီးရမင်းစီထက်ချိတ်တယ်ငါဘက်ကအစင်းသင်းဖြစ်ရင် miss call လုပ်လိုက်မယ်အဲ့ဒီတော့မှနေအိမ်ကစထွက်ကြလားအေးဒါပဲအဲ့ဒီအချိန်မှာပဲအနက်ရောင်ပရာဒိုတစီဆိုင်ရှေးကဖြတ်မောင်းသွားလို့အုံတန်အလန့်တကြားလက်တို့ပြီးပြတယ်ဘိုးတော်တော့လိမ့်လာပြီးထွန်းဦးမင်းမာလာမကမှီပါမလားအဲ့ဒါထက်သူ့ကားပေါ်မရောက်ခင်ရေးစိုးလို့မဖြစ်ဘူးကွာဘလို့လောက်ကြမလဲပလတ်စတစ်အိတ်နဲ့စွတ်ကွာအဝတ်အစားကအဓိကကွာအဲ့ဒါလို့တယောက်တစ်ပေါက်စုညံနေတုံးမှာပဲမာလာသိန်းနိုင်ပလတ်စတစ်အိတ်တစ်လုံးဆွဲပြီးဆိုင်ထဲဝင်လာတယ်တကိုယ်လုံးလဲရွှဲလို့ဟဲ့မသားရီလာကြိုးပေါ်တော့မရဘူးပြောရင်ကျွန်တော်ကိုမျက်စောင်လှမ်းထိုးပြီးကျွန်တော်ဘေးကလွတ်နေတဲ့ခုံမမထိုင်ပဲခုံဆွဲပြီးထုံးဦးနဲ့အုံတန်ကြတဲ့ဝင်းတိုးထိုင်နေသွားထိုင်လေဘာလာတိုးတာလဲတောက်ကောင်ငါနာနူချိုးထားတာတတ်ချင်တယ်အားလုံးတခိခိရီးကြပြီးမှထုံးဦးကနင်းအဝတ်စားရရောဒီမှာဟဲ့အထုပ်နဲ့နင်ငါကိုခိုးလဲအစင်းသစ်ဖြစ်အောင်လို့ထုံးဦးရှောက်မဲ့သွားပြီးလက်ဖက်ရည်မှားပေးတယ်ဝန်တီကြစိန်စလို့ဘာကြောင့်မှမသိပဲတရိတ်ခုန်နေတဲ့ရင်ကြောင်အယောင်ယောင်အမမားတွေဖြစ်နေတဲ့သူမကိုအမေသတိထားမိလာတယ်ကိုကလည်းကိုပါပဲဦးလင်အတွက်ကော်ဖီနဲ့မုတ်ယူလာခိုင်းတာဒီမနက်တသက်လွတ်ချက်ဖို့ဝယ်လာတဲ့ဘူးသီးလေးကိုဘန်းနဲ့ထည့်ယူလာတာလေဟဲ့သမီးဘာလုပ်တာလဲဦးလင်အတွက်လေဘူးသီးကြီးဖြစ်နေတော့အဖေနဲ့အမေမျက်နှာတွေပူပြီးဦးလင်ကလည်းအဆက်ပြေးသားရည်နေတာမျက်နှာကြီးကိုနီးလို့ကဲပါမေကြီးဟာတော်ကြတကြားမေစားမေတွေဖြစ်ကုန်တော့မယ်ကိုဘာသာပဲထားလုပ်ပါတော့နေပါစေကျွန်တော်အိမ်ကတောက်ခဲ့ပြီးပြီဟိုလေရမင်းလေးအစင်သင်ဖြစ်ရင်တွားကြမယ်လေအော်အေးသမီးရေရှင်မောင်လင်ကတွားတော့မယ်တဲ့
ဟုတ်ခဏလေးသူမအဝတ်အစားလဲပြီးမွေးဘွားတပတ်ယူကထွက်လာဖို့အဆင်သင့်ဖြစ်ပေမဲ့လေခိုင်မြဲစီကမစ္စကောမဝင်သေးလို့ဟိုဆွဲတီဖွားနဲ့အချိန်ဖြုံနေရတယ်ကြာလိုက်တာဟာအဲ့ဒီကောင်ဘာလုပ်နေလဲမသိဘူးမာလာသိန်းနိုင်အဝတ်အစားလဲပြီးအဆင်သင့်ဖြစ်နေပေမဲ့အိမ်ရှင်မန်းတက်ကကလေးတွေကိုရင်မပတ်ဖို့စီယုံနေရတာနဲ့တင်အချိန်အတော်ကြာတယ်နောက်ဆုံးတယောက်ကိုမဘိုး200စီပေးမယ်ဆိုမှပဲသဘောတူညီမှုရပြီရမင်းမစီမစ္စကောပို့နိုင်တော့တယ်ဟဲ့လာပါအောင်သိန်းနိုင်ကျွန်တော်ကိုမရေတရဲနဲ့လှမ်းခေါ်လို့ကျွန်တော်ရောက်သွားတယ်သူ့ကိုကလေးတွေရေဝိုင်းပတ်မှာဆိုလို့ခြံတောက်ကစောင်းမောင်ဘေးနာမှာထိုင်ခိုင်းထားရတာပါဘာလဲပြောတို့နဲ့လူချင်းလဲလိုက်တာတော့ဟုတ်ပါပြီဟိုတယောက်ကတိတ်သွားလို့တို့ကိုရန်လောက်နေရင်ဘယ်လိုလုပ်ရမလဲဟာအမျိုးသမီးကြီးရနဲ့တိုင်မယ်ပါညာပေါ့ကွာနေနော်ငါကဘယ်လိုလုပ်တိုင်လို့ရမှာလဲတကယ်ပါပဲစိတ်ပြတ်တယ်ဒီကိစ္စကနေကျွမ်းကျင်ပါတယ်ဟာအဆင်ပြေအောင်ကြည့်လို့စမ်းပါအဲ့ဒီအချိန်မှာပဲစီရလက်ခေါင်မှုတ်ပြီးအချက်ပေးလို့ကျွန်တော်စကားဖြတ်ပြီးအခြေအနေကိုအကဲခတ်ကြည့်လိုက်တယ်အားလုံးတိုင်ပင်ခိုက်ပါပဲကားကကျွန်တော်တို့ခြံရှိမန်းတန်နာရောက်မှညင်ငနေထိုးရက်ပြီးခဏကြာတော့တကားပွင့်လာပြီးဦးလွင်ဆိုတဲ့ပုပ်ကိုတက်တက်ကြွကြွနဲ့သူမတို့ခြံနဲ့ပြန်လျှောက်ဝင်သွားပါတော့တယ်ကျွန်တော်လည်းအချိန်ဆွဲမနေပဲမာလာမရဲ့လက်ကိုစက်ခနဲ့ဆွဲပြီးကားစီပြေးသွားတယ်အစ္စရေလေတရဲတွေကတော့ဘက်ကတက်ပေါ်မှာ2မိနစ်ပဲကြာပြီးပြစ်မှတ်တွေကိုဖြိုချနိုင်ခဲ့တာပါကျွန်တော်ကတော့ကိုယ့်အိမ်ရှိမှာ1မိနစ်အတွင်းချစ်သူနဲ့အချောက်မကြီးကိုအလဲအစားထိုးနိုင်ခဲ့ပါတယ်ရမင်းမကိုမာလာသိန်းနိုင်ထိုင်သွားတဲ့နေရာပို့ပြီးတိတ်မကြခင်မှာပဲဥလွင်ပြန်ရောက်လာပြီးကာတကာပိတ်ကခတ်တွတ်ပဲမောင်းထွက်သွားပါတယ်နင်သူ့ကိုဘာသွားယူခိုင်းလိုက်တာလဲအဝတ်အစားအပိုတစုံကိုအိတ်နဲ့ထည့်ပြီးအေကန်အဝမှာတမင်ချန်ထားခဲ့တာလीအေးကောင်းတယ်ဘယ်နေရာရောက်မှပြဿနာတက်မယ်မသိဘူးထုံးတို့အဖွဲတခိခိရီပြီးရောက်လာကြလို့သူ့မကဖျားရီနင်တို့အားလုံးပေါင်းပြီးကြံစီတာပေါ့လေဒါပေါ့မဲတီတာကိုဓာတ်တာခိုးတဲ့အခန်းဆိုတာအဲ့ဒါပဲစေရကသူ့ဘာသာတချင်းဖြတ်ဆိုပြီးကွင်းနေအောင်ကာ၍ကျွန်တော်တို့ကိုတဝါဝါပွဲကြစီပါတယ်ထွန်းဦးကငါတို့အုပ်စုစုလိုင်းတို့မန်းတက်မှာတွားကစားကြမလားဟဲစုလိုင်းတို့မန်းတက်ထိုးထားတာလားအေးလေဒီနေ့နေမကစားဘူးဆိုတော့ငါတို့အုပ်စုကွဲကုန်တာပေါ့ကဲလာလေ့ကြမယ်ဒီနေရာမှာဥလွင်ရဲ့ချစ်ဒုက္ခကိုပြောပြမှစုံမယ်ထင်တယ်ဒီလိုပြိတ္တရဲ့ကျွန်တော်တို့ညနေမှောင်စာပြိုးတဲ့အထိစုလိုင်းတို့မန်းတက်မှာပဲရေကစားကြတယ်ရမင်းကိုတော့ညနေအစောပိုင်းလောက်ကပဲသူ့အိမ်ကိုပြန်တော့ဖို့ပြောတော့ရမင်းကမပြန်ရဘူးဆိုပြီးကျွန်တော်တို့နဲ့အတူပေကပ်ပြီးနေတယ်အဲ့ဒီအချိန်မှာပဲမာလာသိမ့်နိုင်မြင်းလဲနဲ့လှမ်းဝင်လာလို့ကျွန်တော်တို့တွေ့ပြီးလှမ်းခေါ်လိုက်တယ်ဆိုတော့အခြေအနေဘယ်လိုလဲဘာညာနဲ့မေးကြတာပေါ့မာလာသိမ့်နိုင်ကရမင်းမကိုလက်ညှိုးလေးထိုးထိုးပြီးအမလေးညီးတာပါသွားရင်ပွဲပြီးပြီဟဲ့သိလားညီးအကောင်ကြီးကနှာဘူးကြီးငါတို့ဒီကထွက်တော့ငါကိုညီးအမတ်နဲ့ပြောသွားတာစုံနေတာပဲငါလည်းမွေးမတပတ်ကြီးခြုံပြီးဒီလောက်ပဲအတန်ပေးပြီးသူ့ကိုလုံးဝလှည့်မကြည့်ဘူးသိလားသူ့ဘာပြောငါကခေါင်းမဲညှိနေတော့သူကအပိုင်မဲဆိုပြီးကားကိုပြည်ကြီးမျက်ရှင်ဘက်မောင်းသွားတယ်အဲ့ဒီကနေအောင်ပင်လေဟိုဘက်အထွက်လေကြရောလူကလည်းပြတ်တော့ကားကိုလမ်းဘေးချပြီးငါ့ကိုဖတ်နှမ်းပါလေရောငါလည်းမနေ့ညကဟိုကောင်တွေနဲ့အတူတောက်ပြီးမူးပြီးအိပ်ပျော်သွားလို့နှကမ်းမွေးတွေမုတ်စိမ်မွေးတွေမရရသေးဘူးလေသူ့နှကမ်းမွေးစုသွားလို့ငါခြုံထားတဲ့တပတ်ကိုခွာကြည့်ပြီးကားတကားဖွင့်ပြီးထွက်ပြေးတာငါမှသူ့ကားကိုငါးဘာသာမောင်းပြီးသူ့နောက်လိုက်ရတယ်သူ့ပြေးတဲ့နောက်ငါလိုက်ရတာပေါ့နောက်ဆုံးတော့ကားလဲလေကွင်းနဲ့ရောက်သွားပြီးငါလဲစက်မမောင်းတတ်တော့လို့ဒီအတိုင်းထားခဲ့လိုက်တယ်ဖြစ်ပုံပြိတ္တရေကျွန်တော်တို့အဖွဲ့လဲမာလာမပြောသမျှတစ်ခွက်နဲ့ထိုးရီကြပြီအတော်မောင်းသွားလို့လူစုခွဲတော့ကျွန်တော်နဲ့ရမင်းမအတူပြန်လာကြတယ်ဖြစ်ချင်တော့ရမင်းကသူ့အိမ်မှာဖုန်ထားခဲ့တာဆိုတော့ဖုန်လဲဆက်လို့မရဦးလွင်ဆိုတဲ့ပုဂ္ဂိုလ်စီခေါ်တော့လဲခေါ်လို့မရမိုးဆုံချုပ်တဲ့အထိပြန်လဲမရောက်လာဘူးဆိုတော့ရမင်းမရဲ့မိဘတွေစိတ်ပူသွားနေချင်ပါရဲ့လင်မယား2ယောက်စလုံးအိမ်ကထွက်လာပြီးလမ်းတိတ်ထွက်ရှာဖို့ရာလမ်းတစ်ဝက်ရောက်မှကျွန်တော်တို့2ယောက်နဲ့ပတ်ပင်တိုးတယ်ဗျာ
ဟေးရမင်းသမီးဒါဘလို့ဖြစ်တာလဲရုတ်တရက်ဆိုတော့ရမင်းမပြန်မပြောနိုင်ဘူးဇက်စရာကျွန်တော်လည်းဒီအခန်းပါမယ်မထင်လို့ဇက်တိုင်မထားဘူးဆိုတော့နှစ်ယောက်စလုံးအိုနေခွက်နေနဲ့ဖြစ်ကုန်တော့ကဲလာအချိန်မရှိတော့ဘူးပြန်မယ်မောင်ခိုင်မြဲလည်းပြန်တော့ဟုတ်ကျွန်တော်လည်းဒီထက်ပိုပြီးဘာမှမလုပ်တတ်တော့လို့အตาခက်ကုတ်လိုက်လာပြီးကျွန်တော်အိမ်ရှိရောက်တော့နှုတ်ဆက်ပြီးဝင်လာခဲ့တယ်အဲ့ဒီနေ့ကတကြံအကြနေပါပဲဒါပေမဲ့ကျွန်တော်အတွက်တကြံအတက်နေလဲဖြစ်သွားခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့ရမင်းကိုနောက်ထပ်မြင်တွေ့ခွင့်မရတော့လို့ပါပဲဖုန်းလဲဆက်လို့မရဘူးနောက်မှအမေတို့စီကတဆင်ကြားရတာကဦးလွင်ဆိုတဲ့လူတကြံအကြနေကနေ့ကင်းကြောက်တောင်တရေအချောက်ခံရပြီးစိတ်ယုံတင်လိုက်ရတဲ့အကြောင်းရမင်းကိုစင်ကာပူပို့လိုက်တဲ့အကြောင်းမှာပဲပြိတ္တရဲ့ပြောရရင်ကျွန်တော်တစ်သက်လုံးပျော်ခဲ့ရတဲ့တကြံကာလဆိုတာကျွန်တော်အလွန်ပဲလွမ်းပြလွမ်းနာကြခဲ့ရတဲ့တကြံဖြစ်လာတော့ခန္ဓာရည်လည်းမရှိတော့ပဲမန္တလေးမြေကိုစွန့်ခွာဖို့ကြိုးစားခဲ့တယ်ရန်ကုန်ကကုမ္ပဏီတစ်ခုမှာအလုပ်ရတော့ကျွန်တော်ဆန္ဒပြည့်သွားတယ်စက်ရုပ်တကောင်လိုပဲလိုအပ်တဲ့လောက်ထည့်ပေးထားတဲ့မှတ်ဉာဏ်နဲ့ဟန်ကြနေလိုက်တာပဲအခုဆိုဘလောက်ကြာသွားပြီလဲတစ်နှစ်လားနှစ်နှစ်လားမသေးကြမှုတွေနဲ့ဆိုတော့ကမန္တလေးမြို့ကိုခြေချမိမှာကျွန်တော်ဘာကြောင့်ပြန်လာတာလဲဆိုတဲ့မိကုန်းကိုကျွန်တော်ဘာသာအမှန်ပဲပြန်မေးမိပြီအတော်ဤလဲဖြစ်သွားတယ်ကာကြီးဝင်းကနေကျွန်တော်တို့ရက်ွက်ကိုရောက်ဖို့တော်တော်လှမ်းပါမန္တလေးတပြဆိုတာဒူမပြုတ်ယုံတမဲရှောက်ရတဲ့လမ်းတွေဆိုပေမဲ့ကျွန်တော်နဲ့အတော်ဆင်းခဲ့တဲ့မန္တလေးတကြံကိုလမ်းလျှောက်ပြီးတော့ပဲရင်ကြားစိတ်လိုက်ချင်တော့တယ်အဲ့ဒါကြောင့်လမ်းလျှောက်ရင်ဟိုငေးဒီငေးဝဝအော်ဟင်နောက်ပြောင်သွားတဲ့ရေပက်ခံကားတွေကိုငေးဗရောက်ပင်တွေနာရောက်တော့အပင်အောက်ကျွေးနေတဲ့ဗရောက်ပွင့်တွေနဲ့ချိုးဖဲ့မရလို့ဟိုနာတစ်ခက်ဒီနာတစ်ခက်ကျန်နေတယ်ဗရောက်ခက်တွေကိုငေးပေါ့တကြံမိုးစက်ကားကိုကြည့်ဘူးထားတော့ဦးစောဝမ်းကိုလက်တုံနဲ့ဖြော်ပြီးမလာရလို့ဆင်းညစ်ပြီးကျုံမေးကလမ်းအတိုင်းစက်ပိန်တွန်းပြီးငငယ်ကြီးရှောက်သွားနေတယ်ဦးစင်ဝိုင်းပေါက်စနာလေးကိုအမှတ်ရသွားပြန်တော့ကိုလည်းဘာလို့တကြံရီရွှဲနဲ့ကြောပိုးအိတ်တစ်ပတ်ကိုချိန်လွဲပြီးတငုံတငငရှောက်သွားဟိုမှာတော့မေတန်နုကိုလွမ်းကြလို့ကျွန်တော်ကတော့ရေမြင်မှာပေါ့ရေမြင့်မှဆိုလို့ရမင်းခင်အခုလောက်ဆိုစင်ကာပူကများပြန်ရောက်နေပြီလားဟိုမှာလဲအိမ်အောင်တွေဘာတွေကျသွားပြီလားဒါမှမဟုတ်သူမိဘတွေကအန်ဒီရကောင်အနားမှာမရှိတော့ဘူးဆိုပြီးပြန်ခေါ်ပြီးဥလွင်နဲ့ပေးစားလိုက်ပြီလားကျွန်တော်တက်ပြင်းမောကြီးမှုတ်ထုတ်လိုက်ပြီးမနာလိုစရာကောင်းလွန်းတဲ့ဇင်ဝိုင်းလေးရဲ့အရှင်ကိုအတွေ့အကြုံကဖဲထုတ်ပြလိုက်တယ်ဟုတ်တယ်လေဗျာသူကဇက်ဝင်ခဲအရာမေတန်းနုအမှန်လေးကိုလွမ်းတာကျွန်တော်ကဘူးမသိဘာမသိနဲ့စွန့်လွမ်းနေလို့အပြိုစင်စစ်ဖြစ်နေရင်တော်ပါသေးရဲ့ယောက်ျားရနေပြီဆိုသေရောဒုတာနာတော့အဲ့ဒါကြောင့်တက်နေတဲ့ feeling တွေဖုတ်ခနဲ့ပြုတ်ကြပြီးအငါးကတစီလှန်ကြလိုက်တယ်ဟာခိုင်မြေဟမ်အုံတန်တက်စီစီယာကအုံတန်ဖြစ်နေလို့ကျွန်တော်ဘာမှပြောမနေပဲအနောက်ခန်းထဲကြောဖို့အိတ်ထိုးထဲပြီးရှေ့ကန်ထဲကအုံတန်ဘေးမှာဝင်ထိုင်လိုက်တယ်အုံတန်ကကားမောင်းထွက်လာရင်ငါတို့ကမင်းကိုပြန်မလာတော့ဘူးထင်နေတာကွာပြဿနာပဲဟေးဘာပြဿနာတော့နေပါအောင်ကွာနောက်မှအေးစီပြောတာပေါ့အခုမင်းကအပိလားခဏလားတကြံပိတ်ရက်ပါအေးကွာတကြံမြင်ကွင်းကြီးကိုရှိရောက်လာတော့ဟိုတုန်းကဘဝတွေကိုအရန်လွမ်းတာပဲအောင်မှာကြီးကြီးကျယ်ကျယ်ကွာမင်းကဘယ်ငရဲပြည်ရောက်နေလို့လဲတာပနငရဲထင်တယ်ဟာမဟုတ်သေးပါဘူးငါအိမ်အောင်ကြနေပြီကွာခလေးလေးရပြီဈေးရလဲမနစ်ကမှစုလိုက်နဲ့ယူလိုက်ကြတယ်မောင်တူကအော်တိုမွေး2ယောက်နဲ့မုတ်ဆိုးမနဲ့ညားတာလीထွန်းဦးရောအုံတန်စကားပြတ်ပြီးဘီယာစတေးရှင်းတစ်ခုရှိကကားရက်ကွင်းနဲ့ချိုးဝင်ပြီးရက်လိုက်တယ်ငါလည်းမီးပေါင်ကြနေပြီကွာနည်းနည်းဝင်ချရအောင်ငါမတောက်ဘူးအုံတန်မင်းလည်းစီကံပြတ်နေပြီဟာထိထိန်သိမ့်သိမ့်အိမ်အောင်တယ်ပါကွာငါနဲ့ဘာပဲဖြစ်ဖြစ်လေတကြံမှာမင်းတို့အဖွဲတွေလုံးဝမတောက်တာတမဏိစီကံမဟုတ်လားမှန်နေအဲ့ဒါကအရင်ကအိမ်မက်လေးကွာ
အခုကတမျိုးလာစမ်းပါကွာမတော့လဲအမီဝါပြီးအေးလေးမျိုးကျွန်တော်ဘာမှမပြောတော့ပဲစိုက်ထဲဝင်လိုက်လာခဲ့တယ်တကြံမှာရောင်းအောင်အကောင်ဆုံးက73စီရဲ့အရက်ရဲ့ဘီယာရဲ့ဆိုတာလေကျွန်တော်မပြောလဲပြိတ္တသိနေမှာပါအောင်တန်ကဘီယာတကြားငါးမုတ်ကျော်တပွဲအသားတုံးနဲ့မူရောအချိုရည်တစ်လုံးမှာလိုက်တယ်ပြီးမှငါတို့လည်းကို့ဘဝနဲ့ကိုရုန်းကန်နေရပြီဆိုတော့တငယ်ချင်းတွေမစုံပြစ်ကြတော့ဘူးကွာမောင်တူကသူ့မိန်းမနဲ့အုံတော်မှာလိုက်နေတယ်ဇေယျကတော့မင်းတို့လမ်းထဲမှာမင်းတို့အိမ်နဲ့မျက်ဆောင်တို့လောက်ကအိမ်နဲ့ခြံကိုသူ့ရောက်ခမကလက်ဖွဲ့လို့အဲ့ဒီမှာနေပြီးအေးဆိုင်နဲ့စတိုးဆိုင်လေးတွဲဖွင့်ထားတယ်ငါကတော့ငါရောက်ခမတက်စီကိုယူမောင်းပြီးအဖိုးအဖွားကြီးနှစ်ယောက်စလုံးခေါ်ထားရတာပေါ့ကွာမိုးလင်းမိုးချုပ်ဒီအလုပ်ပဲဆိုတော့ကြာလာတော့လေညင်းငွေရဲကွာအဲ့ဒါကြောင့်ဒါလေးကိုစီးနဲ့ကန်းနဲ့မှီဝဲပြီးဖြည့်ဖြောက်နေရတာစပွဲပေါ်စားတော့ဆရာများစုံလင်လာတော့အုံတန်ကအချိုရည်တန်ဘူးကိုသူ့ကိုယ်တိုင်ဖွင့်ပေးပြီးကျွန်တော်ရှေ့ချပေးတယ်သူကတော့စပွဲတို့ကောင်မလေးငှက်ပေးတဲ့ fast cut ကိုကွက်နဲ့မောချပစ်လိုက်ပါတော့တယ်ဟာကောင်းလိုက်တဲ့ဘီယာဘိုက်သားမရွှဲရင်ငါအသေးဆွဲချစ်မှာဒီအချိန်ထိအုံတန်စကားထဲမှာထုံအကြောင်း၅ပါးပုတ်ပြီးရင်မြင့်မအကြောင်းကိုခေါင်းထဲမှာတော့မရှိသလိုပြောနေ၍ရှင်မင်းကိုရောတွေ့သေးလားအုံတန်ယူဝါဖို့ပြင်နေတဲ့ငါမုတ်ကလမ်းတစ်ဝက်မှာတင်ရက်သွားတယ်မင်းသူ့ကိုမမေ့သေးဘူးပဲကိုသူပြန်ရောက်နေလားကျွန်တော်အလောတကြီးမေးနေပေမဲ့အုံတန်စီကချက်ချင်းပြန်ပြေမှာကိုတော့စုံရင်နေတယ်အေးကွာသူ့လဲဘာညာဆိုကျွန်တော်သွားပြီပြုံးလိုက်ရမလားမဲလိုက်ရမလားဒါမှမဟုတ်အေးပေါ့ကွာယူသင့်ပါပြီလို့မူးတီတာစကားကိုထိုင်ကနန်းကြကြပြောနိုင်ပါမလားဆိုတာမသေးကြတဲ့အခြေအနေတွေမဟုတ်လားဗျာအုံတန်ငါးမုံနှစ်ခုလောက်ကုန်အောင်ယူသွားပြီးဘီယာကိုသူ့ဘာသာသူငဲသူ့ဘာသာသူယူတောက်ပြီးမင်းတို့ရဲ့ကန်တရားကလည်းအံ့အော်လောက်တယ်ခိုင်းမြင်ရဘာကိုလဲရမင်းနဲ့စစ်ဆက်ထားတဲ့ဦးလင်ဆိုတဲ့သူကငါတို့နှိပ်စက်လွတ်လိုက်ပြီးကလေးကအဲ့ဒီအိမ်နဲ့ခက်တန်တန်ဖြစ်သွားတယ်ကွာရမင်းစင်ကာပူထွက်သွားပြီးတစ်နှစ်လောက်ကြာတော့ဒီလူတခြားတယောက်နဲ့လက်ထပ်ပြီးကိုရီးယားပြန်ထွက်သွားတယ်ရမင်းလည်းပြန်ရောက်တာ2လလောက်ပဲရှိအောင်မယ်အုံတန်စကားဖြတ်ပြီးဘီယာပြန်တောက်တယ်အဲ့ဒီနောက်မှာမင်းကိုတခုတောင်းပန်ခြင်းနဲ့သွေးဆူပြီးဘုံနိုင်ကျဲတာမျိုးမလုပ်ပါနဲ့ကွာနော်နေပါအောင်ဘာကိစ္စမို့လို့လဲအုံတန်ချက်ချင်းမပြေပဲစကလုံးရွေးနေတဲ့ပုံဖမ်းပြီးမှထုံအုံမိဘတွေကရမင်းမိဘတွေနဲ့လူကြီးချင်းမြန်းလိုက်ကြပြီကွာထုံအုံကမင်းသိတဲ့အတိုင်းဒီကောင်လဲပုံတရံသာမတူတာမင်းချစ်တဲ့လောက်တော့ကျွန်တော်နားမထောင်ကျင်တော့လို့လက်ကပြပြီးထုံဦးငါထပ်ပုံမချစ်နိုင်ဘူးအုံတန်အခုကိစ္စကရက်သက်မှတ်ပြီးပြီလားအုံတန်ခေါင်းတွေကုပ်ပစ်ပြီးကဲကွာနှစ်ယောက်စလုံးတငယ်ချင်းတွေဆိုတော့ငါတန့်ရှင်းချင်တယ်အမှန်ကထုံဦးရဲ့စူးစမ်းမှုအပေါ်မှာမူတည်တယ်ဘာကြောင့်လဲဆိုတော့ရမင်းမိဘတွေကရမင်းရဲ့ဆန္ဒအတိုင်းပဲလို့ဆုံးဖြတ်ပေးလိုက်ကြတယ်လေကျွန်တော်စိတ်ထဲမှာအောင်ပါလေးထီကိုအခရာနဲ့ရှစ်သုံးလုံးတူတလားဝမ်းသာသွားပြီးထားရလိုက်တယ်ဟာဘယ်လဲဟာနေပါအောင်ကွာငါလိုက်ပို့မှာပေါ့ကြားတယ်မင်းဟာကအများကြီးကြံသေးတယ်ငါနဲ့ကွာဟေးဒီကိုတယောက်လောက်ဆေးရဘာယူမလဲပလတ်စတစ်အိတ်တွေယူခဲ့ဓာတ်တွေအကုန်ထဲလမ်းထိပ်ကားရက်ပြီးသည်နဲ့အုံတန်ကကဲမင်းမသာလမ်းလျှောက်ဝင်ပြီတော့ငါအဲ့ဒီကားတွေနောက်ကဝင်တန်းစီရရင်နေညိုသွားလိမ့်မယ်အုံတန်ဘာပြောမှရုတ်တရက်နားမလည်နိုင်အောင်ကျွန်တော်ခက်ကြောင်ကြောင်ဖြစ်သွားတယ်လမ်းကကျွန်တော်ရှိတုန်းကလို့ကြောက်ခင်းလမ်းလေးမဟုတ်တော့ပဲပေတရာလောက်ရှိတဲ့ကွန်ကရစ်လမ်းမကျဲကြီးဖြစ်နေပြီးရေကစားမန်းတက်တွေကလည်းစတိတ်စင်တွေထိုးပြီးရေပိုက်တွေနဲ့ရေပတ်ခံဖို့စောင့်နေကြတဲ့စီရီနေကြတဲ့ကားတွေကလည်းတန်တန်ကြီးဖေးရီအဲ့တလောက်တောင်ပြောင်းလဲသွားပြီလားဒါငါတို့ရက်ွက်လန်းရောဟုတ်ရဲ့လားအဲ့ဒီလိုအတွေးနဲ့ကျွန်တော်ဥတူတူငေးကြည့်နေလို့စင်းတော်လေးကွာအချိန်လေးရှိတော့ရေရှာရအောင်မဲကွာငါကမင်းတို့လိုလူပြိုလိုမဟုတ်တော့ဘူးအေးပါဒါငါတို့ရက်ွက်လန်းဟုတ်ပါတယ်နော်ဟာအစ်စ်ပဲဟေးဟိုကခုနလာတိုက်ခန်းတွေကဒေါ်ကြီးမတင်တို့အိမ်ကိုကန်ထရိုက်ထားပေးထားတာသူ့ဘေးက3ခွက်က
ကိုကန်တထေးဝဲပြီးကုမ္ပဏီအဆောက်အအုံလုပ်ပစ်လိုက်တာသူမျက်နှာစာတန်းကတရုတ်တထေးဝဲပြီး shopping center လုပ်လိုက်တာဟိုဘက်ကစုလိုက်တို့အတန်းကတော့ကို့ဘာသာပဲတိုက်ဆောက်ကုန်ကြတာလမ်းဒီဘက်ချမ်းထွန်းဦးတို့အပိုင်းကတော့ငကိုကလေးကတိုက်ခိုင်အိမ်တွေမို့လို့တိတ်မပြောင်းလဲဘူးဒီလမ်းထဲမှာငကိုအတိုင်းပုံမပြတ်မြင်နေရတာကမင်းတို့ပြင်အောင်အိမ်နဲ့ဘေးကရမင်းမချမ်းပဲရှိတော့တယ်ကဲရပြီလားရပြီကျေးဇူးပဲငါသွားပြီအချိန်ရရင်ညနေဆောင်ရမယ်ကွာထုံးစံအတိုင်းငါတို့ထိုင်နေကြလက်ဖေးဆိုင်မှာပေါ့ဘာအဲ့ဒီဆိုင်မရှိတော့ဘူးကွာသူ့ထက်ချမ်းသာတဲ့သူကဝဲပြီးကော်ဖီဘာဖွင့်လိုက်ပြီဟေးအုံတန်ပြောပြီးသူ့ကားလေးဘီးလိန်ထွက်သွားဖို့ပြင်မနောက်ခန်းထဲကကျွန်တော်ခီးဆောင်ကြောဖို့အိတ်ကိုတတိယပြီးဟေးမင်းအိတ်ယူအောင်ဟာဟုတ်တာပဲအုံတန်ထွက်သွားပြီးကျွန်တော်တယောက်တည်းကြောဖို့အိတ်တစ်လုံးနဲ့ရောင်နှန်းနာကျန်ခဲ့တယ်အရာအလုံးပြောင်းလဲနေတဲ့မြင်ကွင်းအသစ်ကြီးထဲမှာကျွန်တော်ချစ်သူမပြောင်းလဲသေးဘူးဆိုတာတခုနဲ့တင်ကျွန်တော်ဒီခရီးအတွက်အတိတ်ဘက်တစ်ခုရှိနေတာပဲဆိုတာနားလည်လာတယ်ပျော်လဲပျော်ပါတယ်ခုနေရမင်းမကိုတွေ့ရရင်ဆိုတဲ့မျှော်လင့်ချက်ကလည်းဖြစ်လာပြန်တော့ကျွန်တော်ခြေလမ်းတွေကိုစတင်မောင်းနှင်စေပါတော့တယ်စီကားလိုက်တာစင်မြင့်ပေါ်မှာအရာအသွေးစုံတဲ့မိမလာလေးတွေကရေပိုက်ကလေးတွေကိုစီကိုင်းပြီးပတ်ကြစင်ရှိမှာကားရက်ပေးပြီးရေပတ်ခံတဲ့အဖွဲ့တွေကအော်ကြဟစ်ကြကကြမျိုးတူးခုန်ကြနဲ့ကျွန်တော်ရှိတော့ကအုံးလန်မန်းတက်လေးနဲ့ရေးစည်းလေးရှိချပြီးပတ်တဲ့မြင်ကွင်းကိုပြန်လွှမ်းသွားပါတယ်ကျွန်တော်တရွေရွေတငင်းငင်းနဲ့ရှောက်လာရင်စုလိုက်တို့အိမ်ရှိမှာထိုးထားတဲ့မန်းတနာရောက်တော့ရမေမများဒီမှာရှိနေမလားလို့ငေးမိလိုက်တယ်တွေ့မဲ့တွေ့တော့စင်မော်မှာဘေးချင်းရှင်ရပ်ပြီးရေပက်နေကြတဲ့ရမင်းမနဲ့ထွန်းဦးကျွန်တော်ရင်ထဲဘလို့ဖြစ်သွားမှန်းမသိပဲဘဲဘဲတချမ်းအောင့်သက်သွားရလို့အကြည့်လွှဲပြီးဆက်လျှောက်လာခဲ့တယ်စုလိုက်တို့မန်းတက်ကိုလွန်လာမှခိုင်မြဲဟဲ့ခိုင်မြဲကျွန်တော်လှည့်ကြည့်တော့ရမင်းလေးရေဆိုပြီးကတ်နေတဲ့လုံကြီးအင်ကြီးကသူမအလှကိုပေါ်လွင်လွန်လာကြောင်းကျွန်တော်အသက်ရှူမှပြီးဟိုဟိုဒီဒီအကြည့်ရွှေ့ပြလိုက်ရတယ်မသားကောင်နင်ငါ့ကိုတွေ့တာတော့မခေါ်ပဲထွက်သွားတယ်ပေါ့လေငါခေါ်လို့ကောင်းမှာမလားတော်ကြာအာနာစရာတွေဖြစ်ကုန်ရင်သူမမျက်စောင်လေးထိုးပစ်ပြီးဘာလဲထွန်းဦးလားသူ့ဘာသာလိုက်ကတ်နေတာငါကဘာလုပ်ရမှာလဲအကန့်မခံနဲ့ပေါ့ဟာသူမပခုံးလေးတွန့်ပြပြီးငါမှချန်စီယိုးမှမရှိတော့တာမဝင်နဲ့လို့ပြောတော့ရမှာလားကျွန်တော်ရင်ထဲတိတ်ခနဲဖြစ်ပြီးသူမမျက်လုံးတွေအပြေးလွှာရှာဖွေမိသွားတယ်ချန်စီယိုးတဲ့ဒါဘာအတိတ်ပဲလေတွေ့လားရင်မြင်မကလဲတယ်ဟဲ့နေကော်ဖီတောက်မလားငါတိုက်မယ်လေအင်းတောက်မယ်လေဆိုတော့ကသူမကပဲဥဆောင်ခေါ်လာပြီးကော်ဖီဘားထဲဝင်လာခဲ့တယ်ဟိုတုန်းကဒီနေရာမှာဝကံမိုးထားတဲ့မြေဆိုင်လက်ဖက်ရည်ဆိုင်လေးအခုတော့အမလေးရေစုံနေလို့ချမ်းပါလေဆိုမှအဲကွန်ကန်နဲ့ဝင်ထိုင်ရအောင်မေဟာဘလောက်ကြာမှမို့လို့လဲတန့်ရှင်တိတ်ဆိတ်တာတစ်ခုကတော့ကျွန်တော်ပြောချင်လာတဲ့စကားများအတွက်အဆင်ပြေနေတာကြောင့်အေးပတ်ချင်းပတ်ပစီတော့လို့စိတ်တုံတုံချပြီးထိုင်လိုက်တယ်ဝိတာလာချပေးတဲ့ကော်ဖီနန်းကတော့တကယ်ကိုအလန်းစားငါတော့စုလိုက်တို့နဲ့ဒီမှာအမြဲတမ်းထိုင်ဖြစ်တယ်ဟုတ်လားနင်စင်ကာပူသွားတာအများကြီးပြောင်းလဲလာတာပဲဆိုင်တွေပါတွေတောင်ထိုင်တတ်နေပြီပေါ့ဘာရမဟုတ်ပါဘူးဟာစိတ်ထွက်ပေါက်တစ်ခုပါဒါနဲ့နင်အခုပြန်လာတာခဏလားခဏလည်းဖြစ်နိုင်တယ်ပြန်စရာမလိုတော့တဲ့ခရီးလည်းဖြစ်နိုင်တယ်အဲ့ဒါနင့်အပေါ်မှာမူတည်ရဲ့ဘာရဲ့ငါရဲ့အိမ်ပိုင်ရာပိုင်လေးကိုချန်စီယိုပြန်ခဲ့ရမယ်ဟင်နင်တို့အိမ်ကချန်စီယိုကောင်းပါတယ်ဟာရမင်းမယူကျင်အောင်စောင်းမိဆိုတာသိလို့သူမလက်ဖွားလေးကိုလှမ်းဆုပ်ယူလိုက်တယ်သူမလှန့်ပြီးယုံတော်ယုံပါရဲ့ဒါပေမဲ့ငါနင့်ကိုချစ်တယ်ရမင်းဟာနင်ဒါဟာဒုတိယအကြိမ်ပြောတဲ့စကားပါနင့်ကိုချစ်တယ်ဆိုတဲ့စကားရောနင့်ကိုဂရုစိုက်ကာကွယ်တာရောငါကလွဲပြီးနောက်ထပ်ပထမဆုံးဆိုတာမရှိနိုင်ပါဘူးနင်နဲ့ငါဟာဘယ်သူမှပြောင်းလဲပြစ်လို့မရတဲ့တန်ရောစင်နဲ့ရှင်တန်နေကြတယ်ဆိုတာနင်ငင်းမလားရမင်းမခေါင်းမခါပါဘူးဒါပေမဲ့ခေါင်းလည်းမငြိမ်ဘူးရှက်လို့ရဲရဲလှုပ်နေတဲ့ပတ်အိုလေးစီကသွေးကြောရှိမ့်မြလေးတွေစိမ့်ခုန်ပြီးစီးနေတာကြည့်ရင်ပဲကျွန်တော်စကားလုံးတွေအလေအလွတ်မဖြစ်ဘူးဆိုတာသိကြတယ်နင်အခုဘာလုပ်နေလဲရန်ကုန်ကကုမ္ပဏီတစ်ခုမှာအလုပ်ဝင်နေတယ်လစာလည်းကောင်းပါတယ်နင်ရော
ငါတော့ဘာမှကိုစိတ်ကူးမရှိသေးဘူးဦးလင်ကိစ္စပြက်ပြီးကလေးကအမေတို့ဖေတို့ကလည်းငါ့ကိုအိမ်အောင်ချပေးဖို့ကိစ္စစိတ်ကုန်သွားတယ်နဲ့တူတယ်အိမ်အောင်ရဲ့ကိစ္စငါသဘောတဲ့ကောင်းကောင်းဆိုးဆိုးကို့အကြောင်းတရားနဲ့ကိုပဲလို့ပြောတယ်ထွန်းဦးမိဘတွေလာမြန်းတာတော့ငါဆန္ဒပဲလို့ပြောလိုက်တယ်အဲ့ဒါကြောင့်ထွန်းဦးအသေးလေးလိုက်ကပ်နေတာလေဒါဆိုနင့်ဆန္ဒကိုပြောတော့လေငါသီလရှင်ဝတ်မလားလို့ကျွန်တော်ထော်ပွားပြီလှုပ်လေနင်လွတ်မယ်ထင်းလို့လားနင်ငရေမကြောက်ရင်လှုပ်ပေါ့ရတယ်နောက်မှငါအစိုးမစိုးနဲ့သူမတခိခိရီးပြီကဲနင်အခုဘာလုပ်မလဲအိမ်ပြန်မယ်အဖေနဲ့အမေကိုဦးတို့အတော်တို့စီမှာမိသားဖသားပြီးပြီးတောင်းရန်လက်ထပ်မယ်နင်လည်းအိမ်ပြန်ပြီးမေးရင်ခေါင်းငိတ်နိုင်အောင်အကျော်လေးကျင်ငန်းလေးပါလေးလှုပ်ထားအောက်မှာမတာကောင်စီစီပိုပိုနိုင်လိုက်တာနင်မချစ်ဘူးလားဟိုထွန်းဦးလာနေပြီကျွန်တော်သူ့မဘေးခုံရွှေ့ပြီးသူ့မပခုံးလေးကိုတိုင်ဖက်ရင်ဘယ်မလဲထွန်းဦးအလကားစားတာလွတ်တော့ချမ်းနေဟာတော့ပါရန်ကုန်မှာကဲနေပြီးတော့များမထင်ပါနဲ့ဟာဒီလိုတကြံပထမညက်မှာပဲလွမ်းပြလွမ်းတာကြခဲ့ရတာဒီတကြံတော့နန်းကျင်နေမယ်မလွမ်းဘူးကွာစိတ်ချဟာနေကျွန်တော်တို့နှစ်ယောက်ဆိုင်ထဲကအထွန်းဆိုင်ရှိအရာအလောတကြီးရက်လိုက်တဲ့ကားတစ်စီးကြောင့်ခြေလံတုံပြီးကြည့်တော့ထွန်းဦးရှမင်းအတော်စိတ်ယုံရောက်သွားပြီးတဲ့လာမြင်မြန်ဟေးဟဲ့တော့ဒုက္ခပါပဲနင့်ကိုဘာသူပြောလဲအခုပဲဒေါ်ထွေနင့်ကိုလာခေါ်တာကျွန်တော်လိုက်ခေါ်ပြီးစိတ်ယုံလိုက်ခဲ့မယ်လို့ပြောလိုက်တယ်လာလာတက်ရှမင်းဘာမှမစင်စားနိုင်တော့ပဲကားတယ်ဆွေကနေဝင်ထိုင်ပြီးမှကျွန်တော်ကိုလှမ်းမိတယ်နင်ရောငါလိုက်ခဲ့မယ်သွားနေဒီအိတ်တွေအိမ်မှာထားပြီးကားနဲ့ချက်ချင်းလိုက်လာခဲ့မယ်တကယ်ကိုမျောလင့်မထားတဲ့အခြေအနေမို့လို့ကျွန်တော်ပါကတုံကရင်ဖြစ်ပြီးအိမ်ဘက်တုတ်ချင်တင်လာခဲ့တယ်ဒါပေမဲ့ကျွန်တော်အထင်ခြေလန်း20ထက်ပုံမှန်မထင်ပါဘူးမြင်းချင်းဆိုင်ဘက်ကနေမောင်းလာတဲ့ဆက်လုံးအဖြူလေးကရမင်းတို့အိမ်ကကားဆိုတာသိနေပြီသူ့ဘေးနာရောက်မှမှန်အလုံးပိတ်ထားတဲ့ရှေ့ပတင်းတစ်ချက်ပွင့်လာပြီရမင်းရဲ့မိခင်ကိုဘွားကနေမြင်လိုက်ရလို့ကျွန်တော်ထခုံမိတော့မလို့ဖြစ်သွားတယ်ဟဲ့ခိုင်မြင့်ပြန်လာတာလားဗျာဟုတ်အတော်အေးနင့်အမေတော့ဝမ်းသာလို့ထခုံတော့မှာပဲမနေ့ကတော့ငါတို့ချင်းပြောနေသေးတယ်ဒီတကြံတော့ပြန်လာမလားမသိဘူးလို့ဒါနဲ့နေ့တငယ်ချင်းကိုမန်းတက်မှာမတွေ့ခဲ့ဘူးလားဗျာတွေ့ခဲ့တယ်ကဲတော့နောက်မှကစားအမေဝမ်းသာအောင်အိမ်အရောက်ပြန်လိုက်အောင်ဟုတ်အတော်တို့ကအခုပဲသွားမှာလေဆရာတော်ကြောင့်လေဟိုမှာဥပုပ်တယ်များလို့အိမ်မှာထမင်းပြန်စားတာကဲသွားမယ်ဟုတ်ကဲ့ကျွန်တော်ဘေးကနေကားလေးမောင်းထွက်သွားပြီးအတန်ကြာတဲ့အထိကျွန်တော်မလုံးမရှက်ရက်ပြီးကြံနေခဲ့မိတယ်ထွန်းဦးဘာလုပ်တာလဲငါပြန်ရောက်မှန်းသိလို့တမင်ဝင်နောက်တာလားနောက်တယ်ပဲထားဒီလောက်ပြင်းပြင်းထန်ထန်အတီးပဝင်လုံးမှဖြစ်မှာလားကျွန်တော်တွေ့ရင်နဲ့ရင်းနေလေးလာပြီးစောင်းတွင်မနဲ့ခင်းကြီးရေခဲရင်နဲ့အပတ်ခံရသလိုအတော့ကိုမခံသည့်မခံသာဖြစ်သွားတယ်အဲ့ဒီအချိန်မှာပဲခလေးတအုပ်ကျွန်တော်ဘေးနာရောက်လာပြီးရေပြစ်တွေနဲ့ဝိုင်းတွေ့ပါတော့တယ်ဝိုင်းထားမလွတ်စေနဲ့ကာကမြို့ပြင်ထွက်ပြီးလာရှိုလမ်းပေါ်ရောက်လို့ရမင်းစိတ်တဲစဝေးစွာဖြစ်လာပြီးမိတယ်ဟဲ့နေဘေးကိုမောင်းနေတာလေထွန်းဦးပြန်မဖြေပဲအရှိကိုဂယူစိုက်ပြီးမောင်းနေတယ်လို့လှုပ်ပြနေလို့ထွန်းဦးအမေကိုဘယ်စေးရုံမှာတင်တာလဲဒီတော့မှထွန်းဦးမျက်ခုံးပင့်ပြီးပင့်သက်ချမလို့နဲ့ sorry ရမင်းငါဘလို့မှမတတ်နိုင်လို့ပါဘာဖြစ်တယ်ခိုင်မြင်မျက်နှာကိုငါလှမ်းမြင်လိုက်ရတာငါကန်ကြမာကို12ပိုင်းလောက်ပိုင်းခံနေရတယ်လို့ခံစားလိုက်ရတယ်တာမန်အခြေအနေမျိုးမှာငါခိုင်မြဲကိုဘလို့မှမရှင်းနိုင်ဘူးဆိုတာဝန်ခံပါတယ်နင့်ကိုလည်းမစွန့်လွတ်နိုင်ဘူးဒီလိုမှမဟုတ်ရင်တော်ထုံနင်လူရုပ်မှာပဲနေကြိုက်တယ်လို့သတ်မှတ်ပါနင့်ကိုတော့ဘသူစီကိုမှမပေးနိုင်ဘူးရမင်းနင်ကားကိုချက်ချင်းပြန်ကွေးထုံဦးအဲ့ဒီစကားကိုမကြားတယ်လို့ဆက်မောင်းနေလို့ငါခုံချပြစ်မှာနော်သူမစိုးရိမ်မှုပေါ်လာပြီးဒေါသတကြီးအော်ဟင်းရင်ထုံဦးလက်ထဲကစတီယာရင်ကိုဝင်လူတယ်လူရုံမှာကားကိုအခုရက်စမ်းအရှင်ကလည်းများတဲ့အတွက်အန်ဒီယေကိုထုံဦးမြင်နေပြီးစ조사တင်းခံရင်ပြောတယ်ရှမင်းနေစိတ်လျှော့လိုက်ငါလုံးဝရက်ပေးမှာမဟုတ်ဘူးငါရက်ပေးတာပဲဖြစ်ဖြစ်ကားပြန်လှည့်တာပဲဖြစ်ဖြစ်တခုခုလုပ်လိုက်ရင်တေချာပေါက်နင့်ကိုလက်လို့ရမှာပဲအဲ့ဒီအတွက်ငါအသေးခံမယ်နင့်ကိုမစွန့်လို့ဘူးရှင်းလားနင်ရက်ပေး
မရက်ဘူးငါတို့သေးလဲအတူတူပဲလုံးဝမရက်ဘူးနှစ်ယောက်သာပူကပ်ပြီးစတီယာရင်ဆွဲလူနေရင်ကလမ်းဘေးဘက်ထိုးဆင်းသွားလို့သူမလက်အော်ပြီးလွတ်လိုက်တယ်လေကွင်းတွေပဲရှိတဲ့အတွက်မှောက်သွားတဲ့အထိမဖြစ်ပဲထုံးအချိန်မီထိန်ပြီးလမ်းပေါ်ပြန်ဆွဲတင်နေသူမပြန်လို့ပြန်ဆွဲတာမျိုးမလုပ်တော့ပဲမျက်နှာကိုမှောက်ချပြီးငိုတော့တယ်ဒီတော့မှထုံးဦးကငါဒီလိုလုံးဝအစီအစဉ်မရှိဘူးယမေခိုင်မြဲတာပြန်မလာရင်ငါလူယုံမှဖြစ်မှာမဟုတ်ဘူးဒါပေမဲ့လည်းနင်းစိတ်ချပါနင့်ကိုလက်ဖျားနေတော့မတူဘူးဒီညတော့ပြင်ဦးလွင်မှာအိတ်မယ်မနက်ဖြန်ညနေမှမန္တလေးကိုပြန်လာပြီးနင့်အိမ်အရောက်ငါလိုက်ပို့ပေးမယ်အဲ့ဒီအခါကျမှနင်ငါကိုဘလို့ပဲဆက်ဆံရိုက်တက်လဲရတယ်ထောင်ချမယ်ဆိုလဲငါခံမယ်ခိုင်မြဲစိတ်ထဲမှာနင့်ကိုငါခိုးပြေးပြီးတညာအိတ်ပြီးပြီဆိုတဲ့အတီလေးရပြီးရင်ရပြီအဲ့ဒါမှငါဒီကောင်ကိုရှင်းလို့ရမှာမဟုတ်ရင်ငါရှုံးသွားမှတေးကြရရမေအဲ့ဒါကြောင့်ပါအဲ့ဒီစိတ်ကိုကနေယောက်ျားမပိတာတာပဲထွန်းဦးဟုတ်တယ်ဟုတ်ရင်ဒီလိုကောင်မျိုးကိုငါဘယ်လိုစိတ်နဲ့အားကိုးရမလဲနင်မှတ်ထားစမ်းပါလောကမှာမိန်းမဆိုတာကိုအဖော်ပြုရင်ပြုရတဲ့ယောက်ျားတစ်ယောက်ရဲ့အရေးအချင်းနဲ့ဘဝလုံခြုံမှုကိုယူကြရတဲ့သူကြီးပဲနင်ကြိုက်တယ်လို့ကြိုးစားနင်ငါအတွက်အဖော်ဘယ်တော့မှမဖြစ်နိုင်ဘူးရတယ်ရမေဒါနင့်ရဲ့တတ်မှတ်ချက်ပါငါနဲ့တော့အတွေးမတူဘူးငါတကယ်ပဲကန်ဆိုလို့နင့်ကိုစွန့်လွတ်ခဲ့ရလေခိုင်မြဲကိုမရှုံးခဲ့ဘူးဆိုရင်ရပြီဟုတ်လားအဲ့ဒါဆိုနင်လူဖြစ်ရကြုံနှက်ပြီလားသူမရွက်ပြီးမင်းနေမှန်းထွန်းဦးသိပေမဲ့သူ့အတွေးနဲ့သူကျင့်နေပြီးကောင်းငိမ့်ပြတယ်ဆိုတော့ကသူမနှက်ခမ်းတောင်လေးကွေးသွားအောင်ပြုံးလိုက်တယ်စိတ်ထဲမှာထွန်းဦးရဲ့ရည်သူမှုကိုဘလို့တုတ်ပြန်ရမလဲဆိုတာကိုပါတွေးပြီးပြင်ဆင်ရင်ငါနင့်ကိုတနာတယ်ထွန်းဦးစက်ခနဲ့လှည့်ကြည့်တော့မှနင့်ကိုတယောက်လို့တုံးရမလားတကောင်လို့တုံးရမလားဆိုတာငါစဉ်းစားနေရတယ်နင်ကနင့်တဖို့ပဲသိတဲ့အကောင်ဆိုတော့လीဟာဒါကတော့ဘယ်မလဲငါအတွက်နင်ဒီလိုလို့ခိုင်မြဲကိုနင်အနိုင်ရတယ်ပဲထားဘယ်မလဲငါတိတ်ခါမိမတယောက်မှာဂုံတိတ်ခါလေးတစ်ခုပဲအာကိုပြီးအသက်ရှင်နေရတာကိုမျက်စံနာတစ်ခုအတွက်အတုံးချပြစ်မယ်ဆိုတော့နစ်ကိုနင်တကောင်လားတယောက်လားဆိုတာစဉ်းစားသင့်ပြီလေထွန်းဦးအရေးတကြီးမောင်းနေတဲ့ဆက်အရှင်ကိုရှော့ချပစ်လိုက်တယ်အဲ့ဒီနောက်ကားကိုလမ်းဘေးချရပ်ပြီးစိတ်ရှုပ်သလိုခေါင်းကစပင်တွေကိုကုတ်ဖွာရင်ကဲငါဘာလုပ်ရမလဲပြန်လှည့်လေဟာဒါတော့မဖြစ်ဘူးငါပြောပြီးပြီလေဒီအတိုင်းရှင်လို့ကတော့ငါခိုင်မြဲကိုမရှင်းနိုင်ဘူးအခုကြတော့လေငါ့ကိုလူမဆန်ဘူးလို့နင်ကဆွတ်ဆွဲတယ်ငါဘာလုပ်ရမလဲဒီမှာနင်စဉ်းစားတတ်ရင်ငါအတွက်တရားမျှတမှုတစ်ခုပြန်ပေးငါကားပြန်လှည့်လိုက်မယ်သူမလိုချင်တဲ့ပုံစံခွက်တဲ့မှောက်လျက်ကြလာလို့ကျင်းနဲ့သွားပေမဲ့အိမ်တွေမပြတ်ခက်တွေလေးလှုပ်ပြလိုက်တယ်ဟဲယောက်ျားကြီးဟိုမှာခိုင်မြဲတော့ဟီးဘမလေးဇနီးဖြစ်သူစုလိုက်ဝမ်းသာအားရလှမ်းအော်လို့စေရပြန်မေးရင်မျက်မှန်လေးပင့်ငါနဲ့ချွမ်းလာတယ်အဲ့ဒီနောက်လင်းမယားနှစ်ယောက်စလုံးရေတယောက်တစ်ပုံနဲ့အပြေထွက်လာပြီးခီးဆောင်အိတ်တစ်လုံးနဲ့ခေါင်းငိုက်ဆိုင်ချပြီးရှောက်လာတဲ့ခိုင်မြဲကိုဝိုင်းတမကြသွားတော့တယ်မှတ်ထားအဲ့ဒါမန္တလေးတကြမ်းကွာဟင်ဘာရမလဲနင်တို့ရန်ကုန်လောက်ကတော့အေးစေစေရတို့မြူးလေးပြောဆိုကြပေမဲ့မှုံတက်တဲ့မျက်နာကိုသတိထားမိပြီးစေရကခိုင်မြဲဟင်မင်းနေမကောင်းဘူးလားကောင်းပါတယ်ကောင်းလေဆိုလဲမင်းမျက်နာကငါနဲ့အော်တညာလုံးကားစီလာရတာအေးပြစ်နေလို့နေမှာပေါ့ကိုစေရဲ့လာနင်လန်းသွားအောင်အေးတိုင်မယ်အေးဒီကောင်ကိုတန်မယာဘာလီချင်းလေးလှုပ်ပေးလိုက်စမ်းပြောပြီးစေရကကျွန်တော်ကိုဆိုင်နေဆွဲခေါ်မယ်လို့တော့ပြန်တောင်းထားပြီးနေအောင်စေရထွန်းဦးဒီတကြံမှာဘာအစီအစဉ်ရှိတယ်လို့မင်းကြားထားလဲဟေးငါနားမလဲဘူးဆိုတော့ကကျွန်တော်တော့ဝတ်မနေတော့ပဲစောကထွန်းဦးဝင်ကျစ်သွားတဲ့ကိစ္စကိုပြောပြလိုက်တယ်ဟာဒီကောင်ဘာလဲဟာအေးကွာသူအေးစာပြုတ်နေတဲ့ငါကိုသွေးစုအောင်ပြန်လုပ်တယ်ဒီကောင်အဆုံးထိရုံမာဖို့လှုပ်လာရင်တော့ငါလည်းဒီကောင်ကိုအဆုံးတပ်ပြဖို့ပဲစဉ်းစားထားတယ်ဟာဟေးခိုင်မြဲဒါတကြံလေးကွာတကြံတော့ရောဘာဖြစ်လဲငါတို့ရိုးရာမဖြစ်နဲ့လေကွာတကြံပွဲတော်မှာဘလို့ရန်ညိုးရန်စားပဲရှိအဲ့ဒါတွေအားလုံးခဏဘေးဖက်ပြီးပွဲတော်ဝင်တာမင်းမေ့သွားပြီလားငါမမေ့ပါဘူးရိုးရာကိုလည်းမမေ့ဘူးချစ်သူကိုလည်းမမေ့ဘူးဒါပေမဲ့ထုံးဦးကိုတော့တစ်နှစ်လောက်မေ့သွားအောင်ထိုးပစ်ချင်တယ်နေပါအောင်ကွာလာအေးလေးတောက်ပြီးစိတ်ခဏပြေးကွာ
ငါတို့ဝိုင်းစင်စားပြီးနီးလဲရှာမယ်တေချာတာကတော့ထုံးအဲ့လောက်တက်တီမကောင်းဘူးဆိုတာမင်းရောငါရောအသိဆုံးပါကွာကဲရောမျက်လုံးလေးကျဲသွားအောင်ဒါလေးတောင်းတကယ်တည်းဒီမှာထိုင်ပြောရင်စိမ့်ကျသွားမှစိုးလို့လားဘာတွေပြောနေကြတာလဲစုလိုက်ဖြော်ရည်ချပေးပြီးဝင်ထိုင်ရင်မေးလို့ဇီယာကပဲဒီလိုမိမရေဆိုပြီးအဆအဆုံးပြောလိုက်တယ်ဆိုတော့ကစုလိုက်လဲရှာတစ်လင်းနဲ့မျက်လုံးလေးပြူသွားပြီးအဲ့ဒါဘယ်လိုလုပ်ကြမလဲမဟုတ်တာတွေဖြစ်ကုန်ရင်တော့ရမင်းစိတ်ဆင်းရဲလို့သိမှာပဲအဲ့ဒီတောက်ကောင်ငါမပြောချင်ဘူးမိမရထုံးဦးကလည်းတကယ်ချစ်တဲ့ကောင်ပါအိုးဘာပဲဖြစ်ဖြစ်ရမင်းကမချစ်ဘူးလေကဲအဲ့ဒါအသာထားအခုဘယ်လိုလုပ်ကြမလဲဆိုတာစဉ်းစားစမ်းမိမလိုက်ရှာရမှာပေါ့ဒီကောင်ဘဲသွားကြလဲဘဲကိုသွားနိုင်တယ်လဲဆိုတာစဉ်းစားရမယ်ပြီးတော့မိဘတွေကိုလည်းအချိန်မီအသိပေးရမယ်ဟာအဲ့ဒါတော့မဖြစ်ဘူးမိဘတွေကသဘောတူပြီးသားဆိုတော့အေးဆေးပဲနေကြမှာလင်မယားနှစ်ယောက်သူတခွန်းငါတခွန်းပေါက်ဖောက်နေခိုင်းမှာပဲကျွန်တော်အတွေ့တစ်ခုရပြီးဖြတ်မေးလိုက်တယ်တခုပဲရှိရဲ့ကွာလက်သီးနဲ့မထိုးခြင်းရင်ထုံးစံအတိုင်းထိုးဆက်လုပ်ရမှာပဲသိန်းနိုင်မန္တလေးမှာရှိသေးလားမာလာသိန်းနိုင်လားဟုတ်တယ်တိတ်ရှိတာပေါ့ကွာဒီကောင်တိုက်တောင်ဆောက်လိုက်ပြီရှိရင်မင်းသိန်းနိုင်နဲ့အဆက်အသွယ်လုပ်ကွာစုလိုင်းကထုံးအိမ်နဲ့ရင်းနေတော့အိမ်ကိုသွားပြီးထုံးဦးဟန်းဖုန်းနံပါတ်တောင်းလာခဲ့ဟာတောင်းစရာမလိုပါဘူးငါတို့စီမှာသူ့ဖုန်းနံပါတ်ရှိတာပဲဟာဒါဆိုအုံသက်ဟန်းဖုန်းနံပါတ်ကိုရှိလားရှိတယ်မာလာသိန်းနိုင်ရဲ့ဖုန်းနံပါတ်လည်းရှိတယ်ဒါဆိုအဲ့ဒီနံပါတ်တွေငါ့ကိုပေးပြောရင်ကျွန်တော်ခီးဆောင်အိတ်ထဲကလက်ကင်ဖုန်းကိုထုတ်ယူလိုက်တယ်ဘေးကတငယ်ချင်းအပေါင်းအသင်းတယောက်မှမပါရင်ဘဲခရီးမှာတယောက်တည်းစွန့်စွန့်စားစားသွားဘူးတာမျိုးမရှိခဲ့တဲ့ထုံအတွက်ပြုံးလင်ထဲကြော်ပြီးမပြေဘူးဆိုတာတွက်မိနေတော့ပထမတော့ကျွန်တော်အစီအစဉ်ကသိန်းနိုင်နဲ့ဆက်သွဲပြီးထုံးဥပမာရှိနေတယ်ဆိုတာကိုသိန်းနိုင်ကတဆင့်စုံစမ်းမယ်ဖုန်းနဲ့မတိမတာမေးခိုင်းမယ်ပြီးရင်သိန်းနိုင်ကိုခေါ်ပြီးထုံးဥရှိတဲ့နေရာလိုက်သွားထုံးစံအတိုင်းသိန်းနိုင်နဲ့ရမင်းကိုလူချင်းလဲထားခဲ့မယ်ပေါ့ဒါပေမဲ့သိန်းနိုင်စီရောက်တော့ဟဲ့ခိုင်းမြဲနင်လာတာနဲ့အတော်ပဲနင်ပြန်ရောက်နေတယ်ပြောတာငါတော့မယုံဘူးဟင်နင့်ကိုဘယ်သူပြောလဲနင့်ဟာမလေးရင်မြင်းမှာပေါ့စောစောကပဲငါစီဖုံးဆက်တာသူတို့ပြန်လာနေပြီရဲ့အဲ့ဒါအနေနဲ့ဆက်သွယ်ပြီးအစီအစဉ်လုပ်ထားတယ်ထုံးဦးနဲ့တရားမျှတမှုတစ်ခုလုပ်ဖို့အပြန်အလှန်ကြိပေးပြီးပြန်လှည့်လာတာတဲ့ဘာတွေလည်းမသိဘူးနင်တို့ဘာတွေရှုပ်ကြတာလဲသိန်းနိုင်မျက်မှောင်ကုပ်ပြီးစူပွားမင်းနေပေမဲ့ရမင်းရဲ့ဆိုလိုရင်းအတိတ်ပဲကိုကျွန်တော်နားလဲတယ်ဘာလို့ရမယ်ဆိုတာလဲသိတယ်ကြည်ရတာကျွန်တော်တွေးသလိုရမင်းလဲတွေးတယ်ထင်တယ်ဒီတော့လဲဘယ်ဆိုလို့လဲဟဲ့နင်တို့ဘာတွေရှုပ်နေတာလဲလို့သိန်းနိုင်လဲဥကြောင်ကြောင်ဖြစ်နေတာကိုရင်ငက်တယ်လို့မင်းနေတော့ကျွန်တော်လဲအခြေအနေအားလုံးရှင်းပြလိုက်တယ်ဟမ်မตาကောင်ထုံးဦးကဒီမှာမယားချင်းငုတ်တုတ်ရှိနေတာတောင်စမောဆွဲကျင်သေးတယ်ပေါ့လေတွေ့မယ်လာပါစေမာလာသိန်းနိုင်အကြောင်းပြရသေးတာပေါ့နင်စိတ်မကုန်သေးဘူးလားအိုးစိတ်ကုန်စရာလားနင်နောက်ရင်မြင့်မဖြစ်နေသေးတာငါလဲထုံးဦးပေါ့ဘာဖြစ်လဲအချောက်မှပေမဲ့ဒုကတယောက်ဆိုတယောက်တစ်ပေါက်ဆိုတစ်ပေါက်ပဲအဲ့မตาကောင်သားဟင်းတွေ့မယ်နင်ဘာလုပ်ချင်လဲအပြုံလိုက်ကိုနှုတ်ပစ်ချင်တယ်ထုံဦးရမင်းကိုခိုးပြေးဖို့ကြံနေဆိုလို့အကြီးအကျယ်ပောက်ကွဲနေတဲ့သိန်းနိုင်ရဲ့ဒေါသကိုကျွန်တော်တက်လေးအတုံးချဖို့တွေးလိုက်တယ်ရမင်းပြန်ရောက်ချင်းပဲကျွန်တော်အိမ်ကိုရောက်လာတယ်ကျွန်တော်လည်းမန္တလေးကိုမနက်ကလေးကရောက်နေပြီမယ်ရောက်ချင်းထုံဦးမွေလို့ဟိုလိုက်ဒီလိုက်နဲ့ရမင်းမရောက်ခင်မရှိမနှောင်းလေးမှပဲအိမ်ကိုရောက်လာခဲ့တာပါကျွန်တော်အဖေတို့အမေတို့နဲ့ထိုင်စကားပြောနေတော့ရမင်းအတန်ကြားရတာပါပဲခိုင်မြဲရေဟောရမင်းနဲ့တူတယ်ဟုတ်တယ်တားချန်ထဲမှာခဏစကားစင်ပြောလိုက်အောင်မေအေးတော့အမေညနေစာစီစဉ်လိုက်အောင်မေကျွန်တော်ဟန်မဆောင်နိုင်ပဲခပြားကတိပြေးစင်လာပြီရမင်းနေဘာမှမဖြစ်ဘူးနော်မဖြစ်ဘူးနေသိမ့်နိုင်နဲ့တွေ့ခဲ့ပြီလားတွေ့တယ်မဟုတ်ရင်ငါဒီညမြင်းလန်းပြစ်တော်မှာအဲ့ဒီနောက်နှစ်ယောက်စလုံးခုံတန်းရမှဝင်ထိုင်ကြတယ်ငါလည်းကံကောင်းတယ်ပြောရမှာပဲငါငိုလဲငိုပြောလဲပြောနောက်ဆုံးသူ့စိတ်လျှော့ပြီးနားလည်မှုယူလို့ရသွားတယ်နေဘလို့စီစဉ်လိုက်လဲသူနင့်ကိုဒီအတိုင်းပြိုင်လို့ကတော့မနိုင်ဘူးတဲ့အဲ့ဒီတော့သူ့အတွက်တရားမျှတမှုတစ်ခုဖြစ်တယ်ရှင်ပြိုင်မှုပေးမလားဆိုလို့ငါသဘောတူလိုက်တယ်ကျွန်တော်ပင်သက်ရှိုက်ပြီးသူမကိုစစ်စစ်ကြည့်မိတယ်
ဒီအချိန်ကာလအတွင်းသူမမှတ်တပေါက်မစွန်းမဲသူ့ရှိပြန်ရောက်နေတာယုံကြည်နိုင်ပေမဲ့စိတ်ထဲကနားလိုခံကပ်တဲ့နှမျောတတစိတ်ကိုတော့မယုံကြည်နိုင်လောက်အောင်အောက်တက်ခံစားနေရတော့ငါလည်းကံကောင်းပါလေမဟုတ်ရင်ငါထွန်းဦးကိုတတ်မိတော့မယ်ရှင်မင်းသူမလမ်းဖြတ်သွားပုံမှာပဲငါအခုဘာမှမဖြစ်ဘူးလေခိုင်မြေအေးပါငါသိပါတယ်ဒါပေမဲ့ဟာဘာပဲဖြစ်ဖြစ်ငါနင်းအချစ်ကိုလက်ခံတယ်ထွန်းဦးကိုလက်မခံဘူးဆိုတာတခုနဲ့တင်အဲ့ဒီစိတ်ကိုဖယ်ပြရမယ်ပြီးတော့သူ့အတွက်မျှတမယ်ရှင်ပြိုင်မှုတစ်ခုနင်ဘယ်လိုစီစဉ်မလဲတိတ်နိုင်စီစဉ်ထားတယ်အဲ့ရှင်ပြိုင်မှုကိုတိတ်နိုင်တို့အိမ်မှာပဲလုပ်မယ်အတိတ်တဲ့အဖြစ်အုံတန်းတို့ဇေယျတို့မောင်တူတို့ကိုပါခေါ်ထားတယ်ဘယ်လိုလုပ်ကြမှာလဲဒီလိုဟာအခန်းလက်ခန်းမှာနှင်းကတခန်းတိတ်နိုင်ကတခန်းရှိနေမယ်အဲ့ဒါကိုငါနဲ့ထွန်းဦးကတယောက်တခန်းစီရွေးရမယ်ကိုရွေးတဲ့အခန်းကို့ဘာသာဖွင့်ကြည့်အထဲမှာရှိနေတဲ့သူကကိုနဲ့လက်ထပ်ရမယ်သူပဲသူမမျက်လုံးလေးဝိုင်းသွားပြီဟာနင်တကယ်လို့တိတ်နိုင်အခန်းကိုရွေးမိသွားရင်ကောနင်မဲတရားမျှတမှုဆိုသူမပင့်သက်ရှိုက်သွားတယ်ဒါဟာကံကိုယုံပြီးပုံရတော့မယ်ဆိုတော့အမှန်ပြောရရင်ကျွန်တော်လည်းရင်တွေပူပြီးကိုနှလုံးခုန်တန်းကိုပြန်ကြနေရတယ်တခြားနီလန်မရှိတော့ဘူးလားခိုင်မြေတိတ်နိုင်ကတော့ထွန်းဦးကိုသူလုံးဝလက်မလွတ်နိုင်တဲ့အတွက်သူကြည့်စီစဉ်မယ်လို့ပြောတယ်ငါနဲ့ရင်တွေတုံလိုက်တာဟာကျွန်တော်သူမလက်လေးကိုအသာလှမ်းဆုပ်တော့သူမလန့်ကပြန်ဆွဲရုပ်ပြီးနင်စီးမကြော်နဲ့နော်ဟေးနင်နဲ့ငါကချစ်သူတွေလीဟုတ်တယ်ဆိုင်မဲဆိုင်နဲ့မပိုင်သေးဘူးမထိနဲ့ဟာအေးပါရင်မြင်မရေငါနဲ့နင်နော်ချစ်လို့ပါဟာညစ်ဦးပိုင်းကလေးကအတွေးတွေနဲ့နစ်နေတဲ့ကျွန်တော်ဟာအိပ်ပျော်သွားတဲ့ခဏတာအချိန်လေးကလွှဲရင်အပြေမထွက်နိုင်တဲ့မေကွန်းတစ်ခုနဲ့တူတယ်အတွေးထဲမှာပဲနစ်ဝင်နှိုးထားနေကြတာပါဘာရဲ့လို့မမေရရမရှိတဲ့ချုံနှောင်မှုတစ်ခုတည်းမွန်းကျက်နေရတယ်လို့ဖြစ်လာတော့ကျွန်တော်အိပ်ရာထဲမှာနေလို့မရတော့ပဲအိမ်အပြင်ဘက်မှာထွက်လိုက်တယ်အဲ့ဒါလည်းမဟုတ်သေးလို့တကြံရည်တွေနဲ့တနေကုန်ဆိုစီပြီးတိတ်ဆိတ်၆ကပ်နေတဲ့လမ်းပေါ်ကိုထွက်ထိုင်နေမိတယ်ဒါလည်းတိတ်ဟန်မကြပါဘူးတခါအရက်မူမူနဲ့မောင်းဝင်လာတဲ့ဆိုင်ကယ်ကတလန်းလုံးမွေးလေးမွေးကောက်မောင်းပြီးဝင်လာလို့ထပြေးပြီးဘေးကပ်နေရတော့စိတ်ညစ်ပြီးခြံလေးပြန်ရောက်လာတယ်နောက်ဆုံးတော့လေအိပ်ရာထဲပြန်ရောက်တာပါပဲအိမ်မပြောလို့စွန့်မိတ်ထားတဲ့မျက်လုံးတွေရဲ့ရှေ့မှာဘွားကနေပေါ်လာတဲ့သိန်းနိုင်ရဲ့မိတ်ကပ်ထူလက်ပြည့်မျက်နှာကိုမြင်ရတော့အာကောင်တွေခြောက်ကပ်လာပါတယ်မနှက်ဖန်ကန့်ကွက်ချပြီးသိန်းနိုင်ရှိနေတဲ့အခန်းကိုရွေးမိရင်ဆိုတဲ့အတွေ့ကအဲ့လိုသာဖြစ်ရင်ငါဘလို့လုပ်မလဲဆိုတဲ့မိကုန်းနဲ့အစုံတက်နေတာဘယ်နှကြိမ်မှန်းအောင်မသိမိုးလေးနဲ့အထီအိမ်မက်ဆိုးတွေမက်လိုက်တွေ့ငငယ်ထလျှောက်လိုက်နေသိန်းနိုင်စီကဖုံးဝင်လာမှာပဲဒီနေ့ရဲ့အဆုံးအဖြတ်ကိုရင်ဆိုင်ဖို့စိတ်ကိုပြင်ဆင်လိုက်ရတယ်ဟဲ့ဒီနေ့အကျက်နေနော်ဟုတ်တယ်ငါရင်ဘက်တွေကြက်တောက်နေလို့အသက်ရှူလို့တော့မဝတော့ဘူးသိန်းနိုင်ရအမလေးဖြစ်နေလိုက်တာနင်အခန်းမပြီးငါနဲ့ညားရင်ရောငါတိမ်မှာမို့လို့လားဟာစောစစ်စီအာဘုံနဲ့ကြီးလာနေပြန်ပြီအောက်မှာမตาကောင်နင်ငါနှာခေါင်းသွေးကြအောင်ထိုးထားတာကျင်းနေမယ်ထင်နေလားဒီနေ့နင့်အချိုးပြင့်ထားနင့်ဆန္ဒနဲ့ဘွားကငါလက်ထဲမှာဆိုတာသိထားစမ်းပါဟဲ့ငါနဲ့ကွာချင်းချောက်လိုက်တာချိပဲအေးပါလောက်ပါငါမှနင်ပြုသမျှနှုတ်ရတော့မယ်ဘဝပါအခုလူဆုံးနေပြီလားအေးထူးဦးကတော့အုံတန်းနဲ့အစောကြီးရောက်လာတယ်အခန်းတွေဝင်စစ်လာဆေးလာနေမလာသေးဘူးလားအခုလာမှရမင်းမခေါ်ခဲ့မယ်ပြီးရောဟောဟိုမှာဇေယျတို့လင်မယားလာနေပြီအဲ့တော့မောင်တူတို့မိသားစုရောဟဲ့ငါနဲ့ဒီနေ့တော့အိုးပြောင်ခွက်ပြောင်ဖြစ်ပြီထင်တယ်အေးဒါပဲငါဖုံးချလိုက်ပြီကျွန်တော်လည်းဖုံးပိတ်ပြီးအပြင်ထွက်ဖို့ပြင်ဆင်လိုက်တယ်မနက်၈ နာရီဆိုတဲ့အချိန်ကမဟာတကြံအကြံနေအတွက်အတက်ကြွဆုံးထွက်ပေါ်လာတဲ့ပွဲတော်ချိန်မှာပဲချန်ရှိလမ်းမပေါ်မှာကလေးတွေအုပ်စုဖွဲ့ပြီးရေပြို့တိုက်ပွဲစတင်ဆင်နွှဲကြစတူဒီတာမန်တက်ကလည်းဘီဘာဟင်းရဲ့တချင်းနဲ့အတင်းတွေခေါ်ကြွေးကြမနက်ဖက်အစောကြီးခုတ်ထစ်ချိုးဖက်ယူလာတဲ့ဗရောက်ကိုင်းတွေကကြွေကြလာတဲ့ဗရောက်ပွင့်ကြွေတွေကလည်းတကြံရင်နဲ့အတူလမ်းပေါ်မှာပွက်ပွားပလဲရွှေရောင်အဖက်ဖက်တွေဆက်ဆက်ကလေးဖြန့်ကျဲလို့ပေါ့ပြောရရင်ကျွန်တော်ဆိုတဲ့အကောင်ကလည်းမန္တလေးသားပြီးတကြံကိုကြနနကြီးပျော်တတ်တဲ့ကောင်ပါအခုခေတ်ကလေးတွေကအိပ်ရာတာနောက်ကြသည်ကျွန်တော်တို့ကမိုးမလင်းငယ်ကလေးကလူစုပြီးမန်းတက်ထဲကရေစီတွေရေဖြစ်ပြီးသား
မနဲ့စောစောဈေးဝယ်ထွက်ရင်ရေမစိုးဘူးဆိုတဲ့ဒေါ်ကြီးတွေကိုဈေးမရောက်ခင်ရွှဲနစ်သားအောင်လောင်းပစ်လိုက်ရတဲ့အရာသာတကယ်ဂရင်းတွေ့တာကလားအခုကြတော့တကြံကပဲကိုနဲ့မဆိုင်သလိုကြီးခံစားနေရတော့ဒါမဟုတ်သေးဘူးဆိုတာကို့ဘာသာလဲသိပါတယ်ဒါပေမဲ့လေဟဲ့နေပါလို့နေတာလေကျွန်တော်လန့်ပြီးလှည့်ကြည့်တော့ယမင်းဖျားလှချက်ကတော့ရှင်ကိုတုတ်ခနဲ့ဖြစ်အောင်ပြင်ထားလိုက်တာများဒီအတိုင်းလေထုံးအောင်နောက်ပါသွားရင်ကျွန်တော်တစ်သက်လုံးယူသွားတာတော့သိမလုံတော့ဘူးဗျာတကယ်ပါဟဲ့ဟင်အမလီငါနဲ့နေမဖြစ်နေတာလေမသွားသေးဘူးလားအင်းသွားမယ်လေသွားဖို့နေ့ကိုစောင့်နေတာမြင်မြန်လုံးအမေဖျားဝတ်တက်နေတော့ငါလှစ်ထွက်လာတာအဲ့အားနဲ့ပဲကာငါပြီးတိန်းနိုင်တို့အိမ်ကိုခြိတက်လာခဲ့တယ်နေ့ကောင်ကတေချာရဲ့လားခိုင်မြင်ငါတညလုံးအဲ့ဒီစိတ်နဲ့အိတ်မပြောဘူးဟာကျွန်တော်ပြောပြီးလှည့်ကြည့်တော့ရေမြင်းမကနှကန်းလေးတွန့်ပြီးအမလီနင်းနဲ့လွဲမှာကြောက်လို့များထင်နေလားငါဟိုအကောက်နောက်ပါသွားမှဆိုလို့ဟဲ့အေးပါဟာငါလည်းသိပါတယ်ငါလည်းနင့်လိုပါပဲဆိုတော့ကသူမမက်တက်တက်လေးလှုပ်ပြီးငါနဲ့လွဲတာပြဿနာမရှိဘူးဟိုအချောက်ကြီးကိုမရလို့ရမှာဆိုလို့ပေါ့လေအေးပေါ်ဟာနင်းအောင်ကြောက်ပြီးအိတ်မပြောတာငါဆိုပို့ဆိုပေါ့မနေ့ကအိတ်မရလို့လမ်းမတော်ထွက်ထိုင်နေတာဟုတ်လားငါလဲခြံနေမှာဟာဒီလိုမှန်းသိရင်အမလီလာကြည့်လိုက်ပါလားငါတခိုးဆိုပြီးရိုက်လွတ်လိုက်မှာပေါ့အဲ့လိုမခံချင်အောင်ပြောစကနိုင်လူနဲ့တိန်းနိုင်တို့အိမ်ကိုရောက်လာပါတော့တယ်လာပြီဟေးကျင်ရတော့အလောင်းနေရရွေးချယ်ပွဲကြီးစတော့မယ်ကွာမောင်တူးအတန်ကဟိုတုန်းကလိုညစ်ကက်ကက်ပေးတူတူမဟုတ်တော့ပဲနွေနွေထွေထွေလှိုင်လေတဲ့အတန်မျိုးထွက်ပေါ်လာလို့ကျွန်တော်မောင်တူးကိုဖက်လေတကင်းနှုတ်ဆက်လိုက်တယ်မင်းအစင်ပြေရလားတငယ်ချင်းအေးကွာအော်တိုမွေး2ယောက်ပါလာတော့နည်းနည်းပိုရုံးရတာပေါ့ဒီနေ့မင်းတို့ပွဲကမိုက်တယ်ကွာတကယ်ကိုတရားမျှတတဲ့ပွဲပါဒါကြောင့်ငါတို့မိသားစုလိုက်လာပြီးအားပေးတာကျေးဇူးပဲဟဲ့အထဲဝင်ကြလေသိန်းနိုင်အပေါဝါကလှမ်းအခေါ်မောင်တူရဲ့အော်တိုမွေးလေး2ယောက်ကြက်ကြော်တကောင်ကိုတယောက်ကဆွဲလာပြီးတယောက်ကလိုက်လူနေလို့သိန်းနိုင်မျက်လုံးပြူပြီးဟဲ့ဖျားကြီးအဲ့ဒါကိုကြီးကျော်ဆက်ထားတာပြန်ပေးစမ်းဟဲ့လောက်ကြပါအောင်ပျော်တော့ပျော်စရာပါပဲတငယ်ချင်းတွေမိသားစုကိုစီနဲ့ဒီပွဲကိုတက်ရောက်ချီးမြှင့်ကြတယ်အခုလိုလေးစုံစုံလုံးလုံးတွေ့လိုက်ရတော့မဝေးသေးတဲ့တကြံနှစ်တွေကိုပြန်လွှမ်းရတဲ့အထီပါပဲအဲ့ဒီအချိန်မှာပဲသိန်းနိုင်ရဲ့လက်ထောက်ဖြစ်ပုံရတဲ့ချော့တကောက်လေးကမမသိန်းကြီးစတော့မလားညီဘက်ကအစင်းသင့်ဖြစ်ပြီလားဟိုမှာလှမ်းကြည့်လိုက်လေကျွန်တော်တို့ပါလှမ်းကြည့်လိုက်တော့အခန်းနှခန်းကိုခန်းစီလိုက်ကအဝါရောင်ပုံစံတူချထားတာတွေ့လိုက်ရတယ်ပြီးတော့အဲ့ဒီတယောက်ကပဲအစီအစဉ်ကတော့ကာယကံရှင်မျိုးသား2ယောက်ကိုမျက်နှာအဝတ်စီးပြီးကြော်ခိုင်းထားမယ်မမသိန်းနဲ့ဒီကညမလေးကကိုနှစ်သက်တဲ့အခန်းကိုအတန်တိတ်လေးနဲ့ဝင်ကြမယ်အခန်းတကားပိတ်မယ်အားလုံးနေသားတကြဖြစ်သွားပြီဆိုမှအမျိုးသား2ယောက်ကိုမျက်နှာစီးထားတဲ့အဝတ်ခွာပေးလိုက်မယ်ဟောဒီညဘက်အခန်းကအခန်းကိုအခန်း1လို့အမည်ပေးပြီးဘယ်ဘက်ကအခန်း2လို့အမည်ပေးထားတယ်ပြိုင်ပွဲတစ်ခုလို့အသက်ဝင်လာအောင်အထဲမှာထိုင်ဆောင်နေတဲ့သူတွေကလည်းရင်ခုန်ခွင့်ရှိတဲ့အတွက်ကိုဘယ်အခန်းယူမယ်ဆိုတာအထက်ကသူတွေကြားအောင်ပြောရမယ်ကဲစကြမလားโอเคစမယ်မိုက်တယ်ဟေးငါတို့တော့ကလည်းအဲ့လိုလုပ်တင်တာဇေယျစကားကြောင့်စုလိုင်းကအောက်မှာရှင်ကဘသူနဲ့ထည့်ပြီးရွေးချယ်ခြင်းသေးလို့လေဟာနားရဲရှင်မရဲ့ပျော်လို့ပါကွာကဲပြိုင်ပွဲစပါပြီအဒီနာကျွန်တော်နဲ့ထွန်းဦးကိုအမဲရောင်ဘဝရှည်တွေနဲ့မျက်လုံးအတီးကဖုံးအုပ်စီးနှောင်ကြပါတော့တယ်အားလုံးအတန်တိတ်ကြပါပြိုင်ပွဲဝင်2ယောက်ဘေးမှာဘသူမှမရှိဘူးအားလုံးခက်ခွာနေကြပါပြီးတော့အားလုံးကြောက်ခိုင်းထားကြပါကျွန်တော်ရင်တွေတဝုံဝုံတုန်ခါနေပါတော့တယ်တညာလုံးစိတ်ဒုက္ခကြီးစွာထိတ်လန့်ခြောက်ကြခဲ့ရတဲ့ပြိုင်ပွဲကအခုစတင်ပြီမဟုတ်လားအားလုံးအတန်တိတ်ခိုင်းလိုက်လို့ငြိမ်ကျသွားတဲ့ဧကန်နဲ့ချောင်းဟန်တန်တက်တဲ့လေတန်လောက်လေးနဲ့ဒီလိုပြောနေတဲ့အတန်လမ်းလျှောက်တန်အခန်းတကာကြက်ချတန်လမ်းလျှောက်တန်ဆိုလို့ရမင်းတင်မနဲ့ခွာကြုံဖက်နှက်ကလေးစီလာတာစောစောကကတောက်ကတက်နဲ့ကြားနေရတာရမင်းချေတန်အဲ့ဒီအတန်ကဒီဘက်ချမ်းလားဟိုဘက်ချမ်းလားငါနဲ့အဲ့ဒီအတန်ကိုသတိထားမှတ်လိုက်ရင်ရမင်းဘယ်အခန်းဝင်နေဆိုတာအနည်းဆက်ဆုံးခံမန်းနိုင်နေဟာ
ကဲမျက်နှာပေါ်စီးထားတဲ့အဝတ်တွေခွာပြီးဒီဘက်လှည့်ကြည့်နိုင်ပါပြီကျွန်တော်အိမ်တွေတောင်မစင်နိုင်ပဲအတင်းချုပ်ခွာပြီးခြားကနေလှည့်ကြည့်ချိန်မှာထွန်းဦးကတည်ငြိမ်တဲ့ဟန်နဲ့အသာလေးလှည့်ပြီးအဝတ်ကိုဖြည်းဖြည်းချင်းခွာချလိုက်တယ်အဲ့ဒီနောက်ကျွန်တော်ကိုအရာရာစိတ်ချယုံကြည်တဲ့မျက်လုံးတွေနဲ့ခပ်ပင်ပင်ခပ်မြင့်မြင့်လေးကြည့်ပြီးငါအခန်းနှစ်ကိုရွေးပြီးဟင်ကျွန်တော်လန့်ပြီးကြည့်တော့ထွန်းဦးကဘာလဲမင်းအရင်ရွေးမယ်လို့ကန့်ကွက်ခြင်းသေးလို့လားပြိုင်ပွဲစည်းကမ်းထဲမှာဘလို့ရွေးရမယ်ဆိုတာမကြင်ညာတဲ့အတွက်ဥရလူရွေးချယ်ခွင့်ရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပဲကဲဟုတ်ရဲ့လားထွန်းဦးကဘေးမှာရှိတဲ့သူတွေကိုပါတက်တယ်ထူလိုက်တဲ့အခါအားလုံးကလည်းကောင်းမြင်ကြတော့ကျွန်တော်လည်းညင်းစရာမရှိတော့ပါဘူးအဲ့ဒီအခါမှာထိုင်လုတ်ပေးနေတဲ့မာမီရှိန်လေးကကဲဟိုဘက်ကအခန်းနှစ်ကိုဆန္ဒပြုတော့ဒီဘက်ကအခန်းတစ်ဆိုတာလက်ခံလားလက်မခံလဲငါမှရွေးစရာမှမကြံတော့တာဘယ်လိုလုပ်မလဲဆိုတော့ကထွန်းဦးကဒါဆိုအခန်းနှစ်ယူမလားငါအခန်းတစ်ယူလိုက်မယ်ကျွန်တော်တကယ်ကိုရှက်မိပါတယ်ထွန်းဦးလောက်တောင်ကိုယုံကြည်မှုမရှိပဲပြိုင်ပွဲအနေအထားအရထွန်းဦးခေါ်ကစားတဲ့နောက်လေးဘက်ထောက်လိုက်နေရတဲ့အဖြစ်ဆိုတော့ပင့်သက်ရှိုက်ပြီးရပါတယ်မင်းကြိုက်တာရွေးပါကျန်တာငါယူမယ်လက်စသက်တော့မင်းကကံကိုယုံပြီးချေးပုံနေမဲ့ကောင်းမဲကွာငါနဲ့ထွန်းဦးလေတန်းကြောင့်ကျွန်တော်နည်းနည်းတွေးဆူလာပြီးနေစမ်းမအောင်ဘာမှမသိပဲဇွတ်ရွေးနေတာကရောကံမဲမဟုတ်ဘူးလားလက်ထားရဲ့ဟေးရိုးပါကွာဒီမှာငါဘာလို့အခန်းနဲ့ရွေးတယ်လဲသိလားဒီမနေ့ရမင်းဓာတ်ဖက်နဲ့စီးလာတယ်ခွာချုံနဲ့ကျမ်းမြင့်ထိကတ်တန်းကဟော်ဒီဘတ်ချန်ကထွက်ပေါ်လာပြီးပျောက်ကွယ်သွားတာအခန်းနဲ့မဟုတ်ရင်ဘာလဲအဲ့ဒါကြောင့်ငါအခန်းနဲ့ကိုရွေးလိုက်ပြီးကျွန်တော်ဒူးတွေညှုတ်ခနဲ့ဖြစ်ပြီးထိုးရိုင်လဲကြမတက်ဖြစ်သွားတယ်ဒါပေမဲ့လေဟန်ကိုဖို့ဆိုတဲ့အတိစိတ်ကိုရအောင်တွဲကပ်ပြီးခိုင်မြဲအခန်းတင်ကဲအခန်းတကာဖွင့်ကြမယ်ဟေးဘေးမှငိမ့်ပြီးထိုင်ကြည့်နေတဲ့သူတွေအုံငနဲ့ထားអော်ပြီးကျွန်တော်တို့နှစ်ယောက်နောက်ကနေတဟေးအော်လက်ခုပ်တွေတီးပြီးအားပေးရင်ကပ်ပါလာကြတယ်ကျွန်တော်ကတော့စိတ်နဲ့ကိုယ်နဲ့မကတ်တော့ပါဘူးတညာလုံးမြင်မှတ်ထားတယ်တိန်းနိုင်ရဲ့မိတ်ကပ်ထူလပြည့်မျက်နှာကြီးကိုပဲမြင်ပြီးတေကျင်စိတ်ပေါက်လာပါတော့တယ်အဲ့ဒီအချိန်မှာပဲထွန်းအခန်းတကာစာခောက်ပါတယ်အထက်ကချက်ဖွင့်ပေးလိုက်တာနဲ့တပြိုင်နက်ဝေါ်ကနေတွန်းဖွင့်ဝင်သွားပါတယ်ဟာထွန်းဦးဤငယ်သက်ပေါင်းအော်တန်ကြောင့်အားလုံးတိတ်ဆိတ်သွားတဲ့အချိန်မှာအခန်းတကာပွင့်လာပြီးရမင်းကိုကျွန်တော်မြင်လိုက်ရတဲ့အချိန်မှာတော့ကျွန်တော်ဟန်မဆောင်နိုင်တော့ပဲရမင်းကိုအားကုန်ပြစ်ဖက်ထားလိုက်ပါတော့တယ်ပြီးမှရမင်းခြေထောက်ကိုအရေးတကြီးငုံကြည့်လိုက်တော့သူမစီးလာတဲ့ခွာကြုံဖက်နဲ့ရှိမနေပါဘူးငါဒီနေ့မှထုတ်စီးလာတာလေဖက်နှက်ပေါက်လို့ချွတ်ထားတာကိုတိန်းနိုင်ယူစီပြီးဝင်သွားတာတော်ပါသေးရဲ့ရမင်းဟာငါတော့ယူဖို့လက်တလုံးစာပဲကြံတော့တာတွားပါအခုမှဆေးရနဲ့ရွာမို့